ချစ်ရတဲ့ပရိသတ်များမြင်ကြပါရှင် NB Audible YouTube Channel ကနေချစ်ရတဲ့ပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မခွဲနိုင်ဘူးဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုနောက်ဆက်ရင်ခန်းစားရမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ခွာစားပြီးတော့ဇာတ်လမ်းလေးကိုတူတူစီးမျောခန်းစားကြည့်လိုက်ကြရအောင်ပါရှင်မိုးရီကတဖွဲဖွဲရွာနေတယ်ဆွေးရင်းနေတာသူမရန်တန်းမှလည်းကြေကွဲအားငယ်မှုကမိုးလိုပြီးရွာသွန်းနေတယ်တစိမ့်စိမ့်နဲ့ကူရဲ့သူ့အဖြစ်ကိုလှည့်ကြည့်လိုက်ပါအောင်သူမဘာလို့ရမလဲနှကန်းတွေကိုသူမဖိကိုက်လိုက်မိတယ်အိမ်မက်ပဲဖြစ်လိုက်ပါတော့အိမ်မက်ဆိုးပဲဖြစ်လိုက်ပါတော့အိမ်မက်ဆိုးကြီးကြီးကနေနှိုးထားခြင်းပြီးတော့ဆက်မမတ်ခြင်းတော့ပဲဝေးသွားရပါပြီဝေးသွားရပြီမှပြဿနာကြီးတဲ့ကိုဘွားကလေးကြုံလာခဲ့ရတာပါကိုသူကအနားကိုရောက်လာစမ်းမှာတော့ဘယ်မှာများမှလဲဘလို့အင်အားတွေနဲ့ဒုက္ခဆက်လန်းကြမှာလဲဒုက္ခရင်နဲ့တစမောကျက်ပင်ပန်းလာခဲ့တယ်ဘာတွေဆက်လုပ်ကြမလဲဆိုတာဆုံးဖြတ်မရလမ်းပြောင်းနေပါပြီပတ်ဝန်းကျင်ကလူတွေကဲ့ရဲ့မှဆိုတယ်ရင်မဆိုင်ဝင်ဘယ်သူမှမရှိတဲ့ကဘာတစ်ခုကိုလွင်သွားခြင်းနဲ့တည်ပြစ်လိုက်ခြင်းနဲ့အသက်ရှင်နေရတာပင်ပန်းလို့နဲ့ပြဿနာကခေါင်းတစ်ခုလုံးအုံဆူးနေစေတယ်ဘလို့ဆုံးဖြတ်ရမှန်းမသိကိုမရှိဘဲနဲ့ရင်ဆိုင်ဖို့ရမဖြစ်ဘူးဆိုတာဒုက္ခနားလေလာတယ်ကိုကကျင်နာငဲ့ညာတနာပါမလားဒုက္ခမိုက်တာပါဒုက္ခမိုက်လုံးတာပါဒုက္ခကိုယုံခဲ့မိတယ်မယုံသင့်ပင်မဲ့ယုံခဲ့မိတာကိုချစ်သူကိုယုံကြည်မိခြင်းဟာမဟာအမချစ်သူရဲ့လှည့်ပြားတတ်ခြင်းကိုအသိနှောင်းကြခြင်းဟာဒုက္ခရဲ့နှုံအားမှုပါပဲယူမိုက်စွာချစ်ပြခြင်းနဲ့သူမရဲ့စိတ်ကူးတွေဟာသူမကိုအခုတော့မကယ်နိုင်ပြီမှားပြီးရင်မှားခဲ့ပြီတယ်ကိုဟာချော့မော့ခေါ်တော့ကိုချန်တဲ့ကိုလိုက်သွားမိတယ်မြင်းဆန်ခဲ့လည်းရင်ကိုနဲ့ကြောက်ကဆဖြစ်မှာဆိုတယ်ချစ်သူရဲ့တောင်းဆိုမှုကိုသူမဘက်ကငင်းဆန်ဖို့အင်အားမရှိချစ်တခုမှသူမသဘောနဲ့သူမကြည်ကြည်နက်နဲ့ကြာချုံခဲ့တာပါချစ်သူရဲ့တန်းတန်းတာမျက်လုံးများမမောတွင်နေတဲ့အကျိတ်များရအောင်မှာတင်ခတ်နိုင်တဲ့အားတော့ရိုးရောစွာသူမကိုကောင်းငိမ့်လိုက်ကြောခံမိပါတယ်ချစ်ချင်းရဲ့တာယာမှုနောက်မှာကပ်ပါလာတဲ့မုန်တိုင်းကိုဒုက္ခမမြင်နိုင်ခဲ့ပါယူရကျင်နာခြင်းတွေဟာဒုက္ခအတွက်ဆဲမွဲဖွယ်ကောင်းလာတယ်ကိုနဲ့တွေးချိန်ခဏကြည်မွေ့တာယာမှုအားလုံးဟာကိုပြန်သွားတာနဲ့အိမ်မက်တစ်ခုမှလန်နိုးလို့သူခြောက်ချရတယ်ထိုခံစားမှုကိုဒုက္ခကြောက်တယ်ရင်ထဲမှာတစုံတစ်ခုဟာအလွန်တရာပြည့်စုံသလိုဖြစ်လည်ရဲ့တစုံတစ်ခုဟာမဲမောင်လဲဟာနေခဲ့တယ်လက်ရောရခြင်းကိုဒုက္ခတင်းနေတော့လေကိုစိတ်မချနိုင်ခြင်းဟာစိတ်အနှောက်အယှက်ဖြစ်စေတယ်ဒုက္ခကျင်းတဲ့စွာအရှုံးပေးခဲ့တာပါကိုကမတရားသဖြင့်အနိုင်ယူခဲ့တာမဟုတ်ဘူးဒါပေမဲ့ကိုဒုက္ခလက်ထက်ချင်ပါတယ်အမြဲတမ်းအတွက်အပိုင်လိုချင်မိတယ်ဒါတွေကိုကိုကနားမလဲဘူးနားမလဲတာဟုတ်ပါမလားလို့တွေးမိလေတယ်သမီးမသိကြအောင်စောင့်နေခဲ့တာများလားအချက်တွေအေးဆက်သွားလို့အပြစ်တွေမြင်လာတာမဟုတ်ပါဘူးနှလုံးသားမှာဒဏ်ရာတွေကကိုတစ်ချက်ချင်းပေးခဲ့တာပါပဲကိုနဲ့ဒုက္ခကော်ဖီဆိုင်မှာစကားပြောဖြစ်တယ်တခါတရံဒုက္ခစီကိုလာသလိုတခါတရံတော့လေကိုစီကိုဒုက္ခသွားချက်တယ်တည်တည်ဖွဲလေးရဲ့အတွက်ဒုက္ခမတွက်တက်ပါကိုလည်းစိတ်မငြင်းစေချင်ပါကိုအလိုကြလိုက်ရောထားတဲ့ဒုက္ခဟာကိုပြုံးရနေလဲရင်ကျဉ်းနေသူပါကိုဒုက္ခတို့လက်ထက်ကြရအောင်လေသူမရဲ့မရေတရေစကားလေးကိုကိုကရုတ်တရက်တုံလို့သွားသလိုလက်ထက်မဲလို့ရေရွလိုက်တော့တယ်ပြီးတော့မှပခုံးတွန့်နေဘာလို့လဲကိုထူးဆန်းလို့ပါဒုက္ခရှက်စနိုးလေးကောင်းခဲ့မိတယ်လက်ထက်ဖို့တကောင်းမှမတွေးခဲ့မိဘူးကိုစကားရဲ့အတိတ်ပဲကဘလို့ပါလဲကိုကလွတ်လက်ပဲနေခြင်းနေရှင်ကိုဒုက္ခဘာလို့နောက်ဖွဲ့ချင်ရတာလဲပြောကွာအိမ်တော်သေးဆိုတာလူပြိုလူလို့လို့မလွတ်လပ်ဘူးကွာဒုက္ခနှကန်းလေးစိတ်ရင်မယုံနိုင်စွာဖြင့်ကြည့်မိနေကိုဘာတွေပြောမိတာပါလဲကိုကဒုက္ခကိုလက်မထက်ချင်ဘူးလားဒုက္ခနဲ့အတူတူမနေချင်ဘူးလား
ဒါဟာတကယ်ပဲလားနောက်ဖွဲ့ချင်တာမျက်နှိုးလို့ပါကိုပေးဆက်အနစ်နာခံခြင်းများစွာနဲ့ကိုမျက်နှာကိုအရိပ်လိုကြည့်ခဲ့ရသူပါဒီလိုကိုလို့ယုံပြီးမပြောပါနဲ့လားအခုလိုနေလို့လည်းပြီးတာပဲကိုနားမလဲဘူးချစ်နေရင်ပြေဆုံးတာပဲမှတ်လားလက်ထက်တာပန်းနိုင်တခုလိုတတ်မှတ်ထားတာလားပန်းနိုင်ဆိုရင်လေကိုတို့ပြည်လန်းပေါ်မှာပဲနေကြရအောင်ဘလောက်ပြောစရာကောင်းတယ်လေတဲ့ကိုကဒုက္ခလက်ပြားလေးကိုစုပ်ကန်နေသိမ့်တယ်ကိုကဒုက္ခကိုလက်မထက်ချင်ဘူးဟာလားငိုတန်တဝက်နဲ့ရင်နာစွာမေးမိတယ်ဒါဖြင့်ဘလို့ပြောချင်တာလဲအဆဆရာအစီအပြေနေတဲ့တနေ့လက်ထပ်ကြတာပေါ့ကွာဘာလဲကိုမယုံလို့လားကိုရဲ့ကိုအပေါ်ယုံကြည်ခဲ့သမျှအာကိုကြီးတွေခဲ့သမျှတွေရုတ်တရက်ပျောက်ဆုံးသွားရပါပြီဒုက္ခမထင်မိဘူးဒုက္ခလက်ထက်မယ်ဆိုကိုဟာလက်ထက်မှာပဲလို့ထင်ခဲ့တာဒုက္ခအားပါတယ်ကိုစိတ်ကိုအကဲမတော်တတ်ခဲ့ဘူးဒုက္ခလည်းမလျှော့နိုင်ပဲနောက်တစ်ချိန်ကိုတောင်းတမမဲပြောကြည့်ခဲ့တယ်ကိုကဒေါသနဲ့တုတ်ပြန်ခဲ့ပါတယ်နားမလည်ခြင်းများစွာကြေကွဲခြင်းများစွာနဲ့ဒုက္ခနှလုံးသားလေးတုံ့လုံးကြေကွဲခဲ့ရတယ်ဒီစကားပဲကိုတို့မတွေးကြတာပဲအေးမယ်မဟုတ်ဘူးကိုတေချာစဉ်းစားပါဒုက္ခမားသလားကိုမားတာလားဒီလိုအခြေအနေမှာဒုက္ခတောင်းဆိုခွင့်မရှိဘူးလားကိုရေးတတ်တဲ့ပြောင်းလိုက်တယ်ရပါတယ်လေတနေ့နေ့လက်ထက်ကြတာပေါ့ဒါမဲ့ဒီစကားကိုထပ်တယ်လည်းမပြောနဲ့တော့နဘူးနဆာမလုပ်နဲ့ကွာကိုရဲ့ဒါရီကိုဘာခတ်လို့ရလို့လားပြစ်စလက်ခက်မပြောပါနဲ့ကိုရဲ့ပြန်ပြင်းလို့မရတဲ့အမားတစ်ခုကိုကရှာပေါင်းချင်နေတာလားဒုက္ခဒီအမားကိုတယောက်တည်းတာဝန်ယူရမှာလားဟင်ကိုတရားစမ်းမှာမျက်နှာတတွေ့ပေးစမ်းပါကိုရဲ့ဒုက္ခမရမကစုပ်ပူစာတောင်းဆိုတဲ့အခါမှာတော့ကိုဒုက္ခချစ်ရတာကွာလို့မေးလာခဲ့တယ်ဒုက္ခမဖြစ်မိဘူးနှကန်းတွေတင်းစိတ်ထားမိတယ်ကိုကဒုက္ခဘာလို့လက်မထက်ရရမှာလဲဘာလို့ကိုတန်တဲ့ဝင်ရတာလဲကိုစကားကြောင့်သူမမျောလင်းချက်ကလေးပြန်လဲဦးမောလာရပါတယ်ဒီလောက်ပဲအတင်းအကျပ်လုပ်ဖို့မလိုပါဘူးကွာကိုကဒုက္ခကိုမြူးနာသက်စာခြင်းရင်ကိုဒုက္ခကိုလက်ထပ်ပါမယ်လို့တိုးဖွားဖွားလေးကြိပေးခဲ့တယ်ကိုရဲ့ကိုရှင်ဝင်ထဲမှာဒုက္ခငုံမိတယ်အဲ့ဒီအချိန်ကကိုလေဖြားမှုကိုဒုက္ခလုံးဝမသိသေးခဲ့ပါဘူးခုတက်တည်းလည်းမယုံသေးဘူးကိုအရန်ပဲယုံကြည်သွားခဲ့တယ်ကိုလူညာလို့လက်မခံချင်ဘူးကိုနဲ့အတူတူနေရရင်ဒုက္ခကျင်းနေပါပြီဒုက္ခရဲ့ကိုရှင်ဝင်ကသူ့အတွက်လုံခြုံနှွေးထွေးပြည့်စုံတဲ့နန်းတော်တစ်ခုပါပဲကိုဒုက္ခချစ်တယ်မျက်နှိုးတယ်ယုံကြည်အားကိုးတယ်ဘယ်တော့မှကိုနဲ့မခွဲချင်ဘူးကိုရှိမှဒုက္ခဘဝလေနေသားတဲ့ကြောင့်စုပြေနေလို့ထင်တယ်ကိုเจ้าမလာတာ50ရက်မကရှိပြီမလို့ဒုက္ခကိုစီဖုန်းဆက်မိတယ်ဖုန်းဆက်ရင်မရတဲ့အခါဒုက္ခကိုတငယ်ချင်းတရားကိုရှာပြီးတော့သွားမိတယ်ဟောဒီကောင်ဒုက္ခကိုပြောမသွားဘူးလားဆိုတော့တိကနေဖြစ်သွားတယ်မျိုးလုံးကလေးပြူးသွားမိတယ်ဘာလဲရင်နားမလည်စွာမင်းမိတယ်ဒီကောင်နိုင်ငံเจ้าကိုထွက်သွားပြီဒုက္ခကိုနှုတ်မဆက်သွားဘူးလားယင်ရှင်ကောင်းတယ်မှိုက်ကနေဖြစ်သွားတယ်ရှင်ထဲမှာတဆက်တုံနေလူဟာရိုင်နဲ့အနားရှိတဲ့ခုံတန်းကိုဖမ်းဆွဲထားမိတယ်ဒီကောင်တော်တော်ဆိုးတဲ့ကောင်ပဲကိုတငယ်ချင်းကရင်းနှီးခဲ့တယ်အာနာနဲ့ပါသူ့ဖုန်းနံပါတ်ရောရှိလားယင်မရှိဘူးသူ့အိမ်မေးကြည့်ပါလားကွာကိုတငယ်ချင်းကဒုက္ခကိုနားမလည်တယ်လို့ကြည်လာတယ်အေးတော့ပါအောင်လားရပါတယ်ဟန်မဆောင်နိုင်လောက်အောင်ဒုက္ခတုံ့လုံးမှုကရုပ်ဆိုးလွန်လာပါတယ်သူ့ဖုန်းနံပါတ်လေးတော့ရရင်လိုချင်ပါတယ်ရပါတယ်ရရင်ကျွန်တော်ပေးပါမယ်ဒုက္ခကစိတ်အေးထားပြီးတော့မျက်ရည်မကြောက်အောင်ထိန်ခဲ့တယ်ချက်ချင်းပဲအရာရာကိုနားလည်လိုက်မိတယ်ဝေးသွားကြပြီဆိုတာသိတော့နှလုံးသားတက်စစ်နားရတယ်မဖြစ်နိုင်ဘူးကိုအဲ့ဒီလိုလုံးမမဟုတ်ဘူးတော့အမှန်မရှိစွာကိုလည်းမေးလို့မစပါကိုဒုက္ခခေါင်းမမိုင်းမဲစွာယူသွသွေးပြက်စွာယုံကြည်ထားခဲ့တယ်ဒုက္ခနဲ့ရင်းနှီးကြမ်းဝင်တဲ့ချစ်သူဟာဒီလောက်အောက်တန်းကြားလိုက်မယ်လို့မထင်ဘလုံးမထင်ခဲ့ဘူးအထင်သေးဆက်ဆုပ်ရစားစရာကောင်းပေမဲ့ဒုက္ခအန်ကျိတ်ခံခဲ့တယ်ယူမချစ်ဖူးခဲ့တာပါကိုစာနာပါကိုပြန်လာမှာပါလို့ထင်ခဲ့မိတယ်တကယ်တမ်းကျတော့ကိုဟာနှုတ်မဆက်ပဲအပီးတိုင်ခွဲသွားရက်တယ်စမ်းကျင်ပဲရားလက်ကိုနာကျင်စွာသိခဲ့ရတယ်
ကိုပေးခဲ့တဲ့အစိတ်ပြင်းမြတ်တာဟာဒုက္ခနှမျောခဲ့တယ်။နောင်တဟာဒုက္ခရှင်ကိုလောင်ကျွမ်းစေခဲ့တယ်။မိဘူးတစားလို့တမြင့်မြင့်နဲ့ဒါနဲ့များကိုရဲ့ဒုက္ခကိုလက်ထက်မထက်လားအလိညာတွေပါလားဒုက္ခယူလို့ယုံမိတာပါချစ်သူတက်တန်ခဏလေးပါကိုဟာဒုက္ခကိုသွေးအေးသွားခဲ့သလားထားရခဲ့တော့မှနေရရမှာပေါ့ဒုက္ခမငုံဒုက္ခမလွမ်းဒုက္ခစိတ်တင်းထားပေမဲ့အဆက်တကွဲဖြစ်เสียပြဿနာတကူပြုံးစားဝင်လာခဲ့တယ်အဲ့ဒီကဒုက္ခကိုမရှိမဖြစ်လိုအပ်လာခဲ့ပါတယ်ကိုနာကျင်စွာမေးပြနိုင်ဖို့စူးစမ်းရင်မရဘူးမနက်မိုးလေးစမှာခေါင်းထဲဘူးဝင်းနဲ့ရှင်နေတဲ့တုံနေတယ်မဟုတ်ဘူးမဟုတ်တော့ဘူးရှင်ထဲမှာတလက်လက်နဲ့ချောင်းချောင်းစွာထထိုင်မိတယ်ဒုက္ခမျက်လုံးတွေပြူးကျယ်ဝိုင်းဆက်လာတယ်ပြည့်ဟန်ခြင်းစိတ်ကိုဘလုံးမထိမ့်မရအောင်ဒုက္ခပါပဲဒုက္ခချွေးပြန်လာတယ်တကယ်ပဲဒုက္ခချေတယ်လို့ဖြစ်နေပြီလားချက်ချင်း UHC စစ်ဖို့တွေးမိတော့တယ်မဟုတ်ပါစေနဲ့ဖေဟာသူမအချိန်ချင်းဆွတောင်းမိတယ်ဒါပေမဲ့ဒုက္ခမျက်ရည်တွေတလက်ဟောကြရင်နေမင်းတန့်ကိုဖုန်းခေါ်တယ်နေမင်းကချက်ချင်းရောက်လာတယ်အရေးဆိုဒုက္ခမှာကနေမင်းဆိုတဲ့တငယ်ချင်းပဲရှိတာပါအာကိုတိုင်မင်းစရာတခြားသူမရှိဘူးနေမင်းကစိတ်ကြီးတယ်ပောက်ကွဲလွယ်တယ်ဘလို့ဖွင့်ပြောရမလဲကိုကလည်းလုံးဝတွေ့မခံဘူးစက်တက်လို့မကြောက်တမင်ဆောင်နေတာလဲဒုက္ခသိတယ်ဒုက္ခနေမင်းခေါ်တန်းချောင်းကောင်းမော့မိတယ်ဒုက္ခနေပါဖြစ်နေတာလဲဟာဒုက္ခနေမင်းကိုမကြည့်ရဲပဲခေါင်းငုံနေမိတယ်ဘာလဲဒုက္ခနေလူကိုတတိကြလို့လားမဟုတ်ပါဘူးဟဲ့ဒါဆိုနေပါဖြစ်နေတာလဲပြောငါတေးကျင်နေနေမင်းဘာနေမင်းကစူးစူးဝါးအော်တယ်နေပါရီဖြစ်နေတာလဲဒုက္ခဟိုဟာလားစူးစူးဆန်းဆန်းကြည့်ကမတင်ငါသလိုမေးတယ်ဟုတ်တယ်ဟာရှင်းမျက်နှာနောက်ထားပြီးခေါင်းငိမ့်မိတယ်ဟာနေလူသိလားအဲ့ကိစ္စရှောင်နေတယ်ဟာသူရှိရလားတော့မသိဘူးဘယ်တော့လဲမသိပါဘူးသူဒီကိစ္စကိုမသိဘူးဟာဒီလောက်မလွယ်ဘူးလေကွာနေမင်းမျက်နှာကဒေါသနဲ့နေရလာတယ်ဘာပဲဖြစ်ဖြစ်သူ့ကိစ္စကိုသူတောင်းဝင်ရမှာပေါ့ဟာငါ့ကိုမချစ်တော့လို့သူရှောင်သားရနေမှာပေါ့နာကျင်စွာဆိုမိတယ်ဒုက္ခပြင့်သက်ဆက်လိုက်တယ်နေသူ့ကိုတွေ့ကြည့်လိုက်ပါဟာဆင်ပြေသွားတော့လေနောက်တစ်မျိုးစဉ်းစားတာပေါ့ဖုန်းဆက်ကြည့်ပါဟာငါမဆက်ရဲဘူးဟာဒီချိန်မှာနေကြောက်နေလို့မစဘူးကွာဒုက္ခအခက်အခဲကိုနေမရဖြည့်ရှင်းပေးတယ်ဖုန်းဆက်လို့မရရင်ငါသွားခေါ်ပေးမယ်ဟာဒုက္ခဆိုးရိမ်မိတယ်တခုတော့ရှိတယ်ဟာဒီလူကဝိလေလေလှုပ်ပြီးတော့ရှောင်ထွက်ရင်တော့ရံပွဲပဲကွာဘယ်လိုသူ့လက်ထက်ရင်တော့ပါသေးရဲ့တော်ကြနေမင်းနဲ့ပြဿနာဖြစ်လဲနေမင်းစကားကြောင့်ဒုက္ခလည်းငိုင်ကြသွားတယ်သူကလည်းရောပါမလားကောင်းကောင်းမွန်မွန်ပြောလို့မဆိုင်နေအကြက်ကင်ပေါ်ဟာနေမင်းကအကြံဉာဏ်ပေးတယ်နေလျှော့လို့မရဘူးဒုက္ခငါသူ့မရှိပဲဒီကလေးကိုဘယ်လိုမွေးရမလဲငါအတွက်ပြီးတော့ဒီကလေးလေးရဲ့အတွက်သူရှိမှဖြစ်မှာအေးလေဟုတ်တာပဲဒုက္ခကနှကန်းကိုဖိကန့်လိုက်တယ်ဒုက္ခငါသူ့ကိုရအောင်ခေါ်လာမယ်သူ့ကိုငါစိတ်နာတယ်ဟာမုံလဲပုံးတယ်သူငါ့ကိုညားတယ်လောလောဆယ်နေသူ့ကိုလက်ထပ်မှဖြစ်မယ်ဒုက္ခအဲ့ဒါနင်သားလေရဲ့လားနေရမိန်းကလေးနော်မိန်းကလေးဟာဒုက္ခမျက်ရည်လေးတက်လဲလဲနဲ့ပြည့်သက်ဆန်းလိုက်တယ်ဖုန်းဆက်ပြီးအကြောင်းစုံရှင်းပြဖို့မလွယ်ဘူးသူ့ကိုခေါ်လိုက်သူလာပါမလားမသိဘူးဟာတိတ်အချိန်မဆွဲသင့်ဘူးမြန်စက်ဟာငါစဉ်းစားပြစေဦးဟာဒါအချိန်ဆွဲစရာကိစ္စမဟုတ်ဘူးချက်ချင်းဆုံးပြမှာကွာနေမရဒုက္ခအတွက်စိတ်မအေးဖြစ်နေတယ်ဘယ်လိုပဲဖြစ်ဖြစ်နင့်ကိုလက်ထအောင်နေပြောရမယ်ကွာဒီလိုညင်းလို့ကတော့ငါအကြောင်းသိမ့်မယ်အေးပါငါပြောကြည့်ပါမယ်ဟာတစ်ဖက်လူကိုချိန်မပေးနဲ့တထိုင်နဲ့ဆုံးဖြတ်ခိုင်းကြလာနေမရအားမလို့အားမရစီစဉ်ဆွဲပေးတယ်ဒုက္ခသူကလက်ထက်မှမဟုတ်ဘူးညင်းမှာပဲလို့နင်ထင်လို့လားနေတော်တော်လဲမိုက်မဲပါလားဟာနေမရအပြစ်တင်နေသူကဘာပြောရမလဲမသိတငယ်ချင်းကိုမချိမဆန့်တနာမိတယ်နင်ဒီလိုလူကိုမှရှုံပြီးတော့ပုံအပ်ရသလားဟာနေမရပြစ်ဒဏ်ဆက်လိုက်တယ်ခေါင်းအေးနဲ့စဉ်းစားပါဟာလိုအပ်တာအားလုံးကကူညီပါမယ်ဟုတ်ပြီလားအာမငယ်နဲ့တခုခုဆိုငါနင်းရှိရရက်နေမယ်ဟာနင်အစမ်းမားတယ်ဟာဟုတ်တော့ဟုတ်ပါတယ်ငါနင့်ကိုအပြစ်မတင်ရက်ပေမဲ့နင်ဒီအခက်ခဲကနေကြော်လွားနိုင်အောင်လုပ်ရမယ်ဟာငါ့ကိုဂရိပေးပါဟာနင်နောက်ထပ်ဘလို့အမားမမကျွလွန်ရဘူးကြားလားကိုသူကအရန်စိတ်နာမိတယ်ဒီလိုမှန်တိလာခဲ့ရင်သူ့ကိုမချစ်ခဲ့ပါဘူးသူ့အပြုံးနေမှာနင့်မဝင်အောင်တတိမထားမိပါသူတောင်းဆိုစည်းရုံးမှုမှာအငိုက်မဲမအောင်စေချင်မိမှာပါအခုတော့
ဟေးဒါဘာလို့မှလဲမင်းကပြအရန်ရှင်နေပြီကွာဘယ်လိုလဲလာထအပြင်သွားမယ်အကြောင်းချက်နေပြီကွာနေစမ်းပါစေကွာလွတ်ထားလိုက်မင်းတို့နှစ်ယောက်ဘယ်ရောက်လာတာလဲနေတိုးညီကခက်ထိထိပြောရင်လှဲ့မိတယ်မင်းစီလာတာပေါ့ကွာဟုတ်လားအပြင်သွားမယ်လေဟာကွာမလိုက်ချင်ဘူးမင်းတို့မနှောက်ဆက်နဲ့ကွာပြန်လာမှမင်းရဲ့ကြပြဆက်ရည်ရပါတယ်ဟာဟုတ်သားပဲမရမကစွတ်ခွာမယ်ရုပ်တွေပါလားကွာဒါနဲ့များကွာမင်းတော်တော်အသေးနုပါလားမင်းတို့နားမလဲပါကွာအေးပါထားပါတော့သူတို့၃ယောက်ထွက်လာခဲ့ကြတယ်ဘယ်ဆိုင်သွားကြမလဲကံမပေါ်သွားရင်ရောโอเคကောင်းသားပဲကွာ तू ကဝင်မစော့ဘယ်သွားချင်ရသွား तू ကတိတ်တဆိတ်လိုက်ပါလာခဲ့တယ်ငါမှအလုပ်တွေပြိနေတယ်ကွာလုံးဝမအားဘူးနေတိုးညီကညီးလိုက်တယ်ပါလေမင်းကမတော်တဆဆုံးခဲ့တဲ့ကောင်မလေးကိုမမေ့သေးဘူးလားကွာ तू ကခတ်တိုးတိုးရည်တယ်မေ့တလောက်ဖြစ်နေပါ යි ကွာမတင်မကြဖြေတယ်မင်းကပြတော်တော်ရှည်နေပြီ तू ကနေဆိုင်စွာပြောလိုက်တယ်ဟုတ်တယ်သူ့ကြောင့်ကြပြတပုတ်ငါရေးဖြစ်သွားတာကွာဝေမခံလဲသူတို့သိပြီးသားပါမင်းရောက်ပါလို့အဲ့ဒီကောင်မလေးနဲ့သိအောင်မစူးစမ်းတာလေကွာငါမနှောက်ရက်ချင်ဘူးကွာအော်တကယ်ချင်းအုတ်ကားစီတယ်မင်းကလောင်နာလားကွာမလောင်ပါဘူးကွာသူ့ပုံစံဟန်ပန်လေးကရင်ထဲတိုးဝင်လာတယ်ကွာစူစမ်းပါအောင်ကွာသူကျင်းတဲ့စွာပြောလိုက်တယ်မင်းတို့မသိပါဘူးကွာနေတိုးညီကခါစားမှုအပြစ်နဲ့ချင်းဖွင့်နေငါဟိုဘက်ချာနေဘူးလို့ဒီဘက်ချာကားရက်တာကွာကားဘေးမှာခြံဝင်းနေရမယ်ရှိတယ်ငါလည်းမော်မကြည့်မိဘူးကွာအတန်တူတူလေးကြားမှာပဲမောကြည့်တာကွာပြီးတော့ကားဘေးမှာဆင်းရက်နေတယ်ငါကောင်းပေါ်နေစီပွင့်ဖက်တီကြွေကြလာတယ်ဟာငါလည်းတန်းတော်မောကြည့်တာပေါ့ကွာသူကနေစီပွင့်ဖက်တစ်ဖက်ချင်းကိုချွေးနေတာကွာနှုတ်ကလည်း yes no နဲ့ယူတက်နေသေးတာကွာဒူးဆန်းပါလားကွာခြံဝင်းနေရံကပ်ပြီးစောက်ထားတဲ့အဆောင်ဝရန်တာပေါ်ကနေသူကနေစီပန်းနေချွေချနေတာကွာဆုလိုက်ပြုံးလိုက် yes ပြောလိုက်နောက်တစ်ဖက်ကတော့ no ပြောလိုက်နဲ့ကွာကန်ကိုဟောကိန်းထုတ်နေတာပေါ့ကွာမသိပါဘူးနောက်ဆုံးပွင့်ဖက်က yes လား no လားဘာကြောက်သွားလဲကွာဝင်းခန့်ကစိတ်ဝင်စားမိတယ်မင်းကောင်းပေါ်ကနေစီပွင့်ဖက်တွေကိုဖက်မပစ်လိုက်ဘူးလားကွာဖယ်လိုက်ပါတယ်ကွာအုတ်ကမေးတာကိုအရင်ဖြင်းမိရဲ့ခါငါမေးတာလည်းဖြင်းအောင်လေကွာအဲ့လိုဝင်းခန့်အောင်អော်တယ်နောက်ဆုံးပွင့်ဖက်ကနိုးကျသွားတယ်ကွာငါဘာမှမသိပဲစိတ်မကောင်းဘူးကွာဟုတ်လားကောင်မလေးကကြွေသွားမှာပေါ့ကြံကြံဖန်ဖန်နေစီပန်းကိုတစ်ဖက်ချင်းချွေချပြီးတော့ကကြမကိုကြိုကြည့်ရတယ်လို့ကွာ तू ကရုံလို့ဖြစ်မှာပေါ့အုတ်ကားရနေတိုးညီကတငယ်ချင်းတို့ကိုစကားမဆိုပဲသူ့ပါအတွက် yes no ပြောတာလည်းမသိဘူးနော်အုတ်ကာကသိချင်နေတယ်ဘာသိမလဲကွာမင်းသိချင်ရင်သွားမင်းအဲ့လိုဝင်းခန့်တယောက်ကမေးတယ်ငါလက်တွေ့သမားဘယ်သူမှမသိပဲနဲ့ငါမဆွဲလန်းစေချင်ဘူးယူမမိုက်ဆွဲလန်းဖို့ဘူးကွာဒါပေမဲ့မင်းမေးလို့မရသေးတာဝန်ခံစားမှာကွာအဲ့ဒါငါဝန်ခံတယ်ကွာဒါပေမဲ့အဓိပ္ပာယ်မရှိဘူးအဓိပ္ပာယ်မရှိလို့ပဲကြပြတပုတ်ဖြစ်သွားတာပေါ့ကွာဟုတ်လားဝန်ခံကထေတယ်ကဲပါကွာထားပါတော့မင်းကြီးဝနရောဟိုမှာအဆင်ပြေတယ်လားဒီကောင်အဆင်ပြေမှာပါမေမေလည်းရှိနေတာပဲဝနကကောင်မလေးတွေကိုတော်တော်တွဲတာပဲနော်သတင်းတွေမွေးနေရောပဲကွာအေးကွာငါညီကမလွယ်ဘူးကွာနေရညီးမိတယ်သူ့အရှုပ်တွေငါ့ကိုခဏခဏလာညှိတယ်ကွာမင်းညီကဖြောင်းတာဟုတ်ကွာဝန်ခံရုပ်ချင်းခွဲမရအောင်စင်တာကွာမင်းကနေကိုဖြောင်းတယ်လို့တဲဝိုက်ပြောနေတာလားကွာငါဝနလို့ဘယ်မကြတတ်ပါဘူးကွာညံ့တာဘောကွာငါခက်အေးပဲနေချင်တာဟာမင်းဆိုင်ကတမျိုးပဲဝနထက်သားတယ်ငါဝနလိုမင်းကလေးကိုတိတ်စိတ်ဝင်စားဘူးဟာဒါမဲ့မင်းမညာနဲ့ဟာရင်ကုန်တန်တော့မြန်းနေပြီမှလားငါမှဘာသူရှိလို့လဲဟာဒါကတော့မင်းပဲသိမှာဘောကွာနေရတစ်ချက်စဉ်းစားပေးမှကျောက်ကိုမင်္ဂလာဆောင်လိုက်ပို့တာလားမင်းကတမျိုးမထင်နဲ့အချိန်နေမှန်ကိုငါပဲသိတာကွာမင်းပါတွေအိုက်တင်ခံနေမလို့လဲကွာအိုက်တင်မခံပါဘူးကွာကြော့ရီလာမြောင်းပေးလောက်တာလဲငါသိတယ်ငါတော့မှမဟုတ်ပဲဒါပေမဲ့မင်းတို့ဟာဇက်မျောကြီးဟာငါဆုံးမပြသေးဘူးငါနဲ့ကြော့ချစ်သူတွေမဟုတ်ဘူးမင်းမတရားဘူးကြော့တနာပါတယ်ကွာငါတေချာချင်လို့ပါစိုးခဲစီမြဲစီချင်တာကွာလောက်ပြန်ပြီကွာဟိုကကြာလေမင်းပေါ်မျောလင်းချက်ကြီးလေဖြစ်မှာပေါ့ငါမဖြစ်သားရဲဘူးဟာတဲတဲလာအမြဲတူတူဆိုတော့တန်ရောစင်ဟာကြီးလာမှာပဲဒါပေမဲ့ငါအခုမှပြန်ရောက်တာဘာကြသေးလို့လဲဟုတ်တာပဲဝင်းကန်ရနေရအခုမှရောက်လာတာကြော့နဲ့အခုမှပြန်ဆောင်တာဘယ်လောက်မှမရှိသေးဘူးလေအုတ်ကဝင်ပြောတယ်ကြော့ကိုမင်းစိတ်ဝင်ဆိုင်ဘေးဖေကွာဘင်ဟာလမ်းပိတ်နေလို့ကွာဟာမလုပ်ပါနဲ့ကွာမင်းတို့ကငါတက်ငယ်ချင်းငါ့ကိုကြော့ပြဿနာရှာမှာဟာအဲ့ဒါမင်းမတရားငါတို့အခွင့်အရေးကိုထိခိုက်တယ်ပါလေမင်းတို့ငါ့ကိုတွန်းပို့နေတာလားကွာ
သူတို့နေရာဟက်ခနဲစီလိုက်တယ်သူတို့ကလာကလိနေတာသိပါတယ်မင်းတို့တော်တော်တိုင်ပင်ကြိုက်နေတယ်ပေါ့လေငါ့ကိုသေဝိုက်ညာလိုက်တဲ့ညာလိုက်နဲ့ဝိုင်းဖက်နေပါလားကွာမင်းကရေခဲတုံကြီးလုံးနေတာဟုတ်ကွာငါစိတ်မပါပဲအလိုက်တင်မမျောချင်ဘူးဟာသူတို့ကကြော့ဘက်ကရှိနေလိုက်တယ်သူပြန်စဲစားကြည့်တယ်ကြော့နဲ့ပတ်သက်ပြီးတော့သူဘာမှမမခဲ့ပါကြော့ဟာသူ့ကိုတနာတယ်သူ့ကိုတငယ်ချင်းတွေကနားမလဲဘူးပတ်ဝန်းကျင်ကတော့သူတို့နှစ်ယောက်ကိုနားလေလားမသိဘူးကြော့ကိုဘယ်လိုများတိုက်ခဲ့ကြမလဲသူတွေးပြီးတော့ဝေးလေးသွားတယ်အဖြူရောင်တန်စင်ကိုဆေးချေဖို့သူကစမ်းတာမရှိဘူးတငယ်ချင်းနှစ်ယောက်နဲ့ကာမောင်ပေါ်မှာထိုင်ပြီးအိမ်ပြောင်းတဲ့ခါမှာတော့ဒူဆန်နဲ့ဖုန်းတစ်ခုသူ့စီဝင်လာခဲ့တယ်ဒါပေမဲ့တကားမှမကြားဘူးတဲ့အတန်ဖြစ်နေတယ်ဟယ်လိုကိုကိုလာရင်တစ်ဖက်ခေါ်တန်းကြောင်သူ့ဒိတ်ကနေဖြစ်သွားတယ်အိမ်မှာဝနာကိုညီညီနေကိုကိုကိုပဲခေါ်တတ်တယ်ဒါပေမဲ့တစ်ဖက်ကောင်မလေးကကိုကိုလို့ခေါ်လိုက်တာသူ့ကိုမဟုတ်ဘူးဝနာကိုပဲဖြစ်လိုက်မယ်ကိုကိုဒုက္ခကိုဘာလို့ရှောင်နေရတာလဲဘာလို့ဆက်တယ်မလုပ်တာလဲသူကဘာပြောမှန်းမသိဘူးကိုကိုကိုအရန်တွေ့ချင်တယ်အရေးတကြီးကိစ္စရှိနေတယ်ခုချက်ချင်းလာမှဖြစ်မယ်ခဏနေပါဦးပြောချင်ရတွေစက်တိုက်ပြောပြီးဖုံးချသွားတော့မှလားသူကဘယ်မှာသွားတွေ့ရမှာလဲသိမှမသိတာတွေ့မှပြောကြရအောင်ကိုကိုဟာမဟုတ်သေးပါဘူးကိုကိုဖုန်းထဲမှာရှိရှိဝေးမပြောချင်ဘူးလာခဲ့ပါကျွန်တော်မလာနိုင်ဘူးကိုကိုအခုလာခဲ့ဘင်းလူမားနေပြီသူ့လေတန်းကအေးဆက်ပြတ်တောက်သွားတယ်ကိုကိုနော်မဆနဲ့ခုချက်ချင်းလာတွေ့ပြဿနာပါလားဝဏဇက်ချုပ်ပဲထင်ပါရဲ့ကွာဝဏဇလန်းတွေများလိုက်တာတကယ်မလွယ်တဲ့ကောင်ပဲโอเคဘယ်လိုလာတွေ့ရမလဲကိုကိုမနှောက်ပါနဲ့လာခဲ့မယ်ကွာသူပြီးတော့ကောင်းညိတ်လိုက်တယ်ဖုံးချပြီးတော့တက်ဟက်ရင်နေမိတယ်မလောင်ငင်းလို့လည်းမကြအောင်လူမနေပြီဆိုတော့လည်းမယုံသူဘာလို့ရမလဲလာမယ်ပြောပြလိုက်တာအေးရောတော်တော်ခက်ပါလားသူနဲ့ဝဏကယူချင်းလဲတူအတန်လဲတူဘုံဝခွဲမရအောင်သူဘလို့လို့ရမလဲသူ့ချိန်မှာခြာတိတ်တုံးရောင်လမ်းပိတ်ဆက်လိုက်တဲ့အခါနေမယုံနိုင်အောင်အံ့ဩမိတယ်ဒီပြဿနာကမသိဘူးဒါရီရောဝဏတိုးညီလောက်ခဲ့တာလားအကိုဟေးကျွန်တော်တို့နဲ့ခဏလိုက်ခဲ့ပါဘေးကိုလေဘာလို့လိုက်ခဲ့ရမှာလဲသူခက်တိတီမဲမိတယ်လိုက်ခဲ့မှဖြစ်မှာမင်းတို့ကဘာသဘောလဲနေလုံးဝမကြင်မနဲ့စိတ်ကိုရှေးအောင်ဆဲဆန့်ထားရတယ်ကောင်လေး၃ယောက်ကသူ့ကိုဘူးကြီးကစိန်ခေါ်နေတယ်လို့ပါအကူညီတောင်းချင်နေအေးစစ်စစ်ပေါ့မင်းတို့ဟာရန်စတဲ့သဘောကြီးကဘာမှမဟုတ်ပါဘူးကဲဒါဆိုပါကူညီလဲအကူခဏလိုက်ခဲ့မှဖြစ်မယ်မလိုက်ဘူးဆိုရင်ရောကွာကျွန်တော်တို့ကအေးစစ်စစ်ရင်ကြည်ခေါ်တာပါဒါလားရင်ကြည်တာခဏလိုက်ခဲ့ပါအေးလေခဏဆိုတော့လဲလိုက်ခဲ့မှာပေါ့နေရမြင်ရောက်အေးရောသဘောထားကသူတို့ခေါ်တဲ့နေရာကိုလိုက်လာခံမိတယ်သူ့မှာလည်းလုံးစရာကိစ္စတွေရရှိသေးတယ်ဒီချာတိတ်တွေနဲ့ပြဿနာမဖြစ်ချင်ဘူးရှေ့ဆုံးဝင်သွားတဲ့ကောင်လေးကခြံဝင်းတကားကိုပိတ်ပြလိုက်တယ်သူမျက်မှောင်ကျုံမိတယ်လက်ထဲကင်ထားတဲ့ဟာဖုန်းကိုခတ်တင်းစုပ်ကင်ထားမိတယ်သူ့မှာအန်ရရှိနေနိုင်သလားဒါမျိုးတကားမှသူမကြုံဘူးပါဝနာတယောက်ပါရီလျှောက်လို့ထားတာပါလေနေနဲ့အံ့ဩသွားတယ်ချမ်းအဝင်လန်းအတိုင်းဝင်လာပြီးတော့အိတ်တဲ့အင်ရအပေါ်တက်ကိုခေါ်လာတယ်သူတို့အပြုတ်မှုကဘာတိတ်ပဲလေသူဒေါသဖြစ်သွားတယ်ခံကျင်စိတ်နှဲပါလာမိတယ်မင်းတို့ဘာလုပ်တာလဲဘာမှမလုပ်ပါဘူးသိရမှာပါသူဘာမှမပြောဘဲခြေစုံရက်လိုက်မိတယ်အသာတကြီးလိုက်လာတာကျေးဇူးပဲကျွန်တော်ကဒီထက်ပိုခက်ခဲမယ်ထင်ထားတာအဲ့ဒါကြောင့်ဘော်ဒါတွေနှစ်ပွေကိုဆွဲခေါ်လာတာခမည်းတက်သွားလိုက်ပါအပေါ်မှာခမည်းကိုဒုက္ခစောင့်နေတယ်ဒုက္ခကကျွန်တော်တငယ်ချင်းသူ့ကိုထင်ကျွန်တော်ခံမှာမဟုတ်ဘူးအဲ့ဒါခမည်းသိပါတယ်နေရဘာတွေပြောနေမှန်းမသိဘူးနားမလဲဘူးဒါပေမဲ့ဒုက္ခဆိုတာမင်းညာဖုံးဆက်တဲ့ကောင်မလေးပဲဖြစ်မယ်လို့တွေးမိလိုက်တော့တယ်သူမျက်နှာထားတဲနဲ့တက်လာခဲ့တယ်ရှင်းလည်းမပြောဘယ်ဟတိတွေလုံနေကြတယ်သူကတကားဝုန်းကနေတွန်းဖန်လိုက်တယ်ဒုက္ခနဲ့ခမည်းအဆင်ပြေအောင်ညှိပါဗျာခြာတိတ်ကလမ်းအောင်ပြောလိုက်တယ်သူ့ကိုကြောပြီးရက်နေတဲ့ကောင်လေးကဇက်ကနေကြည့်လာတယ်ဖုံးဆက်တာဘာလို့မလာတာလဲပုတ်ပခုံးတွန့်ရင်နဲ့နည်းနည်းတော့နားလေသွားတယ်မလာလို့ရအောင်ခေါ်လာတာဝနာကဘာတွေလှုပ်ထားလို့သူတို့ကဒီလိုဆက်ဆံရတာလဲသူကတစ်ချက်ပြောငါသူ့ရှိရကောင်မလေးကိုစစ်စစ်ကြည့်မိတယ်ဟာအော်မှုနဲ့အတူမယုံနိုင်အောင်ဖြစ်ရတယ်လင်းစီပွဲဖက်တွေကို yes or no ချွေပြစ်ကသူ့ကောင်းပေါ်တက်တဲ့ချွေချခဲ့တဲ့ကောင်မလေးဒီမျက်နှာလေးကိုသူ့လုံးဝမှတ်မိတယ်ဟာကွာမင်းကဝနရဲ့ဇလန်းတက်ပုတ်လားဖြစ်မှဖြစ်ရလေကိုသူမခေါ်တန်းချောင်းရင်းနဲ့တင်းကနေဖြစ်သွားတယ်ကိုဒုက္ခကိုဘာလို့လာမတွေ့တာလဲသူငြိမ်သက်နေမိတယ်မျက်စိရှိရာကောင်မလေးကိုမြင်ဘူးသလိုငေးကြည့်နေမိတယ်ကိုရှောင်ကျင်မဲ့ဒုက္ခသိပါတယ်
နေကြဆိုလေတယ်။နာကျင်အေးဆက်တဲ့အကြည့်ကိုသူလန့်သွားတယ်။ကိုကိုမနှောက်ယှက်ချက်မအောင်ဒါပေမဲ့ဒုက္ခဆိုသူကလေးကသူ့ကိုစစ်စစ်ကြည့်ပြီးကိုဒုက္ခကိုလက်ထက်မှဖြစ်မယ်လို့ဆိုလာတယ်။ဘာသူခြောက်ခြားစွာမြန်ပေးမိတယ်။ဒုက္ခမှာကိုဝင်ရှိနေပြီကိုနေရခြေတလန်းမကနောက်ဆုတ်ရင်းနဲ့အလွန်အမင်းလိုက်ပြန်သွားတယ်။သူရင်နေတဲ့တဆက်ဆက်ခေါင်နာကျင်သွားတယ်။ဘလို့လုံးမလဲဒီကလေးကိုဒုက္ခမရက်ဆက်ချင်ဘူး။ဒုက္ခသူ့ရှိမှဒူးထောက်ထိုင်ကြတယ်။သူကတော့မလုံမရှက်ငင်းငင်းကြီးရက်နေမိတယ်။ဘလို့ဆုံးဖြတ်ရမလဲမသိပါ။ဘာတွေပြောမှန်းမသိဘူး။ပြဿနာကထင်ထားတာတဲ့အစာပေါင်းများစွာကြီးမားနေဆိုင်နေတယ်။ဝနာစိတ်ချက်ကိုရေးရတိနာလေထားတော့ခုကိစ္စမှာသူဘလို့လို့ပေးရမလဲမသိတော့ပါ။ဝနာတာဝန်ယူခြင်းမှမဟုတ်ဘူး။သူမကိုလက်ထပ်ယူဖို့ဆိုတာမဖြစ်နိုင်ဘူး။သူမလည်းအဲ့ဒါကိုသိထားပုံပါ။ဒါကြောင့်လေအခုလိုလုံနေတာနေမှာဝနာတမင်ချောင်ပြေးခြင်းလို့မေရှိတဲ့နိုင်ငံသားကိုလက်တာအခုတော့နေနာလေသွားပြီခက်တာကသူကဝနာမဟုတ်ဘူးဒါကိုဒုက္ခဆိုတဲ့ကောင်မလေးကမသိချောင်သူဘလို့ရှင်းပြရမလဲယုံယုံမလားသူရှင်းပြတဲ့လားဝနာမဟုတ်ဘူးဆိုတာပြောပြတဲ့လားဒုက္ခကိုသူအစမတန်တနာမိတာအမှန်ပါပဲသူမစကားတွေကြောင့်အင်မတန်ပဲတုံလို့ခေါင်းကြီးသွားရပြီဘလို့ဖြေရှင်းရမယ်ရုတ်တရက်မဆန်းစားတတ်တော့ပြီဝနာကိုမင်းပါလို့ယုံခဲ့တာလေဘာလို့လဲရောခဲ့တာလဲဘာလို့ပုံခဲ့တာလဲသူကြေခဲစွာအပြစ်တင်ပြတယ်ဝနာနားမှာရှိနေလေအကောင်းသာသူကိုယ်တိုင်လက်ထပ်ဖို့စီစဉ်ပေးနိုင်တယ်အခုတော့မလွယ်ဘူးကိုသူစက်ကနေဖြစ်သွားတယ်ဒီကလေးမွေးဖို့အတွက်ရှင်ဒုက္ခကိုလက်ထပ်မှာဖြစ်မယ်မဟုတ်ဘူးလားကိုသူဘယ်လိုဖြေရှင်းရမလဲနေကောင်းငိုက်ဆိုင်ကြသွားတယ်သူရှက်ချင်းကြီးဂရိမပေးနိုင်မှာကိုဘာမှဆက်မပြောဖို့သူလက်ကပြမိတယ်ပြီးတော့သူအန်ကျိတ်လိုက်တယ်ကျွန်တော်ရှင်းပြတာနားထောင်ပါအောင်သူကသူ့ကိုဝိုင်းဆက်တဲ့မျိုးလုံးအစုံနဲ့နေကြည့်ကနေတယ်နေတက်ပြင်းချလိုက်တယ်သူပြောပြမှဖြစ်မယ်ကျွန်တော်ခမည်းလူမားနေပြီဟင်သူကသူ့ကိုစူးစူးဆက်ဆက်ကြည့်တယ်ကျွန်တော်ကဝနကိုပါနေတိုးညီပါဘာသူကဒေါသနဲ့ပြန်မိတယ်ဘာဝနလဲဘာနေလဲကိုမောင်လာဦးမလုပ်ချင်ပါနဲ့တိုးညီပေါ့ကိုရှောင်နေတာသိတယ်တာဝန်မယူချင်တာလည်းသိတယ်ကိုကလေးမဟုတ်ဘူးလားပြောစမ်းပါကိုကလေးကိုမချစ်ဘူးလားမကြောက်ဘူးဒုက္ခကိုလက်ထပ်ပါဒုက္ခတယောက်တည်းနဲ့ဆိုင်တဲ့ကိစ္စလားကိုရဲ့မဟုတ်ဘူးခမရလူပါနေပြီဗျတော်တော့ဒုက္ခနားလဲသွားပြီဒုက္ခသူ့ကိုအထင်သေးဆက်ဆုပ်တယ်လို့ကြည့်ပြီးတော့နောက်ဆုတ်သွားတယ်ရပါတယ်ကိစ္စမရှိပါဘူးကျမအပြစ်နဲ့ကျမပဲခံယူပါမယ်ရှင်ဒီလောက်ထိကြောက်လန့်သွေးပြက်ပြီးလိန်ညာလေဖျားဖို့မကြိုးစားပါနဲ့ဘာကိုလဲဘာညီလဲအပိုတွေကျမကိုအယူမလုံးနဲ့ရှင်ကြည့်နေရှင်မလို့ကျင်တဲ့ကလေးနဲ့ကျမအတူသေရမယ်သိလားသူမဆိုတဲ့ကောင်မလေးကဝရန်တာပဲပြေးထွက်သွားတယ်ဟေးဟာမလုံးနဲ့ဦးနေအောင်လေဟာဒုက္ခပါပဲနေကမန်းကရန်ပြောလိုက်မိတယ်ဆိုတင်ဖန်းဆွဲကတားမိတယ်ခမားတီလိုမလုံးနဲ့လေဒါကအသက်နဲ့ဆိုင်တဲ့ကိစ္စအဗျအသက်နဲ့ကြောင်ပြစ်စလက်ခံမဆုံးဖြတ်လိုက်ပါနဲ့ဗျာကိုကတစိမ့်နေလို့လာမပြောနဲ့မကြားချင်ဘူးဒုက္ခကိုသိခွင့်ပေးပါတိမ်မအေးမယ်ကိုမယူချင်မှုမှတ်လားဒုက္ခကိုပုံနေပြောပြီးတော့မနစ်သိမ့်ပါနဲ့မဟုတ်ပါဘူးဗျာနေရုတ်တရက်တွေးတိုးလာသလိုခေါင်းတွေမွန်းတောက်လာတယ်ဘုရားစာပြီးရှင်းပြမှန်းမသိတော့ပါဘယ်လိုမှပြောပြဆိုမရသူအကြက်တဲထပ်ပေါက်မရှိပိတ်ဆို့နေခဲ့တယ်ကောင်မလေးကတကယ်ပဲပြောသလိုလုံးပါလားခုံချလိုက်ပါလားမတွေးဝင်းစရာပါလားသူမကြည့်ရတော့ဘလို့ပဲဖြစ်ဖြစ်ရအောင်တားရမယ်နောက်ကိစ္စနောက်ရှင်းမင်းသွေးယူသွေးတဲ့နဲ့စွတ်လို့မနေနဲ့ကိုဒုက္ခကိုလက်ထပ်ပါအေးလက်ထပ်မယ်သူလိုက်ရောမိတယ်ကောင်မလေးစိတ်ပြောင်းသွားဖို့ပါဒါပင်ပဲထင်သလောက်မလဲကောင်မလေးကတခါတည်းချီတယ်အခုရုံသွားပြီးတော့လမ်းဘက်ထိုးမယ်နေဟူကနေလေပြင်းပုံးထုတ်လိုက်တယ်မင်းအစားငါပဲတေချင်တော့တယ်ကောင်မလေးမင်းပါလို့ဇွတ်တရွတ်နိုင်ရတာလဲမစင်မစင်လို့ရတာလဲကောင်းပြီးတောင်းနေချိန်မလို့လားခုချိန်မှာခြာတိတ်ကသွေးပူပြီးဘာမှမြင်မှာမဟုတ်ဘူးကဲပါလို့ရမလဲအေးကွာလက်မှတ်ထိုးခြင်းလဲထိုးဖို့ကွာတကယ်လားကိုသူကောင်းငိမ့်လိုက်တယ်ဝနကဘယ်နှခါညာလဲမသိဘူးကောင်မလေးကသူ့စကားကိုမယုံရဲနဲ့ဆုံးဖြတ်လိုက်ပြီတယ်တာဆိုသွားမယ်လေသူ့ကိုချက်ချင်းခေါ်တယ်သူ့လက်ပေါင်းကိုဖမ်းဆွဲပြီးတော့လေကားဆင်းလာခဲ့တယ်နေမင်းပါတွေဖြစ်နေတာလဲကွာသူ့ကိုယ်သူစမ်းဆင်းပြီးတယ်သူကတငယ်ချင်းကောင်မလေးကသူ့အပေါင်းအသင်းနှစ်ယောက်နဲ့စောင့်ကနေတယ်သူကဘယ်လိုလဲကိုကဒုက္ခကိုလက်ထက်မယ်တဲ့နေကောင်မလေးကိုစောင့်ခဲ့ကြည့်ပြီးတယ်ရင်ထဲမှာစေတနာလိုင်းတစ်ခုဖြတ်တန်းသွားတယ်ကိုနော်ညာရင်ညာကြီးသူကတကယ်လို့ပြင်ပါကြားလာသူ့ကိုချင်းကြောက်တယ်သူဘာမှမတက်နိုင်
ဝနစီအမြန်ဆုံးဖုန်းဆက်ကြားကြရမယ်။သူလောလောဆယ်ဘာဝမှရုံးထွက်မရအောင်ဖြစ်နေတယ်။အပြန်ခီးမှာသူမကပြုံးနေ။သူမတင်းနေမှုကသူ့ရင်ကိုကျဉ်းနှူးစေတယ်။ဒီနေရာမှာသူမကိုသူကြိုတင်မသိခဲ့လိုက်ရင်အခုလိုလိုက်ရောနိုင်ပါမလား။သူမကိုအစကတည်းကသူသိနေခဲ့တယ်။စိတ်ဝင်စားနေခဲ့တယ်။သူ့ဟန်ပန်တဲ့အတန်လေးကပြီးတော့ထူးဆန်းတဲ့အပြုအမူသူမမျက်နှာလေးကဆော့ဆော့ရောငါလိုမဟုတ်ပဲကြည်လင်ဝဲပစွာမျက်လုံးလေးတွေကလည်းတဖိဖိတောက်ပလို့နေတယ်။သူမတငယ်ချင်းကောင်းလေးကစိတ်အေးသွားသလိုသူ့ကိုကြည့်တယ်။ခမည်းကျင်းနေပြီမလားစိတ်ဆင်းရဲတာတွေပျောက်သွားပြီမလားကိုခုမှပဲချိုးသားစွာခေါ်လာတယ်။အရန်ကျေးဇူးတင်ပါတယ်။ရပါတယ်ကိုဒီလောက်မြင်မြန်ဆန်ဆန်လိုက်ရောလိမ့်မယ်လို့မထင်မိဘူး။အကြက်ကဲတယ်လို့ဖြစ်သွားခဲ့ရင်ပွေးမယူပါနဲ့နော်။သူကောင်းငိမ့်တယ်။သူ့မှာဘာမှပြောစရာမရှိဘူး။ကိုဟာသစိမ်းလိုပဲအေးဆက်နေလိုက်တာ။သူခုံးတော့မပြန်မျက်နှာပြန်မိတယ်။ဒုက္ခကိုစိတ်ဆိုးနေတာရင်မဆိုးပါဘူး။ကမန်ကရန်ကောင်းခါပြီးစိတ်အေးထားနိုင်ဖို့ကြိုးစားမိတယ်။အခုလိုကြီးမားတဲ့ပြောင်းလဲမှုကိုမိနစ်ပိုင်းအတွင်းမှာဆုံးဖြတ်ရလိမ့်မယ်လို့သူမထင်ခဲ့မိပါမမျော်လင့်ခဲ့ပါဘာတွေဖြစ်ကုန်တာလဲကြောင်ကြက်တဲ့နဲ့ဘုမတိဘာမတိလက်မှတ်ထိုးလက်ထက်ရတာသူ့အဖြစ်ကစမ်းကြဲလွန်းလာပါတယ်ကိုဟင်ဒုက္ခတော့ဘယ်မှာနေမှာလဲဗျာသူဘာပြန်ပြောမှန်းမသိဟုတ်သားပဲအဲ့ဓာတွေဘာမှမစင်းစားရသေးပါလားဒုက္ခပမာနေခြင်းလဲမသိဘူးလေမိဘအိမ်မှာပဲနေပေါ့ရှင်ကိုတီးပြီးသားတွေတောင်မေးကုန်ပြီလားခဏတက်တဲ့အမင်းမှာမခံချင်းဟန်လေးဆွတ်လိုက်ရဲ့သူ့ကိုမျက်ရှသွားတာသူသိတယ်သူပါများမှားသွားတာလေဒုက္ခကိုသူ့အိမ်ခေါ်သွားလို့မှမဖြစ်တာဒီလိုလက်ထက်လိုက်တာလဲအိမ်ကသူ့ကိုအပြစ်တင်ပါခွင့်လွှတ်မှာမဟုတ်ဘူးဒီလိုလို့ကျွန်တော်ခဏပြန်မယ်မနေ့ပြန်မှလာခဲ့မယ်အေးစစ်စစ်ဆွေးနွေးရတာပေါ့မကောင်းဘူးလားသူမမယုံတယ်လို့လေးပြုံးရင်ကိုတကယ်လာမှမှုလို့လားသူနာကျင်စွာပြုံးမိတယ်သူ့ကိုမယုံပါလားမဟုတ်သေးဘူးဝနာကိုမယုံရဲတာပြန်ချင်လဲပြန်လေဒုက္ခစီတကယ်ပြန်လာနော်ပေချင်းပြန်လာမှလေမနေ့ပိုင်းလာရမလားညနေပိုင်းလာရမလားသူ့စကားကြောင့်ဒုက္ခနှကန်းလေးတွေကွေးနေအောင်ပြုံးမိတယ်ဒုက္ခစောင့်နေမယ်ကိုလာပြအောင်လာဖို့ပဲโอเคကိုကြည့်နေတဲ့မျက်လုံးလေးတွေကမတင်ကကိုသိတယ်ကောင်းတော့ကောင်းတယ်ဝနာကိုယုံလဲခဲ့လို့ဒုက္ခရောက်နေခဲ့ရတာမဟုတ်လားကိုနာမည်ကနေတိုးညီနော်ခုမှပဲသိတော့တယ်ဒုက္ခတိုးညီပဲသိတာသူဝနာကိုအကြီးကျယ်စိတ်ကုန်ပြီးတော့တယ်ထင်ရမြင်ရတွေရှောက်လို့နေချင်းတလုံးနေတွဲချင်တဲ့ကောင်မလေးတွေတွဲပါရီလဲကွာဒီလိုထင်နိုင်ကျဲခွင့်မပြုတ်တဲ့တော့ပဲဘယ်အချိန်လာမှလဲတိတိကျကျပြောလေနေတိုးညီကတပင်းရှာလိုက်တယ်မလာပဲနေလို့မှမကြတာသူအဆဆရာတာဝန်ယူဖို့ဂရိပေးခဲ့ပြီးပါပြီမနေ့ပိုင်းပဲလာခဲ့မယ်မကောင်းလားသူကခေါင်းငိမ့်ညဲပြလိုက်တယ်ဒါဆိုပြီးရောဒုက္ခရောပြန်တော့မယ်အခုပဲသွားမှလဲတကယ်မသိရင်မင်းတာကိုဒုက္ခမျက်စောင်းရည်တယ်နောက်တော့ရည်ပြီးမှတခြားကဘာလေကိုဒုက္ခကိုထားခဲ့လို့မကြောက်နှစ်ယောက်တည်းရှိတဲ့ကဘာနှစ်ကိုတူတိုင်းမျိုးသွားကြမယ်နောက်ဆွတ်လုပ်တယ်ကွာပြီးတော့သူ့ပခုံးကိုခေါင်းလေးမိချလိုက်တာဘယ်တော့မှလဲဒုက္ခနေတဲ့အဆောင်ပေါ့အဲ့ဒီလိုဆိုလေတယ်နေဒုက္ခဆိုတဲ့ကောင်မလေးကိုလှည့်ကြည့်မိတယ်ဒုက္ခသူ့အပေါ်တရင်တနည်းဟုတ်တာပဲလက်ထပ်ပြီးကြပြီပဲသူတို့ကဇနီးမောင်နေမဟုတ်သေးပါဘူးဒါအမှန်မှမဟုတ်ပဲဒါရီအလောင်းဝနာကိုပြောပြရမယ်သူတပင်းရှာလိုက်တယ်ကိုသူကပြန်မထူးမိဘူးကိုကအေးဆက်ဆက်နဲ့နှကန်းလေးစုကမကြင်မနဲ့ဖြစ်နေတယ်ဟိုတော့ကဒီလိုမဟုတ်ဘူးနော်စကားတွေရှုံရှုံဝင်အောင်ပြောပြီးအမျိုးမျိုးညာတတ်တယ်ဒီထက်သူမှကျင်းနေအောင်ဘာလို့ပေးရမလဲကိုဟမ်ဒီတက်ကတော့သူပြန်ထူးမိအောင်စူးစမ်းရတယ်ဖိုက်စားတယ်ဟုတ်တာပဲသူမေ့နေတာတခုခုစားကြဖို့သူစီစဉ်ရမှာပါသူစိတ်တွေကြောင်ချောက်ချားနဲ့ဘာတွေဖြစ်နေမှန်းမသိပါကိုတို့တခုခုဝင်စားကြရအောင်သူဟာချက်ချင်းဆုံးဖြတ်လိုက်တယ်သူကကလေးငယ်တယောက်လိုကောင်းငိမ့်နေဟဲ့နေမင်းတမင်းစားမယ်နေတငယ်ချင်းတွေပါခေါ်လေအဲ့လိုသူကဝမ်းသာအားရဆိုတယ်သူဟာစားတောင်းဆိုင်ပဲလျှောက်လာပြီး
အစွန်စပွဲတစ်ခုမှဝင်ထိုင်လိုက်တယ်။ဘာစားမလဲမှားလေကိုကိုမှာပါနေမင်းရေဒါဒုက္ခနဲ့ကိုကိုမင်္ဂလာဦးထမင်းတော့အာမနာနဲ့အဝစားသိလားသူ့အတန်လေးကချက်ချက်နဲ့နဲ့အကြံမျိုးလုံးနေတယ်သူမသူ့ကိုမျက်နှာလေးလမ်းပြီးကြည့်ပြီးပြုံးပြတယ်ကိုရော့ကော်ဖီပဲညီမလေးတို့စားကျင်တာမှာပါဒုက္ခမလေးဒုက္ခစက်ကတဲ့လှဲကြည့်ပြီးအောင်းနေပြန်တယ်ဘယ်တော့ကော်ဖီတောက်လို့လဲဒီနေ့မှထူးထူးဆန်းဆန်းသူတို့စပွဲဝိုင်းလေးကထူးခြားစွာတိတ်ဆိတ်နေတယ်သူကလည်းဘာစကားမှမပြောမိဖြေစရာလည်းမရှိပါပြီးတော့ဒုက္ခနဲ့သူကအခုမှတိကျတာပါဒုက္ခအကြောင်းနဲ့သူဘာမှမသိဘူးနေမရတော့ဘေးလူမလို့ညီတက်နေတာမဆန်းဘူးကိုဘေးပေါင်းစားမယ်မလားမှားလိုက်မယ်လေမစားဟမ်ဘာဖြစ်လို့လဲသူဘေးပေါင်းလုံးဝမကြိုက်ဘူးဘယ်လိုပြောရမလဲဒုက္ခစားချက်မှလေကိုလည်းစားမယ်သူ့ကိုမကျင်တဲ့လူလေးကြည့်ရင်နှက်ခမ်းဆူနေမိတယ်ဒုက္ခရဲ့ခက်ပါလားဘာလေးမှလည်းမသိဘူးသူ့မျက်နှာကအလိုလိုပြုံးလာကြတယ်အခိုက်တန်လေးတော့စိတ်ညစ်စရာတွေမေ့လျော့သွားတယ်ဒုက္ခစားပါကော်ဖီတောက်နေတဲ့သူ့ကိုဒုက္ခစိတ်တူမိတယ်ကြည့်လို့မကြတော့မမျိုးသိမ့်နိုင်ပဲသူ့ကိုပြောလာတယ်သူဖွားဖွားပြုံးမိပြီးဘာမှပြန်မပြောဟိုတရက်တွေတွေးခဲ့တော့သိမ့်မကြခင်တရက်မှာအထူးအဆန်းမယုံကြည်နိုင်လောက်စရာတွေကြုံရမယ်လို့မသိသေးပါယောက်ျားတွေကပြောင်းလဲမြန်လွန်းနေအခုကြိုက်တယ်တော့ကြမကြိုက်ဘူးအခုမကြိုက်ဘူးတော့ကြကြိုက်တယ်အမျိုးမျိုးပဲသူကပကုံးမြင့်ပြမိတယ်သူ့စကားလေးကိုပြုံးမိပြန်နေကြာလာရင်ရိုးဤတယ်ညင်းငွေတယ်အပြောင်းလဲကိုတန်းတာတက်ကြတာပဲသူမရှင်ကိုထိခိုက်ပါစေတော့လို့တမင်ပြောတာမဟုတ်ပါသူမားတယ်ဒုက္ခမျက်နှာလေးပြတ်သွားတော့သူနောင်တဆမိတယ်သူစကားပြောမှားသွားတယ်ရိုးဤတယ်ညင်းငွေတယ်ဆိုတော့မိမတယောက်ပေါ်မှာဖြစ်တဲ့ကိစ္စလားမေတ္တာဆိုတာမရှိတော့ဘူးလားလူဆိုတာခံစားချက်ရှိတယ်မာနရှိတယ်မေတ္တာတရားလည်းရှိတယ်ဒေါသပါတဲ့အတန်လေးနဲ့ပြောတော့သူငြိမ်နေမိတယ်ဟုတ်ပါတယ်သူကအလျှော့ပေးတဲ့အတန်နဲ့ပြောပြီးကိုထမင်းစားမယ်ဘဲပေါင်းစားမယ်တူတူစားကြတာပေါ့လို့ဆိုမိတယ်ရှင်းကိုလာတွေးဖို့လည်းမယူရတာအမှန်ပါပဲဒါပေမဲ့လေအကြောင်းကြောင့်ရှေ့စီကိုလာရတာဒုက္ခနှလုံးသားမှလည်းတန်ရာနဲ့ပါပဲသူပသက်ပသားတပြင်းချလိုက်တယ်သူ့ဘောက်ကိုလည်းခက်ကြပဲဈေးဆိုင်ကြည့်နေတယ်နေမင်းတို့ 3 ယောက်ကိုအာနာစွာလက်ကြည့်မိပေမဲ့သူတို့နဲ့မဆိုင်သလိုထပင်းစားနေကြတယ်သူကသူဆက်ကြီးကခေါ်လိုက်တော့မျက်နှာလွှမ်းနေတယ်ကို့ကိုခွင့်လို့ပေးပါသူတောင်းမှန်မိတယ်ညီဝနတိုးညီရဲ့စားတောင်းမှန်တာပါဝနအချမ်းမားတယ်သူများသားသမီးကိုချင်းမဆာနာစွာဒုက္ခပေးလို့နဲ့တောင်းမှန်ဖို့မလို့တာဝန်ယူရင်ပြီးရောရှောင်မပြေးရင်ပြီးရောခုတစ်မျိုးအိမ်ရောက်တော့တစ်မျိုးမလုံးနဲ့ယောက်ျားပြီးဂရိတီပါအေးဆက်ဆိုလက်တဲ့မြောက်ဝတ်တဲ့ဆုံးဟာသူ့နှလုံးသားကိုမိုးချက်စေတယ်။နာကျင်စေတယ်။မျက်ရည်တွေချက်ချင်းလို့ဝေးတက်လာတာမလို့သူ့အပေါ်စိတ်နာကျင်တဝက်နဲ့လက်ထက်တာလားလို့နားလည်မိတယ်။နာကျင်မှုကအထင်သာရှင့်ကိုဘယ်တော့မှမရှုံအားလဲအာမကုန်မလွဲတာမရှောင်တာလို့သာရှင့်ကိုလက်ထက်တယ်ဆိုတာနားလည်ထားပါဒုက္ခရာပြီးခဲ့တာတွေပြန်မပြောပါနဲ့တော့လေဟာတမင်စားတော့လေနေမရတတိပေဟန်ထားတယ်လို့ဝင်ပြောတယ်သူကပတ်ဝန်းကျင်ကိုမေးရောကစိတ်လို့ကိုလို့ပြောနေတယ်ဒီထက်ပြင်းထန်တဲ့စကားတွေအထိနာစေမဲ့စကားတွေသူမပြောသင့်ဘူးဒါပေမဲ့သူ့ကိုမဟုတ်ဘူးဝနကိုစိတ်ထင်းတွေဟာနေတို့လက်ထက်ပြီးပြီပဲလက်ထက်ယုံနေနဲ့ငါကြိတ်လိုက်ရမှာလားတသက်လုံးမကျင်တတ်ဘူးခွင့်မလို့ဘူးငါတကယ်စိတ်နာတယ်သိလားနေမေသူ့ကြောင့်ငါဘလောက်ငိုခရတယ်လဲဘလောက်စိုးရင်ခရတယ်လဲနေသိပါရဟာသူ့ကိုရှေ့မှာထားပြီးနေမင်းကိုခွင့်လွှတ်နေတယ်သူ့မျက်နှာပူအနီးအခက်စွာထိုင်နေရနေကျင်တော့ဘလို့နေသိရမယ်မသိပါဒုက္ခနေရတိုးတက်တက်စာခေါ်တယ်နောက်နေ့မှဆက်ပြောအခုတလောကျမတေချာမှာလိုက်မယ်နော်ဆက်ပြန်လာပါသူကောင်းငိမ့်မိတယ်မလာရင်ရှင်သိပါတယ်ဒုက္ခအကြောင်းတစ်ဆက်တည်းချင်းချောင်းလိုက်တယ်ဒီတစ်ခါမှတော့သူအကြီးကျယ်တုန်လှုပ်သွားတယ်သူအဖြစ်စေတနာနဲ့ကူညီချင်တာပါသူမကသူ့ကိုမယုံစိတ်နာနေတယ်နည်းနည်းလေးမှအမားမခံသူကကိုယ့်ကိုမပြန်စေချင်တာလားသူတေချာအောင်မေးမိတယ်အမလီမမေးပါနဲ့ပြန်ချင်ရင်ပြန်ပါမတားပါဘူးကျမကိုနောက်ထပ်တစ်ချိန်ရှောင်ပုံးနေရင်တော့မလွယ်ဘူးနော်ဖြစ်မှဖြစ်ရလေကွာ
နေဆိုတဲ့ကောင်ကဒီလိုလူစားမဟုတ်သူမကိုလက်လျှော့အရှုံးပေးကခေါင်းရမ်းမိတယ်ဒုက္ခမေဆုံးလဲစောင့်ကြည့်ပေါ့မနက်လင်းတာနဲ့ကိုရောက်လာခဲ့မယ်ကြည့်ကြသေးတာပေါ့ကိုရန်သူကြီးလို့မဆက်ဆံပါနဲ့ကွာလောလောဆယ်ကိုလက်ထပ်လိုက်တာအိမ်ဟာမသိသေးဘူးပြီးတော့ပြုံးစားကြီးကိုဘက်ကိုနည်းနည်းလေးနားလည်ပေးပါကွာအမေတရားတွေကိုမင်းမသိသေးဘူးသူကအဲ့ဒါကြောင့်နည်းနည်းပါးပါအချိန်ယူစဉ်းစားချင်တာစိတ်ချပါကိုပြန်လာခဲ့မယ်ကွာသူပိုင်ပိုင်နေနိုင်ဂရိပေးမိတယ်အပြန်လမ်းမှာသူကစကားတခွန်းမှမပြောနေရာသူကမျက်နှာလေးကိုကြည့်တာနှုတ်ဆက်စကားပဲမဆိုရဲ့ဒီစာချုပ်တွေသူကပဲယူထားလိုက်မယ်စိတ်မချတယ်လို့ဆိုရင်ရပါတယ်နေကောင်းကြီးလိုက်တယ်စိတ်ချပါသူကရှင့်လောင်မစုံမအောင်မပတ်ဆက်ဘူးနေဘာမှမပြောငေါခံနေလိုက်တယ်ပျော်စင်တို့သာပြောပါစေကိုလို့ညင်ညင်တာတာခေါ်ပြီးရွှွှွဆာဆာကြည့်တတ်တဲ့သူမလေးရှင်လို့လည်းညှိုးထုတ်ပြီးရန်တွေ့စာနာကျင်းနေတဲ့သူမလေးသူမရဲ့ဆက်ဆံရနှစ်မျိုးဖြစ်လာနေတယ်ဟာမင်းဘာတွေလျှောက်ပြောနေတာလဲလို့ဝနအော်တယ်ငါသူ့ကိုလက်ထပ်လိုက်တာမှားလားအဲ့လောက်ထိချက်ချင်းကြီးကွာမင်းယူနေပြီကွာမင်းရှောက်ပြီးရမှာရအောင်ရုံးထက်ရမှာကိုဟာကွာသွားပြီမင်းဆက်လည်းမင်းဆက်ကနော်ငါနဲ့မဆိုင်ဘူးညီသူပြတ်သားအေးဆက်စွာခေါ်မိတယ်ငါမမေပေးစားတယ်မိန်းပါပဲယူမှာကွာငါဒုက္ခမယူနိုင်ဘူးမင်းလက်ထက်ရဲမှာတော့မင်းပဲစောင့်ရှောက်လိုက်တော့ပါငါနဲ့ဘာမှမဆိုင်တော့ဝနာကအထိတ်တလန့်ရင်းနဲ့ကြောက်ကန်ရင်းနဲ့လုံးဝတာဝန်ယူမဲ့ပုံမရှိဘူးဂယုဆိုင်မဲ့ပုံလည်းမရှိဘူးပြစ်စလက်ခံလုံးလုံးနဲ့ရက်ဆက်လွန်နေသူတော်သားတွေမှုထူသွားမိတယ်ညီအရင်ကိုသူနားမလည်နိုင်ဘူးငါသူ့ကိုလက်ထပ်နိုင်လို့လက်ထပ်လိုက်တာပါမင်းဒီလောက်ထိတွေးပြက်မနေပါနဲ့ကွာပါဝနာတိုးညီကဒေါသနဲ့អော်လိုက်တယ်မင်းဟာအတိတ်ပဲမရှိတယောက်အကြောင်းတယောက်လည်းမသိပဲနဲ့များအကြောင်းအရာသိစရာမလိုပါဘူးကွာအင်းလေမင်းကျင်နေရပြီးတာပဲငါ့ကိုသူကချက်ချင်းဆုံးဖြတ်ခိုင်းတယ်ဘာလို့ချက်ချင်းဆုံးဖြတ်ခိုင်းတယ်လဲဆိုရင်မင်းရှင်းပြဖို့ကိုရမင်းဤစားမှာမဟုတ်ပဲနဲ့သူကငါဂရိမပေးရင်ခုံချပြစ်တော့မှာတဲ့မင်းအယူကရုံးစရာလားမင်းတို့သူအကြက်ကင်တာချင်းကြောက်တာသူ့လားဒီလိုလုပ်မှာတကယ်လုပ်လိုက်ရောနေမင်းတော်ဝနာမဖြစ်ဘူးခဏကြာမှာမင်းရဲ့နေတာကြီးမင်းနဲ့မှမဆိုင်တာပြူဆိုင်ရှာလားလို့အသက်လို့ပြောလာတယ်သူအရန်စိတ်ပြတ်သွားတယ်ဆက်ပြောရှင်စိတ်ကိုမရှိဘူးငါတိတ်မပြောချင်ဘူးကွာမင်းသဘောပဲဝနာတိုးညီကအတန်တိတ်သွားတယ်ပြီးမှအင်းလေထားပါတော့မင်းပါဆက်လို့မလဲကိုလို့မေးလိုက်တယ်မင်းပြန်လာမလားဒီကိစ္စကိုတာဝန်ယူဖြေရှင်းမလား No လုံးဝမဖြစ်နိုင်ဘူးပြီးရောမင်းပြန်ရင်ပြီးရောနော်နေတိုးညီကဖုန်းကိုခွက်ခနဲ့ပြစ်ချလိုက်တယ်ဆက်ပြောနေတဲ့အကြောင်းအရာလည်းမထူတော့ပဲသူအရန်စိတ်ပြတ်တယ်ဒီလိုသာသူ့ကိုဆက်ရှင်းပြတော့မယ်ငါကွာအံ့ဩတယ်မြန်လိုက်တာဝင်းခန့်အားကြတယ်လို့ဆိုတယ်ဒီကောင်အရင်စွန့်သွားတယ်ကွာငါတင်မကြည့်ပါဘူးကွာအုတ်ကောင်မခန်းစင်စွာရှုံရှာတယ်အလော30အပူတပင်းချင်းမိမယူတာမစူးစမ်းမစင်ချင်းမလေးလာပဲနဲ့ဟုတ်တယ်ဒီနေ့ဒီရက်တင်မှာမိမတယောက်ကိုလက်ထပ်ဖို့သူလုံးဝမယူရခံခေါင်းလည်းမရှိခဲ့ဘူးညနဲ့မောင်ကသူ့ကားဆိုတဲ့ကောင်မလေးကိုသူ့ရှိဘွားကနေသွတ်ပုတ်လိုက်တာပါသူ့ခါသူ့ကိုစွတ်လက်ထပ်ခိုင်းခဲ့တာရှင်းပြခွင့်ပဲမပေးဘူးသူဘယ်လိုပဲပြောလဲမခံအောင်မင်းပါဆက်လို့မလဲငါစီစဉ်ရမှာပေါ့စရလိုအပ်တာတွေကုညီပါကွာအကူညီတို့မှတငယ်ချင်းတွေတတိယလက်ထက်တုံးကဖြစ်တတိမရပဲနဲ့ကွာမဟုတ်ပါဘူးကွာလုံးမနေပါနဲ့တီးပြီးသားပါကွာသူတို့အဖြစ်မြန်ကိုမသိတော့အပြစ်တင်ချင်တယ်ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာသူပဲသိတယ်ပြောပြလို့လည်းမစားရှင်ထဲမှာသိသိထားတယ်တင်းကျပ်ငင်းမရတဲ့အနေထားမှာသူလိုက်ရောခဲ့ရတာပါသူမို့လို့သာဝနာကိုသူတို့သွားလို့ရင်ခံမှာမဟုတ်ရံဖြစ်ကုန်မှာအခုပဲကြည့်ဝနာလေတန်းရိုက်ပေါက်သူလည်းမှားသေးသူကလည်းထက်စီရနင်းသေးသူကလည်းသူမှတငယ်ချင်းနေမင်းတို့လွန်လိုက်တာလို့လည်းပြောမရအောင်အမှန်တကယ်လွန်တာဝနာပါငါ့ကိုခွန့်လို့ကွာမင်းတို့ကငါတမင်ချန်ထားတာမဟုတ်ပါဘူးတမင်ချင်းများလိုက်တာပါကွာထားပါတော့ကွာအေးလေအခုတော့မင်းပြောသမျှရုံရမှာပေါ့တငယ်ချင်းတယောက်ကမစင်မနဲ့ဖြစ်နေတယ်သူတောင်းမဲ့ယုံနေတာရှိတယ်အရေးဆိုမှနေမှာကတငယ်ချင်းတယောက်ပဲတိုင်ပင်စရာရှိတာဘယ်မှနေမလဲဘာရီဘလို့စီစဉ်မလဲအလုံးသူ့ကောင်းပေါ်မှာသူ့ဘာလို့ဝနာကောင်မလေးကိုလူချင်းကဲတင်ကူညီချင်မိတာလဲရှင်ထဲမှာအတိုင်းမသိတန်နာတယ်သူကလေတခုခုဖြစ်သွားမှလဲစိုးရိမ်နေသူ့ကိုသူဒီတခါတကယ်နားမလဲတော့ပါတိုက်ခန်းကားမယ်ဟုတ်လားရုံတဝက်မယုံတဝက်နဲ့မေးလာသူကလေးကိုနေကောင်းကြီးပြလိုက်တယ်
ဝနာကြောင်းယုံကြံတာလားအပျော်တွဲတာလားသူမသိပါသူကတော့စောင့်ရှောက်ပေးခြင်းနဲ့သူမဘွားလေးကိုအေးမြစေခြင်းနဲ့သူပြက်ပြက်သားသားဆုံးဖြတ်ပေးပြီးဝနာကလည်းဒီကိစ္စကိုရှောင်ထွက်သွားခဲ့ပြီးသူကတွေးတွေးဆဆပြောတယ်ပတ်စံကုန်မှာပေါ့ပြီးတော့တငယ်ချင်းတွေဖဲပြီးတော့ထမင်းကြွရမယ်သဘောပဲလေကိုသဘောပါသူနူးရမ်းစွာပြောမိတယ်သူကသူ့ကိုမမြင်ဘူးတလို့ငေးနေလိုက်တာဘာမှမလေးမှားလေရပါတယ်အင်းဟာစားခဲ့သေးတယ်ဟုတ်လားကျမောက်မီရှေ့ကလေးနဲ့တီချာအင်ဂျီနဲ့ထန်းနဲ့သူမပုံစံကချက်စရာလေးပါသူမသူ့မော့လဲကြည့်နေတယ်တကယ်ပဲရှင်ပြောနေတာတွေနားရှိလို့သာကြားနေရတာသူကတစ်ချိန်လုံးရှင်နဲ့ရမ်းပြမယ်ပဲထင်ထားခဲ့တာသူတပ်ပြင်းချလိုက်တယ်သူမစိတ်ထဲရှိတယ်လို့ပွင့်လင်းစွာပြောလာတယ်ရှင်ဒုက္ခကိုလက်ထက်တယ်စောင့်ရှောက်မယ်အဲ့ဒါတွေအတွက်ကောင်းတဲ့မှတ်ထားလိုက်ပါနေရာဒုက္ခကိုကြည့်ပြီးတေချာကြိပေးမိတယ်အရာအလုံးဒုက္ခစိတ်ကြိုက်ဖြစ်အောင်ကိုလုပ်ပေးမှာပါကွာဒုက္ခသူမလည်းဗမောလေးကိုသူမလည်းနဲ့စိတ်ကြည့်တယ်ဟုတ်မဟုတ်ရဲ့လားအိမ်မက်မက်နေတာလားသူဘယ်တော့အားစားပြီးဒီလောက်သဘောကောင်းသွားတာလဲကျင်နာတတ်သွားတာလဲရှင့်အိမ်ကရောသဘောတူပါမလားယင်စိုးရိမ်စွာမေးမိတယ်ဒါသူတို့ကိစ္စမဟုတ်ပါဘူးကိုမှဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ကိုသဘောကျတဲ့မိန်းမကိုဟာကိုယူတာဒါကြောက်စရာမဟုတ်ပါဘူးကြားရတာတွေအရန်ထူးဆန်းနေတော့ဒုက္ခရှုံပေးမယုံနိုင်ပါဘာတွေဖြစ်ကုန်တာလဲဒီလိုအင်အားတွေတက်သည့်တွေပြတ်သားမှုတွေဘယ်ဟာရှားလာတာလဲမသိဘူးဒုက္ခအနာမှာကိုရှိနေမယ်ဒါမဲ့ရှင့်ကိုခွင့်မလို့ချင်ဘာလို့လဲသူအထိတ်တက်လန့်မေးမိတယ်ကိုဝင်ရှိနေပြီလို့သိရတော့သူနာကြီးပေမဲ့လက်ထက်မှာဖြစ်တော့မယ်ဆိုတာသိလာတယ်ရှင်ဘာလို့ဒုက္ခကိုတီးကပ်နေရတာလဲတောင်းနာမလဲဘူးဒုက္ခကိုတနာလို့ပေါ့ဟာရည်ရတယ်ရှင့်မှာဂယုဏတရားရှိသေးတာကိုသူကမျက်နှာပြတ်သွားတယ်တစ်ချိန်ချိန်ဒုက္ခရှင့်ကိုထားသွားခဲ့ရင်လည်းအဖြစ်မတင်နဲ့ခန္ဓာရည်ရှိအောင်ကြိုးစားပေါ့တတိရှိရင်ထားခဲ့ကြည့်လိုက်လေသူကစိန်ခေါ်တယ်ပြီးမှတစ်ချက်ရင်ဟာမရမကလိုက်လျှော့မှာပေါ့လို့သူကဆိုတယ်ဒုက္ခကိုယ်မုန်းလားဒုက္ခကသူ့ကိုစက်ကနေမောကြည့်တယ်အမျက်တုံငေးကြည့်နေတဲ့သူ့မျက်လုံးတွေနဲ့ဆုံရခိုင်မှာတက်ခနဲ့ပြောဖြစ်ဖို့စိတ်ကူးမိတာလေးလွင့်ကနေပျောက်ကွယ်သွားကြရတယ်သူ့ကိုတနာမိတယ်လို့မပြောရဲတယ်လို့ဒီလိုဖြစ်ရတာစိတ်ကိုဒုက္ခမကျေနပ်ချင်ပါဒုက္ခရဲ့စိတ်ကိုဒုက္ခရဲ့ကိုယ်စိတ်ဆိုးပြေပါစိတ်ထဲမှာမြန်းနေတာရှင့်လေပြေလိုက်ပါဒုက္ခသူ့အပေါ်ရိုင်းပြစော်ကားနေမိသလားရင်ထဲမှာမခံစင်စိတ်နဲ့တမင်ပြောနေမိတာပါမုန်းလို့တော့ဟုတ်ပါမလားကိုရဲ့ယူမတက်ချစ်ဖူးခဲ့တာပါချစ်ရမှလည်းကြောက်သွားပါပြီဒါပေမဲ့မုန်းလို့တော့မရသေးတာတကယ်ပါချစ်နေတော့မှပဲကို့ကိုမုန်းနေလားသူထက်တခွန်မေးပြီးမှဒုက္ခမဖြေချင်တယ်လို့မျက်နှာလွှဲဖြစ်တယ်သူကဒုက္ခမျက်နှာလေးကိုစွန့်လိုက်ကြည့်ရင်မေးတယ်နည်းနည်းတော့အမုန်းဖြေလိုက်ကြမလားတဲ့သူကပခုံးတွန့်နေသူကအန်ကျိတ်ကမျက်လုံးပြူးကြည့်တယ်စောင်းစည်းထိန်ချုံမှုတွေဘယ်ဟာရောက်လာတာလဲဒုက္ခကိုမျက်နှိုးစုံမဲ့တယ်လို့လေငေးကြည့်နေတာဘာပြောတီးခံနားထောင်တတ်တာဒုက္ခအိမ်မက်လာအမှတ်နေတာလားဘာသဘောနဲ့သဘောကောင်းပြနေရတာလဲအကြံစီတစ်ခုရှိနေပြီလားဒုက္ခကိုမယုံတင်ကဖြစ်နေတာလားဟမ်ဒုက္ခစိတ်ကအတွေ့ကို तू ကနားလည်နေပြန်တယ်အံ့ဩနေတာပါတန်ရတွေ့တွေဖြောက်ပြက်ပြစ်လိုက်စမ်းမကောင်းပါလေရဲ့မင်းလေးအနားမှာအမြဲရှိပြီးတော့အားပေးကျင်တာစောင့်ရှောက်သွားမှာပါမင်းယုံကြည်ပေးပါဝနာမင်းအနာကိုရောက်လာချိန်ထိတန်ရှင်းဖြူစင်စားရိုးရိုးသားသားစောင့်ရှောက်ပေးပါမယ်နောက်ဆိုကိုရိုးဘွားလေးကတာရလာမှာပါတငယ်ချင်းအပေါင်းအသင်းတွေအတွက်တည်တည်တက်တန်လုပ်ပေးတဲ့လူငယ်ဝိုင်းအပင်းမှာတော့ဒုက္ခနဲ့ကိုအိမ်ကိုပြန်လာခဲ့ကြတယ်ဒုက္ခတို့တိုက်ခန်းလေးက3တော့3ထပ်မြောက်ခန်းထိုအခန်းလေးကိုနေလို့အဆင်ပြေုံပြင်ဆင်ခဲ့ကြတယ်တက်တက်ကြွကြွနေတိုက်ခန်းလေးကိုလိုအပ်တာတွေပြင်ဆင်ဝယ်ချမ်းနေတော့ဒုက္ခရှင်ထဲမှာလှုပ်ရှားတုံရီလာမိတယ်ဒီလိုတော့လေသူငါ့ကိုချစ်ပါလားလို့ယုံကြည်ချင်းဆိုပေမဲ့သူသစ္စိန်ချိုးခဲ့ဘူးတော့မလို့ရင်ထဲမှာတနေရမှတ်မိနေခဲ့တယ်မေးပြလို့မရအောင်သူမတို့နေထိုင်တဲ့အခန်းကိုရောက်တော့မှသူမခုံတလုံးမှဝင်ထိုင်ပြီးနားမိတယ်မောနေပြီလားလို့သူကမေးပါတယ်ခဏနေကိုကော်ဖီဖြော်ပေးမယ်လို့ဆိုတော့ဒုက္ခသူ့ကိုငငယ်ဆက်ဆက်လေးကြည့်ကမေးမိတယ်သူကတကယ်ပဲဒုက္ခအတွက်ကော်ဖီဖြော်ပေးတယ်ရှင်ရောမတောက်ဘူးလားယင်လို့မေးဖြစ်သေးတယ်မတောက်တော့သူကပြန်ဖြေတယ်ဒုက္ခပင်မရင်အိတ်တော့လေဟုတ်တယ်ဒီနေ့ပင်မနေသူဟာဒုက္ခနဲ့ခလန်းလန်းမှဆက်နေတယ်ဒုက္ခကျင်းနေရလားသူ့အမေကိုမဖြေဘဲနဲ့မျက်နှာလွှဲနေတော့သူထပ်မြင်မိတယ်ဒုက္ခပြောရလားရှင်ရောရှင်ပြောလားသူကဟက်ခနဲရှိတယ်ပြီးတော့ခက်ဖြည်းဖြည်းကောင်းခါပြတယ်ဒုက္ခဟာစင်စင်ဆာဆာပြောလာတယ်
ရှင်ကအမျက်တနိုးလိုလာလက်ထပ်ခဲ့တာမှမဟုတ်ပဲအဲ့တော့ဒုက္ခမမေ့ပါဘူးဒါပေမဲ့ရှင်အပြစ်အတွက်ရှင်ပြန်ပေးဆက်ချင်တာပဲဟုတ်ပါတယ်သူကရှင်းရှင်းဝင်ခံတယ်ဒုက္ခရဲ့ကိုအရန်ပြောပါတယ်ဒုက္ခကိုလှည့်စားအောင်မလို့လားသူ့ကိုတစမ်းမှမယုံကြည်ဟာရှင်နာနာနဲ့တိလာကြတယ်အစတုန်းကတော့ရှင်ပါပြောရှုံးခဲ့တယ်ကဲပါကော်ဖီတောက်လိုက်လေတယောက်တစ်ဝက်တောက်မယ်ဒုက္ခအရင်တောက်ပါဟမ်ရှင်အရင်တောက်ဟာကွာဒုက္ခတောက်ပါဆိုမရအောင်ရှင်အလျှော့ပေးရမယ်ကိုဒုက္ခကိုလက်ထပ်ပေးပေးလေမရပါဘူးဘာမဆိုလျှော့ပေးရမယ်လျှော့ပါဒုက္ခတောက်ကော်ဖီကိုဟိုဘက်တွန်ဒီဘက်တွန်နဲ့ကော်ဖီတွေမောက်သွားတယ်ဟာသွားပြီရှင်ပူသားဟီလားပူတာဘောဟာအင်းကျမမြန်ကြွလေသူကအင်းကျဲစီကိုကမန်းကရန်ဖြုတ်ပြီးတော့ဝေထားတဲ့စွတ်ကြဲပါချက်လိုက်တယ်ဒုက္ခမျက်လုံးတွေမယုံနိုင်လောက်အောင်ပြူးကျဲဝိုင်းဆက်သွားတယ်အပူလောင်ထားတာကြည့်ပေးဖို့ပင်မေ့သွားတယ်ဖြစ်ခေါင်းထဲမှာလည်းမိုက်ခနဲဖြစ်သွားတယ်ဖះရေဘာတွေဖြစ်ကုန်ပြီလဲလက်ချောင်းတက်ချောင်းရှောက်သိလေးရဲ့ရှင်ထဲမှာလည်းနေနေတယ်ကြောင်ကရန်းနဲ့မတ်တက်ထားရမိတယ်မျက်စိတွေပြောင်ဝေကဘာမှမမြင်ချင်းတိတ်မများပါဘူးနည်းနည်းလေးပဲဒုက္ခရဲ့စိတ်မပူပါနဲ့နော်ဒုက္ခကြောက်ရွံ့လိုငြိမ်သက်တောင်းတင်းစွာရက်နေမိတယ်စကားပေမပြောနိုင်ဘူးကိုခါပြတန်ရရောကိုပြောပြဖို့တဲ့တန်ရအမရော့အခုတော့ဘာလို့မရှိတော့တာလဲတကယ်ဆိုတန်ရအမရော့ကသိရပါဘလို့မှမပြောင်းနိုင်ဘူးဒုက္ခရှင်ထဲမှာမောကြကြနဲ့ဘလို့ကြီးဖြစ်နာမှလည်းမသိဘူးသူကအပူလောင်သွားတော့ရင်းနေစေတယ်ဘာစေးထရမလဲလို့လှမ်းမိတယ်ဒုက္ခပြန်မဖြစ်နိုင်ကြက်သေးနေမိတယ်ငိုင်းတွေ့ဖြစ်နေမိတယ်ဘလို့မှနားမလည်နိုင်ဘူးဒါလားအဲ့ဒါဓာတ်တန်ရကွာကိုတငယ်ချင်းကကောင်မလေးတယောက်ကိုရီးတက်လှုပ်သွားတာအဲ့ဒါကောင်မလေးရဲ့ရီးစားမကျေနပ်လို့ဓာတ်နဲ့ထိုးတာကိုမတော်တဆထိသွားတာလေလို့ရှင်းပြခဲ့တဲ့သူစကားများကိုပြန်လဲကြားရမိတယ်တန်ရရုပ်ဆိုးလိုက်တာလို့ဒုက္ခကတော့ပြောခဲ့ဘူးသေးတယ်အခုတော့တန်ရကမတွေ့ဘူးစိတ်လိုချလုံးတာကြောင့်ဒုက္ခအသက်မရှူချင်မှာဒုက္ခဘာဖြစ်လို့လဲစကားလည်းမပြောလေနေမကောင်းတော့ဘူးလားယင်ခက်လေးပြန်ပြေးမိတယ်ရှင်ထဲမှာမရှိမရှင်ကိုမဟုတ်တဲ့တခြားတယောက်ကိုသူကလူမာပြီးလက်ထပ်မိပြီလားအစတွေကတိတိနာစိတ်တွေထူပူပြီးတော့တေချာအကဲမခံမိတာပါသူကိုမမဟုတ်ပဲဒါဆိုသူပဲသူလေအထင်လွဲပြီးတော့အမချင်းမားပြီကိုမဟုတ်ပဲဒုက္ခကိုပါကြောင့်လက်ထပ်ရတာလေဒုက္ခရှင်နဲ့ပူပြင်းလာရတယ်လှုပ်ခါလာရတယ်ဒုက္ခသူကစိတ်ပူတယ်လို့ခေါ်စီတယ်သူ့ကိုတကားမှမမြင်ဘူးတယ်လို့နေဆိုင်ကြည့်နေပြီလေရှင်ပဲသူလေရှင်ဘာလို့ဒုက္ခစီစဉ်သမျှငြိမ်နေရတာလဲဒီမှာတွေ့လားပလေးပါရဲသွားတာပါဟာသူကအရင်မကြည့်တယ်လို့ပေါ့ပါပဲအဲ့တော့လေညနေနေပြီကွာသူစကားကိုသူကခေါင်းငိမ့်မိသလားခေါင်းခါမိသလားမသိဘူးစိတ်သက်သာရာဇာနုနဲ့ဝရန်တာပဲထွက်ကြည့်ရပြီတယ်ဒုက္ခအိမ်မပြောဘူးလားဒုက္ခနဲ့သူအကြည့်ချင်းမဆုံရတော့ပါမျက်လွှာထားမိတယ်အိပ်ပြောအိတ်လိုက်ပါလားဟုတ်ကဲ့သူ့စကားကြောင့်အိမ်ရောက်ပေါ်တက်လာခဲ့ပေမဲ့ရှင်ထဲမှာတက်ဆက်တုံးရင်းနေစေပါအိပ်ဖို့စူးစမ်းပေမဲ့အိမ်မပြောတော့သူဟာတက်ဖက်ဆုံးရှိတွင်ဘက်ပေါ်မှာသွားအိတ်တယ် Good night သူဟာဘေးတက်ဖက်ဆောင်လဲကအိမ်ရင်နဲ့ပြုံဆဆလေးနှုတ်ဆက်တယ်ကိုပြန်မပြောဘူးလားဒုက္ခကသူ့ကိုငင်းရင်ကလေးသာငေးကြည့်နေမိတယ်သူဘသူလဲကိုမဟုတ်ရင်သူဘသူလဲသူဘသူဖြစ်နိုင်မလဲအိမ်မောကြနေသူကိုငေးကြည့်ပြီးပင်သက်ခါရှိုင်းမိတယ်မှားသွားပြီတဲ့နေမင်းရဲ့ဒုက္ခနဲ့သူနဲ့ပါဆိုင်လဲသူကဒုက္ခကိုဘာလို့လက်ထပ်ရတာပါလဲသူကြည့်ရတာရိုးအေးလူကောင်းတယောက်ပါခုမှဘာတက်နိုင်တော့မှလဲသူ့ဘောတရားရဲ့လားစိတ်တွေကိုရှော့ပြစ်ချင်ရတယ်ဘာပဲဖြစ်ဖြစ်သူ့ကိုဘယ်လိုရင်ဆိုင်ရမလဲမအိတ်သေးဘူးလားသူကတန်တော်နဲ့မျက်လုံးဖွင့်ကြည့်ကမေးတယ်သူ့ကိုမကြည့်ပဲတစ်ဖက်လည်းအိမ်မိတယ်ဒုက္ခနေကောင်းရဲ့လားဘာဖြစ်လို့လဲကိုဘာလို့ပေးရမလဲရပါတယ်မျက်လုံးလေးတောင်းရွှေ့ရင်းနဲ့သူ့ကိုမသိမသာခိုးကြည့်မိတယ်ရှင်ဘလို့လုပ်ပြီးသူ့အနောက်ရှောက်လာခဲ့တာလေရှင်းလေးပါဒုက္ခစစ်ကိုလို့သာမလွဲတာမသက်တာသူရောက်လာတာပါရှင်ပဲသူလဲလို့မမေးရပါစိတ်ထဲမှာတော့ရှုပ်ထွေးနောက်ကြည့်နေမိတော့တယ်နောက်တစ်နေ့မှာသူကနေမင်းစီဖုန်းဆက်တယ်တိတ်မကြပဲနေမင်းရောက်လာခဲ့တယ်နေမင်းနဲ့သူကဝရန်တာထွက်ကစကားပြောမိတယ်နေမင်းရေဘာလဲဟာဘာဖြစ်ပြန်ပြီလဲဖြူဖြော်နေနေမင်းရေပြောပါဟာမြန်ပြောပါအဲ့ဒီလူကိုမဟုတ်ဘူးဟာဘာဘယ်လိုသူ့စကားကြောင့်နေမင်းမျက်လုံးပြူးသွားတယ်သူကိုမဟုတ်တာသိကြတယ်နေဘာတွေရှောက်ပြောနေတာလဲဟာဒါဆိုဘယ်လိုလုပ်ကြမလဲနေမင်းလည်းဘာမှမပြောနိုင်ပဲနှုတ်ဆက်နေတယ်ဒါဆိုသူပဲသူလဲငါလည်းမသိဘူး
နေပါအောင်ဟာငါကောင်းနေပူးနေပြီပါလို့ကြမှာလဲမြန်မြန်စုံစမ်းပေးပါဒုက္ခတို့လူမားနေပြီတဲ့သူ့တငယ်ချင်းတရားကိုဖုန်းဆက်မေးကြည့်ရမလားဘယ်မှာလဲဖုန်းနံပါတ်မထူးပါဘူးသူ့အိမ်သွားမေးမယ်ခဏစောင့်နေမှာပေါ့နေမင်းကိုပြောလိုက်မှဝင်ပေါ်သွားတယ်လို့ပါသူကထွက်လာပြီးတော့နေမင်းကိုနှုတ်ဆက်တယ်နေမင်းကမလုံးမလဲပြုံးရင်နေအာနာဘာနာနဲ့ပြန်နှုတ်ဆက်တယ်ဒုက္ခနေမင်းကိုတခုခုကျုံလေကွာဟုတ်သားပဲနေမင်းဘာစမလဲရပါတယ်ဟာမလုပ်ပါနဲ့တကူတကငါအခုပြန်มาပါပြန်တော့မလို့လားအရင်စလိုကြီးပါလားသူကနားမလဲတလို့မေးလာတော့နေမင်းကပြန်မဖြေတတ်ပဲနေမင်းမှာကိစ္စရှိလို့ပါဟုတ်လားသူဟာကိုလိုမဟုတ်အမြဲပဲရင်ကျေးပြူငါတယ်တီတီအေးဆေးပြီးတော့ကျင်နာစိတ်ရှည်တဲ့ယောက်ျားတစ်ယောက်ကဲလာတခုခုသားစားကြမယ်သူ့ပုံစံနဲ့သူ့ဟန်ပန်ကသူ့ခါကိုအမြဲတမ်းအလျှော့ပြီးအလိုလိုက်ကစိတ်စင်းအောင်ဘယ်တော့မှမလုပ်ဘူးလို့ဆုံးဖြတ်ထားပုံပါပဲဘာမှနားမလည်နိုင်အောင်ပါလားရှင်ရဲ့ဒီအနေထားကိုသူကကျဉ်းတဲ့သလားဝေခွဲမရအောင်သူ့ခါကိုတနာလို့နိုင်ရောခဲ့တာလားလာလေဘာတွေစဉ်းစားနေတာလဲငိုင်းတေးတွေ့နဲ့သူကအဆက်ပြေချမ်းမြေတယ်ကိုအเจ้าနေစဉ်းစားနေတာလားဘလို့ရန်တွေ့ရင်ကောင်းမလဲဘလို့နှိမ့်ဆက်ရင်ကောင်းမလဲဟုတ်တယ်သူကပခုံးမြင့်ရင်နဲ့ကိုကအเจ้าမြေစားနေပြီးသားလို့အရှောင်းဖောင်းလိုက်တယ်ကဲဆိုဘာရန်တွေ့အောင်မလို့လဲကိုဘာများမှားခဲ့လို့လဲတဲ့သူပြောတယ်မြအင်းနာကောင်းညစ်ပြီးထသွားမလို့လားသူမျက်နှာခွက်ခနဲပြတ်သွားတယ်ပြီးမှဟုတ်ရင်ဟုတ်ပေါ်လို့ပေါ့ပါဆိုရင်သူခါကိုဂယုဆိုင်တာအယုံသွင်းနေတာလားသူကနှုတ်စိတ်တယ်ဘာစားမလဲစဉ်းစားထားဘယ်ဆိုင်သွားမလဲပြောကွာသူကသူခါကိုအရေးလူကြီးကအကြိုက်ဆောင်တော့မိဟန်သူခါကန်ကောင်းတာလားနေမင်းပြန်လာမှသူဘသူလဲသိရမှာပါဘာပဲဖြစ်ဖြစ်သူခါသူ့အပေါ်အမှားကျွလွန်ပြီးခဲ့ရတာငြင်းမရအောင်သူကသူခါကိုပြောခဲ့တယ်သူကနေတိုးညီပါတဲ့သူကလူမားနေတာပါတဲ့အဲ့ဒီအချိန်တုန်းကထူပူပြီးမယုံခဲ့ဘူးအခုမှပဲမှားမှန်းသိတော့တယ်ပြင်ရခဲ့တဲ့အမားမျိုးသူကဘာလို့မငင်းပဲလိုက်ရောခဲ့ရတာလဲအဲ့ဒါကိုနားမလဲဘူးသူနဲ့သူကမုံစားနေတော့မှပဲနေမရဖုန်းဆက်လာတယ်သူကနေမင်းမန်းသိတော့ဟန်ဖုန်းကိုသူမစီလမ်းပေးတယ်သူကတငယ်ချင်းရင်ခုန်မြန်စွာလက်ပြားတွေအေးဆက်သွားတယ်နေမဲဘာတွေသိခဲ့ပြီလဲသူကချက်ချင်းပဲသူနဲ့ခလန်းလန်းကိုထားလျှောက်သွားမိတယ်သူ့ကိုမသိမသာကျင်းပြတယ်သူကြားသွားမှကိုစိုးရင်လို့ပါနေမင်းအေးသူကဘာတွေသိခဲ့လဲရင်သူကိုမဟုတ်ဘူးလားအေးဟုတ်တယ်သိကြသွားတော့သူကရင်နဲ့လိုက်ဟာသွားရပါတယ်သူ့ဘက်သူလဲဘာလို့သူကိုလက်ထက်ခဲ့ရတာလဲသူကတော့ဇွတ်တရလောက်တာကိုငုတ်ခံနေတယ်နော်သူကချစ်သူရဲ့အကိုနေမဲစကားကိုငြင်းငြင်းလေးနားထောင်နေမိတယ်နင်းကိုတနာလို့လားသူ့ညီရဲ့စားကိုသိလို့လားတခုခုပဲသူတာဝန်ယူထားတာပဲနင်စိတ်မပူပါနဲ့ကွာငါအားနာတယ်ဟာသူကတော့သူ့ကိုရှင်းပြခွင့်မပေးပဲဇွတ်လုတ်ခဲ့တာဒါကိုသူခွင့်လွှတ်ပါမလားငါဘာဆက်လို့ရင်ကောင်းမလဲနေမယ်မသိတယ်လို့ပဲဆက်နေတာပေါ့ဖြစ်ပါမလားသူဘာစီစဉ်ပေးမလဲဘာပြောမလဲစောင့်ကြည့်ရတာပေါ့သူကနာဆောင်ရှောက်ထားတာလားမသိဘူးဟုတ်မှာပေါ့ငါဆက်တယ်ဟာနေမရဲ့စိတ်လည်းမကောင်းဟာဟန်မပြတ်နေဟာပြီးတော့သူကအနေတည်တယ်ဟုတ်တယ်အရန်အားနာစရာကောင်းတယ်ဟာနင်တို့လက်ထက်တာသူတို့အိမ်ကမသိသေးဘူးဟာဟုတ်လားကောင်းထဲမှာစုပ်ထွေးလွန်းနေတယ်ခုထက်တီတော့သူဟာအေးစစ်စစ်ပြည့်ပြည့်လဲလဲပါပဲငါ့ကိုသူတမျိုးထင်မှာပဲနော်နေမင်းတွေးမိလေသူ့ကိုရှက်အားနာလေပဲသူနဲ့ဘာမှမဆိုင်ပဲသူ့ကိုအားနာတယ်တနာတယ်မတရားသလိုဖြစ်နေပြီနော်ဒါတော့သူကိုတို့အလိုလိုက်ရောတာပဲနေမရတိုးတိုးတက်တက်လေးရှိတယ်စိတ်ရှုပ်ထွေးရတဲ့အထဲနေရောက်ပါလို့ရရတာလေရည်စရာဖြစ်နေတာဟာအေးလေဟုတ်ပါရဲ့ရှုပ်ကုန်ပြီဘလောဆယ်အလိုက်ထိုင်နေပေါ့အေးပါဟဲ့သူကဖုံးပြောပြီးမှသူ့စီလျှောက်လာတယ်သူကအလိုက်တက်တဲ့နဲ့ဘာမှမမေးပါသူကကိုအနှောက်ယှက်မဖြစ်စေချင်အောင်ပါနေမင်းလာမယ်တဲ့လားဟာမလာဘူးကိုယ့်အိမ်ကိုဖွင့်ပြောမှဖြစ်တော့မယ်သူဟာဂရီးပြက်ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်မပြောရဲသေးလို့ဒီလောက်ကြာနေတာလားလို့မေးမိတယ်သူကကိုတကားမှအိမ်ကိုမဆန့်ကျင်ဘူးမိသားစုကိုအသိမပေးပဲဘာမှမလုပ်ဘူးကွာမပြောချင်တဲ့သဘောပါသူကစုံမတော်မအောင်ပြောမှာပါမပြောမပြီးမတီးမမီကိစ္စပဲသူကနှကန်းလေးပြုံးလာကြတယ်ကိုလိုညစ်တီလဲဖြောင်းရက်ဆက်တက်တဲ့ချစ်သူနဲ့လမ်းခွဲခဲ့ပြီးမှသူ့လိုဖြောင်းမဲ့တန်းရှင်းနဲ့ကျင်နာတက်တဲ့လူတစ်ယောက်ကိုလက်ထပ်ခဲ့မိတယ်သူ့ကိုအလွန်အမင်းလေးစားမိတယ်ကျေးဇူးလည်းတင်မိတယ်တကယ်ပါပဲနော်ရှင်ဟာ
ဒုက္ခဘဝရဲ့အလင်းတန်းတစ်ခုပါ။မောင်မဲနေတဲ့ကဘာတွေကိုစူးစိုက်ဖျားချလာတဲ့အလင်းတန်းထိုအလင်းတန်းကိုဒုက္ခမမောတယ်။မြန်နိုးတယ်။အာကိုတယ်။ဒုက္ခနိုးနလာခြင်းမျက်နှာချက်ဖြူဖြူကိုမောကြီးကညှင်းနေမိတယ်။သူ့အိယာစီလမ်းကျမိတဲ့အခါသူမရှိဘူး။သူကမနှက်စောကြီးနိုးနေပြီ။ရေချိုးခန်းထဲမှာသူလှုပ်ရှားတန်တဲတဲကိုကြားတယ်။သူ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဘယ်လိုခံစားနေရမလဲ။သူ့အပေါ်ကျင်းနေရဲ့လား။သူ့ညီဝနာတိုးညီရောသူ့ကိုအပြစ်တင်နေတော့မှလား။တနေ့နေ့တစ်ချိန်ချိန်ဒုက္ခအောင်ဝနာတိုးညီစီသူပြန်ပေးမှာမဟုတ်လား။ခဏတီးခံစောက်ရှောက်ထားတာလား။သူအလွန်တရာစိတ်ရှုပ်နေမှလားမသိပါ။တကယ်အားနာရပါတယ်ရှင်ရဲ့ဒီအတိုင်းမသိတယ်လို့ဆက်ပြီးတော့နေရတာအဓိပ္ပာယ်ရှိပါရဲ့လားမှားနေပြီလားလွဲကြော်မှုတခုငါ့ကို तू ကမဖြေရှင်သူကဘာလို့ပေးရမလဲရှင်တိတ်နစ်နာနေပြီသူကအပေါ်ကောင်းကင်ဘောကလာတစင်ကြွေကြလာတယ်လို့ထင်ရပေမဲ့ရှင်ဖို့ကတော့ကြောက်ကဘာတစ်ခုတည်းပြုတ်ချတယ်လို့များဖြစ်နေပြီလားနော်တပြင်းဖွားဖွားရှန်ရင်မျက်လုံးကိုခက်ဖြည်းဖြည်းလေးမှိတ်လိုက်ပြီတယ်သူကရေချိုးခန်းထဲမှာထွက်လာပြီးမိဖို့ကြောင်မှာကော်ဖီဖြော်တယ်ဒုက္ခနိုးသားပြီဆိုတာသူမသိသေးပါသူကဒုက္ခကိုမနိုးသူ့လှရှားမှုကတိုးတိုးတိတ်တိတ်ဒုက္ခနိုးသားမအောင်ဆိုးရွံ့တယ်လို့ဒါဟာမြင်ပါတဲ့နာကျင်ခြင်းပါပဲသူကအခန်းထဲပြန်ဝင်လာပြီးအင်းကြီးရှာရင်ဒုက္ခနိုးနေတာကိုသိသွားတယ်နိုးလာပြီလားကမောနီသူကရှုံးရီငေးဆိုတဲ့မျက်လုံးတစ်စုံနဲ့ရံမြူလိုက်လဲတော့နှုတ်ခမ်းတစ်စုံနဲ့နှုတ်ဆက်လာတယ်အဲ့လိုကောင်းရင်လားကွာရှင်နိုးနေတာကြပြီလားကြပြီတယောက်တည်းဆိုတော့ဘာလို့ရမယ်မသိဘူးဖြစ်နေတာကိုမဟုတ်ဘဲသိပါလေနဲ့ရှင်ထဲမှာမြန်တုံးစွာခေါ်မိတယ်ဟမ်ဘာလဲသူကရဲ့သူကသူ့ကိုစိုက်ဆိုင်ငင်းငယ်လေးကြီးဟာဘာပြောရမှန်းမသိတော့ပါထိုအချိန်မှာပဲဖုန်းမြည်တမ်းကြားတယ်သူကဖုန်းကင်ပြီးအိမ်ရလို့သူကကိုအသိပေးလိုက်တယ်မျက်လုံးလေးပြူကလည်းဖြန့်သွားမိတယ်သူ့ကိုစူတော့မှလားအပြစ်တင်မှလားတာအဖြစ်ကနေဆွလွတ်တော့မှတော့ဘာလို့တော့မလို့တော့ဘူးထင်ပါတယ်အစိုးရလွန်ကတွေးပူမိတယ်မျက်နှာလေးမှုတ်ကုတ်ကသူ့ကိုကြည့်နေမိတယ်သူ့မျက်နှာကြီးပြက်နေတာမြင်ရတော့တနာလဲတနာရှိမိတယ်သူကသူ့အနီးလျှောက်သွားပြီးတော့သူ့လက်ဖြံကိုစုပ်ကင်လိုက်မိတယ်သူကဖုန်းပြောပြီးတဲ့အခါသူကကိုနှစ်သိမ့်အားပေးတယ်လို့ပြောပြတယ်ဘာတဲ့လဲရင်စပါတယ်အချိန်ကြီးကောင်းပါတယ်ဘာမှစိုးစိုးရမရှိပါဘူးမပြောမဆိုလို့ရကောင်းလားလို့အပြစ်တင်တာပေါ့ကွာဒါပေမဲ့ရှင်ကျမကိုထားမသွားဘူးမလားလောလောဆယ်ထားမသွားပါဘူးနောက်တော့ရောမသိသေးဘူးမရေမရဖြစ်တော့ရှင်လေးမိတယ်မနဲ့စောစောဘာတွေရှောင်မင်းနေတာလဲကွာအဲ့ရနိုးလာပြီမျက်နှာလည်းမသိသေးဘူးကွာသူကစကားလမ်းကြောင်းလွဲတယ်သူကချက်ချက်ပဲသူကအောင်လက်ကလေးဆွဲခေါ်သွားတယ်မုံစားမယ်ကော်ဖီတောက်မယ်မျက်နှာတစ်တော့ကွာသူစကားကိုစောတကားမတက်ပဲနားထောင်မိပါတယ်ကိုဟန်ဖုန်းလေးကမီးပြာကလေးလင်းလာပြီးတော့ချစ်စရာတီးသွားကလေးထပ်ပေါ်လာတော့သူကလမ်းကြည့်မိပါတယ်ကိုကအေးချိုးနေတော့ကိုဖုန်းကိုသူကကင်တင်ရဲ့လားအော်ကိုနဲ့သူကတော့ဇနီးမောင်နှံနေပဲကန်ခွင်းရှိပါတယ်သူကဆုံးဖြတ်ပြီးဖုန်းကလေးကိုကောက်ယူပြီးတော့ဖွင့်ထုတ်လိုက်တယ်ဖုန်းခေါ်သူကကောင်းမလေးတယောက်ပါကြော့ပါနေနဲ့ပြောချင်လို့နူးညံ့သိမ်မွေးစာပြောတယ်ဒီလိုခွင့်တောင်းလာတဲ့အခါသူကလည်းအလိုက်သက်မယ်ရေချိုးနေလို့ပါခဏနေမှပြန်ခေါ်မလားလို့ဆိုတယ်ဘာကိစ္စမဲဆက်ဆက်ထိုအတန်ကိုသူကမကြိုက်တာအမှန်ပါကြော့ဆိုတဲ့ကောင်းမလေးရဲ့အတန်ပါနေတိုးကြီးဆိုတော့လေကိုနဲ့အင်မတန်ရင်းနေတာပိုင်ဆုံးပန်နေရှိတာပေါ်လင်းလာပါတယ်ဒါကိုသူကအလိုမကျချင်ဘူးကိုရေချိုးကန်းထဲကထွက်လာပေမဲ့ဖုန်းလာတာသူကမပြောဖြစ်ပါထက်တဲ့ချိန်ဖုန်းမိနာမှာပဲကိုကအေးဟုတ်တယ်စောစောရေချိုးနေတာဟုတ်တယ်လေသူမဟုတ်လို့ဘသူရှိအောင်မလဲငါမိမပေါ့တဲ့ကိုအတန်တက်ကြွကြည်လင်နေတယ်သူကဧကန်းမှာမရောက်မလဲနဲ့နားဆွနေပြီပဲဝရန်တာကစကားတန်တွေကိုတေချာမကြရတစုံတစပဲကြားတယ်ရုတ်တရက်ကြီးနော်ရှုံတောင်မယုံနေရတစ်ချက်စဉ်းစားရင်ကြော့သူဘာပြောတင်တယ်ဆိုတာသူနဲ့ကြော့ဟာဘာမှမဆိုင်ဘူးဆိုပေမဲ့နည်းနည်းတော့ပြနာပူပါတယ်ကြော့နေကောင်းရဲ့လားသူတခုံးတော့ဖြေမိတယ်ကောင်းပါတယ်မိကုန်းမေးပြီးတော့ဗာဆက်မရမယ်မသိကြော့ကပဲဆက်မေးလာတယ်နေတို့အခုဗမာနေတာလဲကြောင်မြောင်းဘက်မှာလာခဲ့အောင်လေနေရပါလို့ကိုယ့်အိမ်ကိုမနေတာလဲဘာဖြစ်မလဲအိမ်အောင်ကြမှာတော့တီးတက်နေရတာပေါ့သူစကားကိုကြော့ရရှိတယ်နာကျင်သောရှိတမ်းများလားသူအကြောင်းတကားမှလည်းမသိရသူကလည်းမပြောဘူးကြော့ကစင်စင်ဆဆဆိုလာတယ်သူဘယ်လိုဖျားမှန်းမသိပါအကြောင်းစုံကိုပြောပြလို့မဖြစ်ဘူးသူကသူ့အကြောင်းဘာမှမသိကြော့ကဒုက္ခကိုသိနေတာလားမေးချင်ပေမဲ့မမေးချင်ဘူး
ဒုက္ခအကြောင်းတွေကိုသူဟာသိတယ်လို့လေးပြောနေတော့တယ်ဒုက္ခကအယမ်းဘာနာကြည့်ရဲဆိုဟုတ်လားဒီလိုပါပဲသူ့အဖေနောင်မိမယူရမလားဆိုပြီးလဲတော်မကြည့်ပဲထွက်သွားတာအော်ဒုက္ခကတတိသမီးပဲအစားတော့နေတိုးညီနားထောင်နေလိုက်တယ်မမေးပဲနဲ့ပြောလာတော့အဆင်ပြေတာပေါ့ဘယ်သူနဲ့မှတွဲတာလည်းမတွေ့ဘူးနေနဲ့အကြာကြီးမကြိုက်ပဲယူရတာလားယင်တိတ်မကြပါဘူးထူးဆန်းနေတယ်နေဟာချက်ချင်းဘလို့လှုပ်ချလိုက်တာလဲလို့ကြော်ဖြစ်ပြသမျှကိုအံ့ဩနေတယ်ဟိုဘက်ကအဖေမသိသေးဘူးထင်တယ်နော်ဒုက္ခကန်ကောင်းပါလေဘာလို့လဲနေကိုကြားလို့လေဟုတ်မှာပေါ့ကြော်ကဘာလဲဖွဲ့ပေးရမှာလဲနေရပါတယ်နေပါစေဟာမဟုတ်တာပဲလှုပ်ပြီးကြော်နဲ့တရက်လောက်ဆိုပြီးတော့မိတ်ဆက်ပင်ပဲအဲ့လိုမှပြောပါမလားလို့သူကတပင်းချိုင်မိတယ်သူကကြော်ကိုအားနာလို့ပါကိုကြောင့်တော့ကြော်ကိုမနာကျင်စေခြင်းနေကဒုက္ခနဲ့တွေ့ကျင်ပါမလားလို့တွေ့ကျင်ပါတယ်တော်ရည်တာပေါ့ငါ့ကိုအပြစ်တင်မလို့နေကိုစိတ်နာကျင်နေနေရဲ့အေးပါဟာငါတခုခုမားသွားရင်နင်ခွင့်လို့ပါကိုလို့ချင်ကလှုပ်ပြီးတော့အခုမှမျက်နှာလာမပြရတော့ဘူးဆိုတော့ကြောက်ဟာသူ့ကိုသဘောမကျနိုင်ပုံနဲ့လေတန်းတဲမှသွားတယ်ငါနဲ့နေတလောက်ခင်တာနင်ကောက်မတိုင်မင်ဘူးနော်နေအဲ့ဒါကြောင့်ငါ့ကိုခွင့်လို့နားလဲပါလို့ပြောတာပေါ့ခုမှနင်လွန်နာတယ်နေသိပြီလားနေတိုးညီကနှုတ်ဆက်နေတဲ့အခါကြောက်ဟာပင်ပင့်သက်ဆိုင်လိုက်ရဲ့အင်းလေထားပါတော့ထက်တလဲလဲအပြစ်တင်နေလဲအလက်ကားပါပဲမောင်ယုံပဲရှိမယ်လေမထူးတော့ပါသူပြောချင်ချင်းဖျားတယ်နင့်ကိုတငယ်ချင်းစိတ်ရပယ်ပြတ်ဖို့အထိစဉ်းစားထားတာဟဲ့ဟာမလုပ်ပါနဲ့ဟာသူတော်တော်လန့်သွားတယ်ကျော့ဟာကျင်းနဲ့လာပါသူတို့ပြုံးနေတယ်ဒီလိုလုပ်ရမလားဆိုပြီးငါအရန်စိတ်ဆိုးနေတယ်နေရတော့ဟာနေမကြောက်ဘူးလား Mary is the accident နဲ့အမလေးလေးကိုယ့်ဘက်ကိုရက်တက်တဲ့လိပ်ပဲနော်ပြီးတော့ရှိသေးတယ် Mary is made for having day ဒါကောင်းငယ်ပုံကစီစဉ်တာလေကျော်ဟာစိတ်မဆိုးတော့ပဲရင်းနေမိတော့တယ်စိတ်ဆိုးနေမိသူဟာဒုက္ခအဲ့ဒါကြောင့်ဆိုတဲ့မိမပေါ့အဲ့ဒီကြောဆိုတဲ့မိမပေါ့ဘာလို့ဒီလိုစကားကြောရှည်ရှည်ပြောနေရတာလဲပြီးတော့သူ့ကိုများရှင်းပြနေလိုက်တာဟဲ့ဝနကငါ့ကိုသူ့အကြောင်းတစ်ခါမေးဘူးတယ်သိလားအဲ့ဒီလိုကြောဟာတတိယသလိုဆိုလာတော့သူလျှို့ဝှက်စာပြုံးမိတယ်သူဒါတွေမကြားချင်တော့ပါဝရန်တာမှာရက်ရင်တက်ပြင်းရှာလိုက်မိတယ်ဖုန်းပြောပြီးတော့ရင်ထဲမှာတမျိုးကြီးဖြစ်မိတယ်ခေါင်းထဲမှာတွေးစရာတွေများလာတယ်သူတရားရဲ့လားသူ့ဘောတရားရဲ့လားဒုက္ခမသိလို့စွတ်တိုးခဲ့ပေမဲ့သိသွားခဲ့ရင်ခွင့်လွှတ်နိုင်ပါမလားဝနကသူမစီဖုန်းဆက်ပြောလိုက်မလားဝနပြန်လာခဲ့ရင်ဒုက္ခကိုဝနလက်ထဲပြန်အပ်မှာပါသူကတော့ထိုဆုံးဖြတ်ချက်ကသူ့ရင်ကိုဆက်ခါနာကျင်စေတယ်ဝနစီကိုဒုက္ခပြန်ရောက်သွားမှာပါသူတို့ကစစ်မှန်တဲ့ဖူးစာဖတ်တွေပါသူဟာသာသူကအရန်လူအပြင်လူတက်တဲ့လုံးဝအတိတ်ပဲမရှိတဲ့ဘဝသူကောင်းကိုင်းဆိုင်ချရင်နဲ့ခေါင်းကိုရမ်းပြစ်တယ်ဖြစ်နိုင်တဲ့ဒုက္ခကိုဘယ်သူလက်ထဲမှမထည့်ချင်တော့ပဲဝနကလည်းပြစ်ခါရက်ဆက်ခဲ့တဲ့သူပါသူအတွေးတွေရှုပ်ထွေးနေခဲ့တယ်ဖုန်းပြောနေတာလားယင်ပြောပြီးပါပြီဒုက္ခကဘေးနားရောက်လာတယ်ကိုတငယ်ချင်းမှာကြောဆန်းနဲ့မိတ်ဆက်ပေးမယ်နော်တခါလောက်ခေါ်ခဲ့ပါလားဟုတ်ကဲ့ခေါ်ခဲ့ပါမယ်ရှာပါမိမတငယ်ချင်းတယောက်ပဲရှိတာကွဟုတ်လားသူ့စိတ်ကတခါတလေအနစ်နာခန္ဓာကိုပို့ပြီးတော့နှစ်သက်မိတယ်ဝနလို့မဟုတ်ဝနကတော့ဘယ်တော့ဖြစ်ဖြစ်အနိုင်ရခြင်းနဲ့အသာစီးရခြင်းနဲ့အမျက်ပူလောင်နေတတ်တယ်ပြီးတော့အချမ်းပြောကောင်းတယ်ကြနေအောင်ပြောတတ်တယ်သူများအထင်ကြီးအောင်အဟုတ်မှတ်အောင်ညာတတ်တဲ့သူပါသူကတော့ညီကိုရင်းတွေမလို့ကောင်းသိနာလေထားတယ်သူနဲ့စိတ်တက်ခြင်းတစ်စက်ကလေးမှမတူနေမင်းလို့ပေါ့ကြော့နဲ့ကိုအယမ်းခင်နေဒုက္ခနဲ့နေမရရိုးတတ်တာပါစက်ကနေပြန်ပြေတော့သူအံ့ဩသွားတယ်ဟော့ဗျာသူ့ကိုဘယ်တော့ကခုသားတာပါလေသူမသိလိုက်ပါလားကိုတို့လည်းရိုးတတ်တာပါပဲအမလေးလေးနေမင်းကိုဒုက္ခจิตတူထားခဲ့တော့အောင်ယောက်ျားယူခဲ့တော့အောင်ဘာရီဖြည့်ချင်းချက်ဘာရီရှောင်းလဲချက်မှပေးကြမလို့ခဲ့ဘူးပေါ်ရာတက်ပဲနေတိုးညီချက်ပြီးတော့ပြုံးမိတယ်ကိုကကြော့ကိုပြေလျာပြေချောင်းရှင်းပြမိတာပါအခင်မင်းမပြတ်ချင်တော့ပါအစတွေကကြော့ဝိဆာကိုရှင် propose လုပ်ထားတာသိသားပဲဒုက္ခကမသိကြအောင်ဆောင်ပြီးတောချပြလိုက်တယ်သူမျက်နှာတော်တော်ပြတ်သွားတယ်သူညီကကြော့ကိုချစ်ခွင်းပန်ခဲ့ပေါ်တာသူတိပုံမပေါသူဟာထင်ထားတာတဲ့ပူရိုးသားတယ်အဲ့ဒါကြောင့်ပဲကြော့ကသူ့ညီကိုရင်းပြီးတော့သူ့ကိုရေလာမြောင်းပြီးမျော်လင့်နေတာကိုအကြောင်းသေးဆိုတော့သူတို့နှစ်ယောက်ရဲ့စိတ်ဓာတ်ကိုကြော့ဟာတေချာသိမှာပါသူကမသိသေးတာဟာကြော့နဲ့သူဘလို့အနေထားလဲကဲရပြီတော့နေမင်းကဒိုမီနိုနှစ်ခွက်ကိုစပွဲပေါ်ချရင်ပြောတယ်သူကပြောင်းလဲမှုကိုနေကျင်းနေရဲ့လားအခုအနေထားငါကျင်းနေပါတယ်ဒါပေမဲ့ဟာ
သူကိုမဟုတ်ဘူးလို့သိရနဲ့သူ့ကိုနှစ်သက်နေမိတယ်သူနဲ့နေရတာပြောတယ်သူ့ကိုအမြဲတွေ့ချင်တယ်ဟာနေမရကောင်းနေတယ်ရှက်စရာကြီးဟာငါလေးပြမလို့နေမရဲ့အင်းလေလောလောဆယ်ရှင်းပြလို့လည်းမကြောက်ရှင်းပြတော့ရောနေလူဝိုင်ဆုံးပါတယ်လား तू ကနားလေတယ်तू ကအခွင့်အရေးမယူတတ်ဘူးလက်ဖြားနဲ့တော့မထီဘူးကောင်းတာပေါ့ဟာကိုမဟုတ်တာသိနေတော့ငါအနေရောက်ခက်တယ်ဟာစိတ်ရှုပ်နေလားအဲ့လိုလည်းမဟုတ်ပါဘူးအားနာနေမိတာပါဟာနေပါဆက်လို့မလဲသူကမစင်စားချင်ဘူးပြောအောင်နေပေါ့ဟာနေမေးစကားကိုဒုက္ခကောင်းနေလိုက်တယ်သူ့အိမ်နဲ့ရောအဆင်ပြေပြီလားအစကတည်းကသူ့မိသားစုဟာတော်ရုံလူဆိုလက်ခံချင်တာမဟုတ်ဘူးဟုတ်မှာပေါ့သူကလည်းသူ့အိမ်မှာနေဖို့တွေဘာတွေမပြောပါအောင်ဒါဆိုโอเคတာပေါ့သူကပြတ်သားတယ်သူ့ချက်တော့ပေါ်တူရက်တည်မဲတဲ့ငါ့ဘောကိုသူ့လက်ထဲမှာစိတ်ချတယ်သိလားနေမင်းဟာညံလာကြည်လားနေမင်းကသဘောကျပြီးတော့ရေးတယ်ဘာပဲဖြစ်ဖြစ်နေ့အတွင်းငါစိတ်အေးသွားပြီဟာသူ့ကိုငါကျေးဇူးတင်ရမယ်ဟာသူကနေမင်းကိုကြည့်ပြီးတော့ဟဲ့မင်းအောင်မင်းအဲ့လိုအလင်းစလို့ဆိုတယ်ဘာလဲဟာကြောက်နေသိလားသိတယ်လေအရင်နေတို့လမ်းတရားမဟုတ်ဘူးလားသူနဲ့ကြောက်ကဘလို့ပတ်သက်နေလဲမသိဘူးသူတဝင်တိုးနေတာလားမဟုတ်ပါဘူးသူကမျက်နှာကလေးနီးရပြီးကမန်ကရန်ညင်းနေဖွင့်မေးပေါ့မမေးချင်ပါဘူးဘာလို့လဲဟာဘာလို့မရမှာလဲညာမှာဆိုလို့လားမဟုတ်ပါဘူး तू ကမပြောတတ်ဘူးရုံနေရင်ထားလိုက်ပေါ့ဟာဒီလောက်သဘောထားမကျင်းပါဘူးကွာနေမရအပေးတယ်နေနဲ့ तू အခုလောလောဆယ်ပြည်လဲနေရင်ပြီးတာပဲဟာကြော့အကြောင်းမေးထားလိုက်တော့ဒါအတိတ်ပဲဟာဟုတ်တော့ဟုတ်ပါတယ်မလာပါတဲ့အတိတ်ကိုပြန်မတူးဆွားချင်အောင်ပြည့်စုံတဲ့ပြစ္ဆုတ်ပံရရှင်းမြောက်ကျင်းဥစွာဖြတ်တန်းရင်းနဲ့မမြင်ရသေးတဲ့အနာဂတ်ကိုလှပစွာဖြောတေးထားခြင်းနဲ့နေလာခေါ်တော့ဒုက္ခသူနဲ့စကားကောင်းနေတော့မှာပဲသွားမယ်နော်နေမင်းငါလာခဲ့အောင်မယ်လာလေမနေ့ပြန်အစောကြီးလာမယ်အဲမှာဟဲ့နေမရကာနာဆောင်လိုက်ပို့တယ်နေရနေမင်းကိုနှုတ်ဆက်တယ်သူ့ပုံစံကပြုတ်လက်လန်းဆန်းကလေကလေးချွန်ပြီးကားအောင်ရင်သားဆောင်မောင်းတယ်ကိုပြောအိမ်နဲ့ဆင်ပြေရလားပြေပါတယ်သူ့အိမ်ကပြန်လာပြီးတော့သူ့မျက်နှာတင်းတင်းရှင်းပြနေတော့တာကျော်ဟာဒုက္ခကိုတွေ့ချင်နေတဲ့သူနဲ့ဘယ်မှာတွေ့မှာလဲလမ်းမှာဆုံတာပါကော်ဖီဝင်တောက်ရင်လည်းစကားပြောဖြစ်တာတော်တော်ပြောမှာပေါ့နော်သူကခက်နဲ့တက်တယ်ဆိုမိတယ်ဟာဘလို့ပြောလိုက်တာလဲကိုနဲ့သူဘာမှမပတ်သက်ဘူးဟုတ်လို့လားသူကနေမင်းကကိုနဲ့ကြားသမီးစားတွေပါလို့ပြောလိုက်လို့လားမဟုတ်တာမပြောပါဘူးမသိဘူးလေနေမင်းနဲ့တွေ့ပြီးတော့ပြန်လာမှမကြင်မနှံဖြစ်လာတာဆိုတော့သူကဘာမှမပြောဘဲမျက်နှာလွှဲထားတယ်ဒီဘက်လဲပါအောင်ကွာတော်ပြီမဟုတ်သေးပါဘူးဘာမှလည်းမဟုတ်ပဲနဲ့ကိုရှင်းပြတာမရှုံဘူးလားသူကနားမထောင်ပဲနားနဲ့ဘက်ကိုလက်နဲ့ပိတ်ထားလိုက်တယ်သူကစကားမဆိုတော့ပဲကြိတ်ပြီးတော့ပြဿနာမဟုတ်ပြဿနာလိုချင်တယ်လို့ရေးရွက်လိုက်တယ်သူကပဲလုံးဝလဲမကြည့်တော့ပါသူကဘာလို့ကြော့နဲ့သွားတွေ့ရတာလဲဘာလို့ကော်ဖီဆိုင်ထားရတာလဲဘာပဲဖြစ်ဖြစ်သူကမကျဉ်နဲ့နဲ့ရင်ထဲမှာပူနေတယ်သူနဲ့ကြော့တွေ့ခဲ့ကြတာကိုသူကအလိုမကြောက်သူပြောတာတွေလည်းမကြားချင်ဘူးသူကဘလို့ဖြစ်နေတာပါလဲတေးသေးဖွဲဖွဲလေးကိုမခံမရနိုင်အောင်ဖြစ်နေမိတယ်ဘာမှမဟုတ်တာလေးကိုပင်ရင်ထဲမှာပူလောင်အောင်ခံစားရတယ်ကြော့နဲ့သူနောက်ထပ်မတွေ့စေချင်တော့ပါသူကပင့်သက်ချိုင်မိတယ်သူကမောင်းရင်းနေပါပြီသူဟာသူကရဲ့ကိုမဟုတ်ဘူးသူကဘာတွေဝင်စွတ်ဖက်နေမိတာပါလေအိမ်ရောက်တော့ဟမ်းမပြတ်စင်ရင်သူ့ကိုထားခဲ့ပြီးတော့ရှေ့မှာတက်လာခဲ့တယ်ဘာလို့စိတ်ပထိန်နိုင်ဖြစ်နေရတာလဲရင်ထဲမှာမပြုံးဘလို့မှမနေတောင်းရောက်ရက်ခန့်နေတယ်သူခေါ်ပေးမယ်လှည့်မကြည့်မိပါသူ့ခြေတန်းတစ်ဖြက်ဖြက်ကိုကြားရတယ်ခဏဆောင်မအောင်စိတ်ဆိုးနေမှန်းသိတော့သူကတမင်စကားလိုက်ပြောနေတယ်သူမဘာမှပြန်မပြောဖြစ်ဘူးအခန်းထဲရောက်တော့ပတ်စံအိတ်ကလေးကိုစပွဲပေါ်တင်ပြီးအဲ့ရပေါ်လဲချမိတယ်သူကဒုက္ခကိုလမ်းကြည့်နေတယ်သူနဲ့ကြော့တွေ့ခဲ့ကြတာကိုလုံးဝမကြင်ညံ့နိုင်ဘူးရင်ထဲမှာပြောင်းဆက်အောင်ဖြစ်နေရတယ်သူပြန်မထူးပေမဲ့သူပြောလာတယ်ဘလို့ကြီးလဲကွာအဲ့ဒီလိုပဲဒိတ်ပဲမရှိတာဘာမဟုတ်တာလေးကိုကွာဘယ်သူကပြောနေလို့လဲသူကပြုတ်တိုးကောင်းညိတ်တယ်ပြီးတာပဲသူကခလန်းလန်းကိုရှောက်သွားပြီးမှမေးကြရှိတယ်ကြောက်တော့နဲ့တလန်းနဲ့ဆိုလာပြန်ပြီအဲ့ဒါတွေအစအဆုံးပြန်ပြောပြရမှာလားအတိတ်မိနေပြီလားကွာသူကအမေကြောင့်သူပကုံးတွန်းလိုက်တယ်ခုမှထူဆန်းဘာလုပ်နေတာလဲဟိုးတော့ကသူကပြောတာတွေအလေးရနဲ့မထားမိခဲ့ပဲသိပါတယ်မပြောနဲ့တော့နောက်ရောဘာတွေပြောသေးလဲသူကနှကန်းစုကမင်းမိတယ်ကဲပါကွာသူကနာတော့
စိတ်ပင်ပန်းစရာကိစ္စတွေမတွင်နေတော့အတွေ့မရောက်ရဘူးကြလားသူကမျက်နှာကလေးပြက်ကငြိမ်နေတော့မိထားကြရအောင်လို့သူကဆိုတယ်သူကပဲသွားခြင်းလဲဘာလို့ခြင်းလဲပြောရုပ်ချင်ကြည့်မလားသူကကြောက်နဲ့နောက်ထပ်မတွေ့တော့ပါလို့ကြိမပေးသူကြောက်ကိုတန်ရုံးစင်ရှိနေတာလားသူကစီစဉ်ရမယ့်ကိစ္စမျိုးဘယ်တော့မှမလုပ်ဘူးသူကစိတ်ချပါလို့သူကကြိပေးတယ်ကြောက်နဲ့ကိုဘာမှမဆိုင်ခဲ့တယ်ပဲချောင်းခုချိန်မှာသူကပေါ်သစ္စာရှိတယ်မဖောက်ပြန်ဘူးဒါမဲ့တငယ်ချင်းကိုမတွေ့ရဘူးလို့တော့မပိတ်ပင်ပါနဲ့ကိုတိတ်ခါကိုငှဲ့ပေးပါသူကကိုလည်းကိုနားလဲပါတယ်ကွာဒါမဲ့သူကစကားပြောခက်တယ်လို့စကားစရထားတယ်နေရပြောလေလို့တိုက်တွန်းမိတယ်ကြောနဲ့တွေ့တာသွားလာတာမကြိုက်ဘူးသူကတက်ပြင်းမော်ကြီးချလိုက်တယ်ကိုကိုတုံဝင်တူနေတာလားသူကဒုက္ခကိုမေးတယ်ဒုက္ခမဖြေတတ်ပါဘယ်လိုဖြေရမလဲသူ့ကိုဒုက္ခအရန်တွေ့တာနေမိတယ်ဘယ်လိုများအဲ့လိုဖြစ်ရတာလဲဒုက္ခစိတ်တယ်သူ့ကိုဆုံးရှုံးသွားမှတွေးကကြောက်နေမိတော့တယ်နေမင်းလှရလားကြည့်ပေးပါအောင်ကိုနေနဲ့လိုက်မလားရင်ဒီအယောင်ဒီအစင်ကိုသူကြိုက်ပါမလားသူကပူပစိုးတွေကိုစိတ်တန်းကြရေးချင်နေတယ်လှပါတယ်ဟာနေလူကခံကြောပဲဟုတ်လို့လားဟုတ်တာပေါ့နေမင်းစကားကိုသူကရင်းမိတယ်ငါလေးဒီဘဝလေးဒီအနေထားလေးတိမ်ဆောင်သွားမှာကိုကြောက်နေတာကွာတွေးပူနေပြန်ပါပြီတကယ်ပြောတာသူကငါ့အတွက်အချစ်တကူရှင်ကပေးသနာရဲစွလက်ပဲနေမင်းကကောင်းတက်ဆက်ဆန်ကြီးနေငါဘယ်တော့မှသူနဲ့မခွဲနိုင်ဘူးထိုစကားကိုနေမင်းကမျက်နှာပြတ်တယ်ပုံသေးတွက်မထားနဲ့လေသူကကောင်းရမ်းနေငါကိုကိုမေးလိုက်ပြီဒါပေမဲ့ तू ကခဏကိုကြီးနေပုံရတယ်ဟာသူ့မျက်နှာလေးအလွန်အမင်းပြက်သွားရပါတယ်သိနေပြီးသားပါဒါပေမဲ့မကြားချင်ဘူးအမတရားကိုငါမေးထားခြင်းနဲ့ငါမပြောချင်ဘူးဟာနင်စိတ်ချမ်းသာတာမြင်ရတော့ငါဝမ်းသာတယ်ကိုနေကိုလည်းအရန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့တခုခုဆိုနင်ပြင်ဆင်ထားရမယ်စွန့်ပြတ်ချက်မှန်းရမယ်နင်ကိုပြန်ခေါ်ရင်နေလိုက်သွားတဲ့နေနေမင်းစကားနားရဲတုံးကနေပောက်ကွဲသွားတယ်လို့ပါဒီသက်တီဘဝမဖြစ်နိုင်ပါကိုနေရမလို့ကျင်လို့ပြစ်ခွာသွားရခံလဲတယောက်တည်းရက်တီဆောင်လန်းရအောင်စူးစမ်းသွားမယ်ရက်ဆက်ရုံညံတဲ့လူတယောက်ရဲ့အရေးအောက်မှာမခိုးလို့ကျင်တော့ပါကဲပါထားတော့ဘဲဟာယူမှလဲရွှေမမေရစကားစားဖြစ်လိုက်တယ်ငင်းငင်းငိုင်ငိုင်နဲ့သူမပုံစံကအားရစရာမကောင်းသူ့ရဲ့အတွက်လောလောဆယ်စိတ်အေးရပေမဲ့နောက်အနာဂတ်ကရှိသေးတယ်နေမင်းဟမ်နေရောမိမမယူသေးဘူးလားသူကမေးလိုက်တာအောင်နေမရအော်ရီလိုက်တယ်တော်ပါပြီဟာဘာတော်တာလဲဟာငါအဲ့ဒါတွေမစင်စားတော့ဘူးဘယ်ဟုတ်ပါမလဲဘဝခရီးဆိုတာတယောက်တည်းရှောက်နေရင်ရှင်လွန်းနေတဲ့နှစ်ယောက်အတူရှောက်ရင်တိုးလွန်းနေတဲ့တဲဟုတ်ပါလားအဲ့ဒါအမှန်ပဲအေးပါနေပြဿနာတွေဇက်သိမ်းသွားရင်ငါရှောက်ပါမယ်ဟာငါရွေးပါမယ်ဟာနင့်မှာရှိလာရင်ရှိတာပေါ့ဟဲငါမသိပါလားရှို့ထားရင်နော်နေမရတကယ်လို့ပြောပြီးတော့ရင်းမိတယ်နေနော်တကယ်ရှိလို့လားဟဲ့စက်ခနဲ့ကောင်းကြီးတော့သူကတန်းတော်လေးဖြစ်သွားပြီငါနဲ့မိတ်ဆက်ပေးလေလို့ဆိုရင်အော်မိတ်ဆက်ပေးမယ်နေမင်းရဲ့ငါတငယ်ချင်းကောင်းမပြီးသားဘူးနေအကြောင်းကိုဘာဆိုဘာမှမသိဘူးငါနဲ့ပတ်သက်ရင်နေကအမြဲတမ်းဖြည့်တယ်ကုညီပေးခဲ့တယ်နောက်ဆိုရင်ငါနေကိုမောင်းတလို့မျိုးလို့နေအကောကိုဂရုစိုက်ပါမယ်ငါနေကိုမောင်းရင်းလို့အကိုရင်းလို့ဂရုစိုက်ပါမယ်မရှိသေးရင်ငါရှာမလို့ဟာရှာလေနေမဲရှိတယ်ဆိုအမျိုးမျိုးပဲနော်ရှိတာလဲရှိတာပေါ့ရှာတာလဲရှာတာပေါ့များတော့မကောင်းဘူးလားနေလောဘကြီးနေပြီဒုက္ခကမျက်စောင်းရင်လိုက်တယ်ဟဲ့နေလဲတထဲယူပါလားအမတ်တရားငါဝယ်ပေးချင်ပါတယ်မယူရက်ပါဘူးဟာနေပါစေနေစေတနာကိုငါသိပါတယ်ငါစားပြီးဟောတမင်းသွားစားကြရအောင်အပြဖြော့ဖြော့ပူပစိုးလေးကိုနေရအတွက်ဝယ်ခဲ့ပြီးတယ်သူကြိုက်ပါမလားသူနှစ်သက်စေချင်တယ်ဒုက္ခသူ့အပေါ်လေးစားတွေ့တာအားကိုးပါတယ်နေတွန်းကြီးကဖြက်ခနဲ့မျက်လုံးဖွင့်ပြီးတော့နိုးလာတဲ့အခါဒုက္ခစီလန့်ကျင်မိတယ်ဒုက္ခအိယာထက်မှရှိမနေဘူးပင်များရောက်နေပါလေသူကညာတော့က TV ကြည့်နေတာကြောင့်အတော်ညင်းနဲ့မှအိယာဝင်ခဲ့တယ်ဇလန်းကလေးကိုအဆအဆုံးကြည့်ဖို့မယူရပါပဲကြည့်ဖြစ်သွားတယ်ဇလန်းလေးကဆွဲရကောင်းလို့နေဒုက္ခကခဏပဲကြည့်ပြီးအိတ်တော်မဲလို့ဆိုကအိယာဝင်ခဲ့တယ်ညီနဲ့မှအိတ်တော့မနဲ့စောစောသူမနိုးခဲ့ပါခါတိုင်းဆိုရင်ဒုက္ခတဲ့စောပြီးတော့သူအရင်နိုးနေကြပါဒီမနက်မှသူကအိယာထနောက်ကျသွားတာသူကအိယာထမှထထိုင်ပြီးနိုင်ကိုလမ်းကြည့်တယ်၈နာရီကျော်ပြီးအချိန်ရမစောတော့ပါလားမနက်အစောကြီးတုန်းကသူတစ်ခေါက်နိုးခဲ့တယ်အမြဲတမ်းအိယာထချိန်ကိုမျက်စိရအကျင့်ရကမမိနေတယ်ဘလောက်ပဲအိယာဝင်တာနောက်ကျမနက်အလင်းရောင်ပြူးလာတာနဲ့
သူ့မျက်လုံးတရားဖြတ်ခနဲ့ပွင့်လာစမြဲပါဒုက္ခရဲ့ခြေတံတက်တဲ့ကိုနားဆင်တော့လေမကြရဒုက္ခလှုပ်ရှားမှုကိုသူသိတယ်သူအိယာထက်ကဆင်းနေဒုက္ခဝရဏတာမှာရှက်နေတယ်လက်ထဲမှာကဏ္ဍမပန်းအဖြူရောင်တပွင့်ကိုကင်ထားတယ်ယောက်ျားလေးမိန်းကလေးတခွန်ချင်းတီတိုးရည်ရွက်ကပွင့်ဖက်တပွင့်ချင်းစီကိုချေချနေတယ်နေရာလှဲကြည့်ပြီးရင်ထဲမှာတက်လိုက်လိုက်ခုန်တက်လာတယ်ဒုက္ခမှာပွင့်ဖက်ချပြီးသူ့ရှေ့ကိုကြိုတင်ခံမှန်းထားတဲ့အကျင့်ကလေးရှိတာသူသိတယ်မိန်းကလေးယောက်ျားလေးဒုက္ခကိုနောက်ဆက်မပေးချင်တာကြောင့်သူတိတ်တိတ်လေးရက်ကြည့်ကနေမိတယ်ပြီးမှအသားကလေးလှည့်ထွက်လာပြီးညနာတက်တဲ့ဒုက္ခသူ့အတွက်ကော်ဖီတက်ဘူးနဲ့ထမင်းကြော်ပကံကိုဇပွဲပေါ်အစင်သင့်ပြင်ဆင်ပေးထားတယ်သူအလွန်အမင်းတင်းနဲ့သွားမိတယ်ရေမိုးချိုဝှေ့စားလဲပြီးကော်ဖီတောက်ချိန်မှာဒုက္ခသူ့အနားရောက်လာတယ်ဒုက္ခလာလေGood morning ကိုကိုဒီတခါသူ့ကိုဥဆောင်နှုတ်ဆက်တယ်ဘာလေးလဲယောက်ျားလေးလားသူမေးလိုက်တော့ဒုက္ခခေါင်းခါတယ်သမီးလေးပေါ့ဘာလေးပဲဖြစ်ဖြစ်ပေါ့ကွာဒုက္ခရဲ့ပွင့်ဖက်ချွေတဲ့အဖြေကိုသူယုံကြည်ပေးမိတယ်ကျင်းတင်ယူစားလို့ရလားဒုက္ခဝါဒနာပါဒုက္ခယုံနေလေဒါပေမဲ့တခါမှားဘူးတယ်မမှားပါဘူးမှန်တယ်ဟုတ်တယ်တခါမှမမှားဘူးသေးဘူးနေတိုးညီကဒုက္ခမျက်နှာလေးကိုကြည့်မိတယ်ချစ်မြတ်တော့စွာမမောနှစ်သက်စွာဒုက္ခဘာလေးပဲဖြစ်ဖြစ်ပင့်ဖွဲ့ကြည်ကြည်တတ်တယ်ဖဲကျဲဆွဲသလိုပေါ့သူများတွေတော့ယုံချင်မှယုံမယ်ဟုတ်တာပေါ့အထွာဆောင်ရိုက်ကြည့်ရင်တေချာသိတတ်ဟောင်းမိန်းကလေးပဲဖြစ်မှာပါနေတိုးညီကဘာမှမပြောဒုက္ခနဲ့အတိုက်ခံအငင်းကုန်မဖြစ်ချင်တကယ်ဆိုဒုက္ခကိုဆွဲလန်းမကြီးစေချင်ကိုကတော့ဘာပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ကျင်းတဲ့ရတာယူမှာပေါ့ဟုတ်ပါတယ်ဒုက္ခကျူးသိချင်လို့ပါပြီးတော့သူကအဲ့လိုပွေ့ဖက်ချွေကြည့်တိုင်းဘယ်တော့မှမမောင်းဟုတ်လားဒုက္ခသစ္စာတရားရဲ့ကိုကျင့်တရားရဲ့တိုင်တယ်ပြီးမှလုံးကြည့်တာပါဒုက္ခချွေချလိုက်တဲ့နှင်းစီပွင့်ဖက်တင်သူကောင်းပေါ်တက်တက်ကြလာဖို့တာဒုက္ခကိုသူအဲ့ဒီအချိန်တွေကစိုးနေနေအောင်ညံနိုးဆွဲလန်းသွားခဲ့တာညံနိုးဆွဲလန်းသွားမိတာမပြောပြမိပါပွင့်ဖက်ချွေတဲ့မိန်းကလေးကြပြောင်သူအရှိရေးဖွဲ့ခဲ့မိတဲ့အထိပါပဲဒါရီကိုဒုက္ခဘာမှမသိသေးပါဝင်းကန်တို့ဥက္ကာတို့ကိုမပြောမိစေဖို့ပိတ်ထားကြအောင်မယ်တို့ကြောင့်စကားဆက်မိပြီးလွတ်ခနဲ့ပြောမိရင်ဒုက္ခသူကရင်ထဲရှိတယ်လို့ခံစားရေးဖွဲ့ထားတာသူ့ကြပြောင်ဖတ်ပြီးတော့ဝင်းကန်တို့ကရင်းနှီးခဲ့ကြတယ်ဒုက္ခဈေးသွားခြင်းနဲ့သူ့အတွေးတို့နဲ့သူ့မလို့နေရဒုက္ခပြောတာကိုလုံးဝမကြားလိုက်ပါဒုက္ခနှကန်းဆွမိတယ်ဝယ်စရာလေးရှိလို့ဗျာနောက်တစ်ခွန်းထပ်ပြောမှပဲသူကြားတော့တယ်ပါဝင်ပါလေဈေးသွားပါမယ်ဆိုဈေးလားသွားမယ်လေသူကချက်ချင်းကောင်းငိမ့်တယ်သူကဘာကြီးမှမသိဘူးလို့ဘလုံးပထွေးလေးရေရွလိုက်တာသူသိပါတယ်ဝနာတိုးညီစီကဖုန်းဝင်လာချိန်မှာသူကအလုပ်ကိစ္စတွေပြီးပြက်ပြီးအိမ်ပြန်ဖို့ထွက်လာနေတော့မှသူ့စိတ်တွေတိတ်လှုပ်ရှားနေမိတယ်ဟယ်လိုကိုကိုလားဟုတ်တယ်ကိုကိုဒီကောင်းရဲ့လားကောင်းပါတယ်ကွဝနာခါတိုင်းလိုပဲစကားတွေဝေဝေးဆာဆာပြောနေတယ်တစ်ချက်ရည်တယ်သူ့မှာသာစိတ်တွေမောကျက်နေမိတာကိုကိုโอเคရဲ့လားဘာလို့လဲဟဲ့ဝနာကသူ့ကိုစားရင်သွားချက်ချင်းပဲအားလုံးနေကောင်းရဲ့လားလို့ပြန်မင်းမိတယ်ကောင်းပါတယ်ကျွန်တော်ခဏပြန်လာမယ်သူကတအံ့တော်ငြိမ်ကျသွားတယ်ဘာကိစ္စလဲကွာဘာရင်မဟုတ်ပါဘူးဒီနားမှာနေသားမကြောက်ပြန်လာခြင်းလို့နှစ်လလောက်နေမယ်သူကဘာမှပြန်မပြောမိပါကိုကိုမိန်းမနဲ့လည်းမတွေ့ရသေးဘူးဝနာကိုသူအံ့ဩနေတယ်သူလုံးဝမထင်ဘူးပြုံးစားကြီးပြန်လာတာထူးဆန်းနေသူဘာလို့ရမလဲဝနာပြန်လာတာသူတို့အတွက်မကောင်းဘယ်လိုလဲဗျကျွန်တော်ကိုမလာစေချင်လို့လားမဟုတ်ပါဘူးကွာဝနာပါနဲ့စွာမေးလိုက်တယ်မသိပါဘူးဗျာကျွန်တော်ကိုမလိုလားတော့ဘူးထင်လို့ပါမင်းကွာမဟုတ်တာတွေဝနာရေးစားမိလားအောင်သူတုံလို့နေမိသလားနောက်မှကျွန်တော်ဖုန်းဆက်မယ်ဖုန်းပြောပြီးတဲ့အခါသူ့ခြေလမ်းတွေကနေကွေးသွားခဲ့တယ်အာမရှိစောစောအိမ်ပြန်ဖို့တက်ကြနေတဲ့စိတ်တွေမီးကိုရင်နဲ့ဖြန်ကနေငိမ့်လိုက်တယ်လို့ရှဲကနေငိမ့်ကြသွားတယ်လောင်ပိတ်တင်းကျပ်နေတဲ့အတွေးတို့ဟာသူ့ကိုမတရားနှိမ့်ဆက်တယ်ဘာပဲဖြစ်ဖြစ်ဝနာကိုကြိုအသိပေးခဲ့တာပဲလို့ဖြစ်တွေးလိုက်မိတယ်သူမတရားတာမှမဟုတ်တာဝနာရင်းပစ်ခဲ့တာငါဘာလို့စိုးရိမ်နေရမှာလဲဂျာရယာဖျက်ယူခဲ့တာလည်းမဟုတ်ဘူးရိုးရိုးသားသားကုညီုံတက်တက်လက်ထက်ခဲ့တာပါဖြူစင်စာစောက်စောက်ပေးခဲ့တာပါမလင်းတက်ပဲလုပ်ခဲ့တာလည်းမဟုတ်ဘူးသူမားတာဆိုလို့ဒုက္ခလူမားနေတာကိုသေချာရှင်းမပြခဲ့တာတခုတည်းပါပဲအနာပါပိုင်းမှာသူရှင်းပြခြင်းသေးတယ်ရှင်းပြလို့မကြတာဒုက္ခလက်မခံတာနောက်ပိုင်းမှာတော့ဒုက္ခစိတ်ချမ်းသာဖို့သူဟာအစပြန်မပေါ်တော့တာပါ
သူကမားတာကိုအခွင့်အရေးတရက်အဖြစ်သူအတုံးကြတာမဟုတ်ဘူးမလွဲတာမရှောင်တာလက်ထက်ခဲ့ရတာနောက်နေ့မှာတော့ဝနာစီသူအကြောင်းကြားအသိပေးခဲ့တယ်ဝနာဆုံးဖြတ်ချက်ကိုယူခဲ့တယ်ဝနာသဘောထားကသူမကိုလုံးဝထက်မတက်ပဲတစ်ဖက်တန်ဆန်လာတယ်ဝနာတည်သွားခဲ့ပေမဲ့ကောင်းခငင်းဆန်ခဲ့တယ်ကားပေါ်တက်ကမောင်းထွက်ခဲ့ရင်တပင်းကိုရှက်လိုက်မိတယ်မင်းကိုမငိုစေချင်ဘူးဒုက္ခရဲ့မင်းနဲ့လည်းမခွဲနိုင်တော့ဘူးမင်းဘက်ကခွဲသွားမှလည်းသိနေတယ်အိမ်ပြန်တော့ဧခန်းမှာဒုက္ခကိုတွေ့ရတယ်ဟာကိုကိုပြန်လာပြီလားဟုတ်တယ်သူ့ရဲ့တန်ကားလေးနေတယ်စိုးပေါင်းမှထိုင်ချမိတယ်ကိုကိုဘာဖြစ်လို့လဲနေမကောင်းလားဝေးသွားရရင်ရောတကယ်ဝေးသွားရင်အဖြူရောင်အချစ်တွေနဲ့သူကြံရရမှာပါဝနပြန်ရောက်လာပြီးဒုက္ခကိုချောမောခေါ်ရင်တော့ဒါဟာအဖြစ်အဆုံးကိစ္စတစ်ခုပါပဲနေမင်းခံနေရှိရမယ်ကွာလို့သူ့ကိုယ်သူပြန်အားတင်းမိတယ်တုံးလုံးစိတ်ကိုဖြေဖြောင်းမိတယ်ကိုကိုဘာဖြစ်လို့လဲရင်ဒုက္ခကသူ့ကိုငုံကြည့်တယ်ခေါင်းအရန်ကြိုက်လို့ပါသူညာမိတယ်အမှန်တိုင်းပြောလို့မှမဖြစ်တာအိတ်ခမ်းနဲ့တန်းဝင်လာပြီးဂရင်ပေါ်လဲပြစ်လိုက်တယ်ဒုက္ခနဲ့လောလောဆယ်မျက်နှာချင်းမဆိုင်ခြင်းစကားမပြောခြင်းကိုသူတယောက်တည်းနေခြင်းနဲ့ဒုက္ခခဏကြာတော့ဒုက္ခကိုသူခေါ်မိတယ်ပါလဲကိုကိုဒုက္ခကနေကိုငေးကြည့်မိတယ်နေရတိုးတက်တယ်ပြောတယ်ဘာလို့ကိုကိုကိုတယောက်တည်းထားချင်ရတာလဲကိုကိုအနားမှာနေပါသူစကားတွေကြောင့်ဒုက္ခမျက်လုံးကလေးဝိုင်းသွားတယ်ကော်ဖီဖြော်ခဲ့မယ်မတော့ချင်မအောင်ရင်ထဲမှာပူနေတယ်ကလေးတယောက်လိုကြည်ကြနေတာပြုံးပင်ရင်ဒုက္ခတပြင်းလဲချိုက်မိတယ်မရောက်လာမဲ့ချိန်ကိုစောင့်နေလိုက်ရတာသူမျက်နှာမြင်မှရင်ထဲရေတကုံလိုအေးကြည်လန်းဆန်းသွားတယ်သူ့ကြည့်ရတာအရန်ဖျားနေတာလည်းမဟုတ်တခုခုဖြစ်ပုံရတယ်ဒုက္ခကသူနဲ့မလန်မကန်းမှာသွားထိုင်မိတယ်ကိုကိုကိုဒုက္ခစိတ်ပြတ်နေတာလားမပြတ်ပါဘူးကမန်းကရန်ဖြေမိတယ်အခန်းကျင်းကလေးရဲ့မျက်နှာကျဖိုးဖွေးကလေးအောက်မှာတယောက်နဲ့တယောက်ဖေးမအားပေးရင်းနဲ့တန်ရှင်းဖြူစင်စာရှိနေတာနှစ်ယောက်စလုံးကျင်းနေနေတာပဲမှလားဦးနေတိုးညီရဲ့ရှင်ဟာဒုက္ခကိုစောင့်ရှောက်ပေးရလို့ကျင်းနေတယ်ဒုက္ခလည်းရှင့်လိုမြင့်မြတ်တီးကြည်တဲ့ယောက်ျားတယောက်ရဲ့အချိန်မှာခိုးလို့ခွင့်ရတာပြီးပြည့်စုံလုံးပါတယ်ဘလို့မှမမျောလင့်ထားနိုင်တဲ့အေးချမ်းပျော်ရွှင်တဲ့အချစ်တွေယူဆောင်လာပေးတယ်မယုံနဲ့ရှာကောင်းလိုက်တာနော်ဟိုးတလောတော့ကငိုခဲ့ရတဲ့ရက်တွေဟာအပျော်အပြေပြောင်းလဲသွားခဲ့မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးကိုကိုစိတ်ညစ်တယ်ဒုက္ခဘာလို့လဲဒုက္ခကြောင့်လားယင်ကိုကိုစိတ်ထဲမှာလိမ့်နေတယ်လို့ပဲကွာဒိဗစ်မရှိလိုက်တာကိုကိုရဲ့ကလေးလေးကြနေတာပဲနမိတ်မရှိတဲ့ကိုကိုစကားဒုက္ခတုံးလုံးတယ်ဘာတွေဖြစ်လာလို့အခုထိထိတ်လန့်နေရတာလဲဒုက္ခရှင်းအောင်မခွဲနိုင်တော့မပွင့်တပွင့်တခွန်းတော့ပြောမိတယ်ကိုကိုရောဒုက္ခကိုခွဲနိုင်လို့လားကိုကိုကဒုက္ခကိုစူးစိုက်ကြည့်တယ်ဒုက္ခမျက်လွှာချရင်ရင်တွေတတိတ်တိတ်ခုန်လာတယ်ဘာကြောင့်မှဘယ်တော့မှဘသူ့အတွက်နဲ့မှဒုက္ခရှင်းအောင်မခွဲနိုင်ဘူးနေတွန်းဒီကဒုက္ခကိုစေးစေးကြည့်ပြီးဖြတ်ခနဲ့မတက်ရက်တယ်ဒီအခန်းထဲကခုချိန်မှာထွက်ခွာသွားတာကောင်းဆုံးပဲအတူတူရှိနေလေရင်စမတွေးကျင်တော့ပါတခုခုပြောမိမယ်ရင်ထဲကစကားတွေပွင့်ထက်လာမယ်ဒါမှမဟုတ်ဒုက္ခကိုသူစိတ်မထိန်နိုင်ပဲပွေးဖက်မိလိမ့်မယ်ကိုခဏပြင်သွားလိမ့်မယ်သူတစ်ဖြက်ဖြက်လေကားဆင်းလာခဲ့တယ်သူစိတ်တွေအားလုံးဒုက္ခစိတ်မှာပဲကြံ့ရစ်ခဲ့တယ်ဒါကိုသူပဲသိတယ်ဒုက္ခရဲ့ဘယ်ကလာဒီလိုထိမ့်ချုပ်ဟန်ဆောင်နေသွားကြမှာလဲတော့ပါတော့မဖြစ်ရှင်းနေတော့လုံးဝမကြားချင်တော့ဒေါသထွက်တန်နဲ့ပြောရင်သူ့ကိုထားရိတ်ခါထွက်သွားခဲ့တယ်သူ့ရည်တန်းကကန့်ညိပါလာတယ်ကြည်စံသူကရည်စရာလုပ်ဖြစ်တယ်နှကန်းကလေးကိုက်ပြီးတော့ချက်ချင်းပဲဝမ်းထဲကမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတယ်ရည်ရတယ်ကွာလုံးဝမထင်ထားဘူးဘလို့မှတီးမခံနိုင်တော့တဲ့ကိစ္စဘလို့မှတီးမခံနိုင်တဲ့ကိစ္စကိုသူမို့လို့ရက်ပါတယ်ခံစားရမင်ပန်းတီလို့တမင်လောက်တာလားသူ့ရွယ်ချက်ကရက်ဆက်လွန်နေပေါပေါ်လိမ့်ကျလာတဲ့မျက်ရည်တွေကိုဒေါသနဲ့တုပ်ပြတဲ့အလက်ကသူဒုက္ခကိုမချစ်ဘူးဒုက္ခသူ့အနာကြောင့်လာပြီဆိုတာသိတယ်သွားမလာနဲ့အခုမှခွေတောင်းနေကြလဲမလို့ရတယ်ရှေ့စိတ်တန်းကြကြိုက်တယ်လို့ရှင့်တဲ့ဘောပင်သူဟာကြောက်နေတဲ့အတူတူ shopping ထွက်တယ်ကော်ဖီဆိုင်ထိုင်နေတော်တော်နဲ့ပြန်မရောက်လာသူ့ကိုပြောရတာဒုက္ခပင်ပန်းလွန်းလာပါတယ်သူလုံးဝမတရားသူကဇွတ်ဖိတ်ခေါ်လို့ပါသွားတာပါကွာမလိုက်လို့လည်းဘယ်ကောင်းမလဲခါတိုင်းဆိုအမြဲတွဲပဲဟာဒါပေမဲ့ကိုအကြိုင်းမနေပါဘူးသူကရင်နဲ့စူတဲ့ချောင်းစွန့်နေသွားတယ်သူ့ကိုစိတ်ဆိုးလုံးလို့ဘာပြောမှမသိဘူးဘာသာတကြီးကြည့်ရင်လည်းစကလုံးနေရာထွက်မလောင်သူကရှင့်တဘောအတိုင်းအားလုံးလုံးလို့ရတယ်ဒီအကြောင်းကိုဒီမှာပဲရက်ပါတော့သူကအရင်မပြတ်ကြည့်နေတယ်သူကမျက်ရည်တွေကိုအော်တလို့နဲ့တက်ပြင်းဟူးကနေရှာလိုက်တယ်သူ
သိပါပြီ။ သူဟာသွေးအေးနဲ့ရက်ဆက်တတ်တယ်။ဒါငိုစရာလားကွာ။သူကသူ့ကိုကြောက်ခိုင်းလိုက်တယ်။မျက်နှာလွှမ်းမိတယ်။သူကလက်မောင်းကိုဖမ်းဆက်ထားတော့ရုံးပြင်းရင်မျက်ရည်တွေကထက်ကျလာတယ်။သူကသွားခါခါတီတီတွန်းပြတော့သူမျက်နှာပြတ်သွားတယ်။အခန်းထဲပြေးဝင်လာပြီးတကောက်ပိတ်ပစ်တယ်။မျက်နှာချင်းမဆိုင်ချင်းသူခထဲပို့ပြီးတော့တခြားမိမတူကိုဦးစားပေးတယ်။ကြည့်လို့ကိုမကြောက်ဘူး။အဲ့ရဘောကဝေပါစုပ်ကိုနေရစီပြစ်ပေါင်မိတယ်။ဟဲ့တကားဖွင့်တကားကိုလာထုနေတာကြားပေမဲ့မဖွင့်ပေးချင်း sorry ကွာတောင်းပန်ပါတယ်ဒေါ်ဒုက္ခရဲ့ကိုတောင်းပန်ပါတယ်သိလိုက်နောက်နှစ်ဖက်ကိုပိတ်ကငင်းနေလိုက်တော့တယ်ဘာပဲပြောချင်အားပြောဂယုမဆိုင်ချင်းသူကဒုက္ခကိုဂယုမဆိုင်တာဒုက္ခဒီလောက်ဖြစ်မယ်လို့မထင်လို့ပါကွာကိုလွန်သွားတယ်တကားဖွင့်ပေးပါအသေးချာရှင်းပြမယ်လေသူဟာစိတ်ရှိရှိချော့နေတယ်သူဘလောက်ပဲပြောတကားမဖွင့်တော့ပါသူ့ကြောင့်သူမစိတ်နှောက်ယှက်ဖြစ်ရတာသူလည်းနည်းနည်းလေးသူလည်းစိတ်ပင်ပန်းစေခဲ့တယ်ချက်ချင်းကြီးခွင့်မလွတ်နိုင်တဝင်းတိုးပူလောင်စိတ်နဲ့တော်တော်ကလေးဒေါသဖြစ်မိတယ်သူဘာလို့အဲ့ဒီကြော့ကိုမမေ့နိုင်ဖြစ်ရတာလဲသူဘလို့တောင်းမှန်စိတ်ဆိုးမပြေတဲ့အခါသူကစိတ်တက်ကြပြီးတော့လက်လျှော့လိုက်တယ်သူ့ကိုစကားမပြောဘဲနေတယ်မခေါ်မပြောအဖက်မလုံးနေမင်းရောက်လာတော့မှပဲသူကစကားပြောတယ်ငါသူနဲ့မနေချင်တော့ဟာအဓိပ္ပာယ်မရှိတာမလုပ်လိုက်ပါနဲ့ငါဆုံးဖြတ်ပြီးသားနေမင်းဒီလောက်စိတ်မဆိုးသင့်ဘူးလေဟာငါတဝင်းတိုမန်းသိလို့သူ့အရွက်တိုက်တာတော်ပြီကလေးလေးကြနေတာပဲဒုက္ခရဲ့နေမသိသေးပါဘူးနေမင်းတော့ကြကိုနေစိတ်ပူနေအောင်မယ်ဟာအလကားပါငါ့ကိုသူမှမချစ်တာဘာမှစိတ်ပူကြမလို့ပူမဲ့ထင်သလားငါတက်သွားရင်ရှင်းအောင်သွားတယ်ထင်မှာနေကောင်းမှလိုက်လားဟာနေမင်းငါဒီမှာမနေဘူးလို့ပြောပြီးသားနော်ဒေါသကသူ့တက်လဲလာတော့နေမရပခုံးတော့ရင်ကဲဘယ်သွားကြလဲလို့လိုက်ဖို့ပေးတော့မယ်ကွာသူမကသူနဲ့ဆွလိုက်လာခဲ့တယ်နေမင်းစိတ်တွေမအေးနိုင်ဘူးဒုက္ခကထင်တာဆွလို့တတ်တယ်ဒုက္ခကိုသူ့အတော်အိမ်ကိုလိုက်ဖို့ပေးရတယ်ဒုက္ခအော်ဘာလဲငါပြန်တော့မယ်ချက်ချင်းစိတ်ကောက်တာအကြောင်းမဟုတ်ဘူးနော်ကိုနေကငါ့ကိုတမျိုးတင်မယ်ဟာထင်ဟာအိမ်ပြန်ပါလားဟာမပြန်ချင်ပါဘူးဆိုသူလက်ခေါ်မှမဟုတ်ဘူးလိမ့်စာမှမသိတာကောင်းတာပေါ့အလကားမူရမာယာတွေနေမရအမြင်ကတ်တယ်လို့ဆိုတယ်မနဲ့တုံးကလို့ဒေါသတွေရင်ထဲမရှိတော့ပါတော်ကြစိတ်တူပြီးပြစ်ထားရင်ခတ်မယ်နေမင်းနေပါစက်မပုတ်နဲ့လေအဲ့လေလာမခေါ်မချင်းနင်းဆောင်ပေါ့ဒုက္ခနောင်တကြပုံလေးနဲ့မျက်နှာပြတ်သွားတယ်နေမင်းပြန်သွားတော့ဒုက္ခဟိုတေးတီတင်းနဲ့ပင့်သက်ခါဆိုင်တယ်အဲ့ဟာထမလဲလောင်းပြီးလဲကြည့်လိုက်ဒီမှာတစ်ဖက်အစွန်းရှိကရင်ပေါ်မှာသူ့ကိုမြင်ရမှဒုက္ခစိတ်အေးလက်အေးနည်းနည်းချက်ချိုက်အိပ်ပျော်သွားတာပါဘယ်သွားမှန်းမသိပဲသူလာမခေါ်လျင်တော်လေးအိမ်မှာဒုက္ခဘယ်နေရနေရမှလဲအမှန်လေးဒုက္ခမားပါပြီဇွတ်ထွက်လာခဲ့တာမာနအလက်ကားမာနဘယ်နေရာမှာအသုံးမဝင်တဲ့မာနဒုက္ခချက်ချင်းပဲသူ့စီပြန်ချင်းမိတယ်ည8 နာရီကျော်မှဒုက္ခစီနေရောက်လာခဲ့တယ်သူဟာဒုက္ခကိုမြင်မှစိတ်အေးသွားသလိုဝုန်းကနေထိုင်ချပြီးအမောဖြေတယ်လိုက်ရှာနေတာနှံ့နေပြီကျွန်တော်ကိုစိတ်ချင်းအောင်လှုပ်တယ်ဗျာဟုတ်တယ်ဘာဖြစ်လဲသူဟာကျွတ်ဆိုပြီးတော့စောက်တက်လိုက်တယ်နေမရဖုန်းဆက်နေတာကြာပြီတဲ့ကို့ဖုန်းကဘက်ထရီတောင်းနေလို့ဘယ်များသွားနေလဲဆိုပြီးလိုက်လာလိုက်တာဘာမဟုတ်တာလေးနဲ့ကျွန်တော်ကိုစိတ်ဆိုးတယ်စိတ်လှုပ်တယ်ဒုက္ခဒီလောက်ဖြစ်မယ်မယ်လုံးဝမသိခဲ့ဘူးဒုက္ခသူ့ကိုမျက်စောင်းလေးဇံမိတော့တယ်ချင်မန်းသိလို့ရှင်ကရောင်းတက်တာမလားကြောက်နဲ့မပတ်သက်ဖို့ပြောထားပြီးသားအခုဘာလုပ်မှလဲဒုက္ခအထက်စီးနင်းပြီးတော့မေးလိုက်တယ်လာခေါ်တာလေးပြန်မယ်ဘာလို့လာခေါ်ရလဲဒုက္ခတော်လေးကိုအားနာစရာကြီးကွာပြန်ကြရအောင်ပြီးရောဒုက္ခခက်မြန်လိုက်ခဲ့တယ်ရမဖြစ်ချင်ဘူးအကျဲမချက်ချင်ဘူးတော်တော်ပူကြပါလားကွာရှင်ဘာလို့ဒုက္ခမကြိုက်တာလုပ်လဲသူကပခုံးတော့လက်မြောက်ပြတယ်အရှုံးပေးပါတယ်ကွာဒုက္ခနှက်ခမ်းလေးဆိုတယ်တကယ်ပြောတာပါဒုက္ခငုံမှန်မှန်းသိရင်ကိုမသွားပါဘူးကွာအိမ်ပြန်ရောက်တော့ဒုက္ခမရှိဘူးကိုအရင်စိတ်ပူသွားတာနောက်တစ်ခါဒါမျိုးမလုပ်ပါနဲ့ကွာလောက်မှာပဲသူကတပ်ပင်းဆက်လိုက်တယ်ကိုစိတ်ပူနေရမယ်လို့နည်းနည်းလေးမှမစင်စားမိဘူးလားအမလေးမစင်စားပါဘူးသူ့ကိုဒုက္ခမကြင်မနဲ့မျက်စောင်းရွယ်မိတယ်သူနဲ့စကားမပြောချင်ဘူးကိုရှင်ကိုမိချထိုင်ကညင်းနေမိတယ်သူရောက်လာမှပဲလောင်ရင်တဲကငှက်လို့မိုးကျက်ပိတ်ဆို့နေတဲ့စိတ်တွေပေါ်ပါနေတာသွားတယ်သူမလာရင်ငိုမိတော့မှဒုက္ခမျက်ဝန်းတွေကိုမိတ်ထားမိတယ်မော်ရီပန်းရောက်လာပြီးဒုက္ခဝင်မြင်မှကျဉ်နဲ့သွားတဲ့သူ့ပုံစံကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးကိုနေတိုးညီရဲ့ရှင်ဒုက္ခကိုဘာလို့အဲ့လောက်ဂယုစိုက်နေရတာလဲ
တကားပဲတီးတန်လေးကချုံမြင်ညင်သာနေပေမဲ့ဒုက္ခနေနိုးသွားမှဆိုတာမလို့ချက်ချင်းပဲတကားဝရောက်တော့ချောင်းကျင်မိတယ်အပြင်မှာရက်နေတာတော့ကြော့ဟမ်ဘယ်လိုရောက်လာတာပါလဲနေမကောင်းတာဘယ်လိုတည်င်းရသွားတာပါလဲမြန်လုံးမနေဘူးလားဒုက္ခမျက်နှာလေးစူပုတ်သွားတယ်နေနဲ့ဖုံးပြောဖြစ်လို့သာတီးသွားတာနေမှာပါဘယ်ကိစ္စကလေးမှကြော့ကိုလျှို့ဝှက်ထိန်ချန်ထားလို့မရတော့ဘူးလားတကယ်ပါပဲနေကိစ္စမှန်သမျှကြော့ဝင်ပါဆွတ်ဖက်နေတော့လေနေမကောင်းတာကိုတည်င်းလာမေးတော့လေရန်တွေ့လို့ရမချအောင်ပြီးတော့လူမှုရေးဆိုတာလည်းရှိသေးတယ်လေဒုက္ခအရင်ဆိုင်အကျမ်းမှတရားမှမဟုတ်ပဲလူညက်ရင်ကျေးသူပါဒီတော့လေထက်တစ်ကြိမ်ဘဲမတိခင်တကားကိုဖွင့်ပြီးတော့အပြုံးတုတစ်ခုနဲ့ကြိုးဆိုလိုက်တယ်နှကန်းတွေကပြုံးကျင်တာမှမဟုတ်ဘူးမဲ့ကျင်တာရက်ဆောင်ထိုးကျင်တာပါမျက်နှာလွဲပြီးကြည့်ချင်စိတ်မရှိရင်မကြည့်လိုက်တော့အသက်မပါတဲ့မဲပြုံးကြီးကိုကြော့လေသိမှာပါမိမချင်းမဲ့လေမသိပဲနေပါမလားကိုနေမကောင်းဘူးဆိုလို့ပါဟုတ်တယ်တင်းပြက်နေရင်ဝင်းနဲ့လှပတဲ့ကိုနေဟန်တာကြော့မဲ့တဲ့ခြေလန်းစတိုင်ကျလာတဲ့ဝေစားစင်ရင်မှုမောင်းလိုက်တာနော်ကိုနေစီကိုလာရမြပြင်ဆင်ချဲတထားတာမင်းသမီးရှုံးတော့တယ်သူကတော့သူ့ကိုစိတ်ပူတာနဲ့ပြူးစုရတာနဲ့မနဲ့ကြရတယ်မှန်ပင်မကြည့်ရသေးပါဇပင်တွေကိုဘီကုတ်လေးနဲ့နှစ်ဖူးပြောင်တက်တင်ကအလုတ်တွေရှုပ်နေခဲ့တော့တယ်အမလင်းတော့ဒီလိုသားဆိုရင်နေရမြင်မှာတော့အရန်ကွာဟနေတော့မှာပဲကြော့ကိုလှလိုက်တာဆိုပြီးတော့ကြည့်မှဖြစ်နေတော့မှာပဲမနာလိုစိတ်ကရင်ထဲဝင်တော့လာတယ်လာလေးထိုင်မှာယူလာတဲ့စားစရာတွေကိုကြော့ဟာဇပွဲပေါ်မှာတင်နေဒုက္ခရှာလို့ဘသူကကြွေးမှမလို့လေသူယူလာတာတွေကမကြွေးပါအောင်ဒုက္ခဆုံးဖြတ်မိတယ်နေရတခါတလေကလေးလိုပဲပြန်ပြောပြီးမဆိုင်တာတွေကလေးပဲဆန်ဆန်လူကြီးပဲဆန်ဆန်တငယ်ချင်းတန်ရောစင်နေရေစည်းကမ်းပြူဖြစ်နေတာဗရိတ်အုပ်လိုက်သိပြီနော်နေဟာကြိုက်တဲ့ကြက်သားကြဆန်းချက်ယူလာခဲ့တယ်သူကအဲ့ဒါတွေရမ်းကြိုက်တာတော့ပါပြီဒီလိုစေတနာတွေတစားတယောက်ပေါ်ထားပါတော့လားအလကကြိတ်ကုန်းခံလို့များနေအိတ်နေလားရင်ဟုတ်တယ်အိတ်နေတယ်ဒါဆိုကြော့ဆောင်ရမှာပေါ့မဆောင်ချင်ပြန်လေးလို့ပြောချင်မေမဲနှကန်းစားနေတယ်နှကန်းကိုကပ်ပြီးတော့ထိန်းထားလိုက်တယ်ခဏနော်အကဲပါတဲ့အသေးပိုတဲ့သူ့စကားကိုဆက်ပြီးတော့နားမထောင်ချင်းစားစရာတစ်ခုခုအဲဝကျေပြောင်းစားစီစဉ်ပေးမလို့ထမင်းစားခန်းထဲကိုဝင်လာခဲ့တယ်ကော်ဖီခါခါတစ်ခွက်ဖြိုရင်ကြော့ရောက်လာတာကိုမနစ်သက်တဲ့စိတ်ကဒုက္ခကိုနှိမ့်ဆက်စေတယ်ဒုက္ခကော်ဖီခွက်နဲ့ထွက်လာတော့ဟမ်ကြော့ကဒုက္ခတို့အခန်းဝနားမှာပြီးစောင့်နေပြီငွေကြည့်မယ်နော်တခါခြေလန်းစပြီးမှခွင်တောင်းနေသေးတယ်ရေးစရာမကောင်းလို့ဘူးလားဒုက္ခနှကန်းတွေစရင်ခေါင်းမငိမ့်ပေမဲ့ကြော့ကဝင်သွားခဲ့ပြီဘလူကြီးလည်းမသိဘူးဟိုဘက်အစွန်းတစ်ဖက်စွန်းအိယာနှစ်ခုရှိနေတာကိုကြော့ဟာတန်းတော်နဲ့ဝိဝဲအကဲခတ်လိုက်တယ်ဒီမိမတရားလို့နေပြီထင်တယ်ထိုအချိန်မှာဒုက္ခထိုအချိန်မှာနေရလို့နိုးလာခဲ့တယ်ဟမ်ကြော့ကိုမြင်တော့ငေါက်ကနေထထိုင်နေကြော့ဘယ်တော့စောင့်နေတာလဲခုလေတင်အဲကန်းသွားရအောင်ရပါတယ်နေရဲ့လဲနေလိုက်ပါနေတက်တာရင်လားငါဆက်ဘူးလို့လိုက်လာတာတက်တာပါတယ်အဖျားကျသွားပြီလားအေးဟာနေရဒုက္ခမျက်နှာကိုလှည့်ကြည့်ပြီးအဲ့ရတက်ကဆင်းပြီးတော့ခြေလန်းစားတယ်ကျွတ်ကြော်သူများခက်နေထိဝင်လာတဲ့သူ့တငယ်ချင်းရောနားလည်းမပြေးနိုင်တော့ပါအရန်လွန်ခဲ့သွားပြီအဲ့တဲ့လို့မနေဘူးဒါဘလို့သဘောကြည့်လေနေရမျက်နှာပြန်နေတယ်ဒုက္ခကနေကိုအေးဆက်စွာစိုက်ကြည့်တယ်မျက်လုံးချင်းစုံတော့သူကတောင်းပန်တယ်လို့ကြည့်တယ်သူကအရန်စိတ်ဆိုးသွားတာသူသိပါတယ်ကြော့ပြန်သွားရင်ပြဿနာတက်တော့မယ်ဒုက္ခကော်ဖီခွက်ချပေးပြီးမိဖို့ကြောင့်ပဲပြန်ဝင်လာခဲ့တယ်ဟဲ့နေမိမသိမကြည့်ဘူးကြော့ပါနဲ့စာတီးခံနေသူကဒီလိုပါပဲဟုတ်လားနေကိုရန်လုံးမလားယင်ဒါဘောဟာ sorry ဟာကြော့မသွားရင်ကြော့ကနေကိုတွေ့ချင်လို့ပါအခန်းတက်ထိဝင်မလိုက်သူကနိုးပေးမှာမဟုတ်ဘူးတဲ့လေသိလားနေရတပင်းရှာလိုက်တယ်မနိုးပေးလဲပြန်ပေါ့ဟာလို့ပြောရခက်နေတယ်တကူးတက်ကသတင်းလာမိတာမလားစက်သားကြဆန်ပြုတ်ယူလာတယ်စားမလားယင်သူကောင်းရမ်းမိတယ်မစားချင်သေးပါသူကစိတ်ဆိုးသွားမှစိုးရိမ်နေမိတယ်သူ့ကိုကလေးတယောက်လိုပြုစုတာမလို့သူ့ရင်ထဲမှာပီတိလိုင်းကဒီရေလိုတလိမ့်လိမ့်တက်နေခဲ့တာပါအခုတော့ကြော့ကြောင်ဒီရေလိုင်းဟာတရိပ်ရိပ်ကြားခဲ့ပါပြီဒုက္ခရဲ့ကြော့ဟာကိုယ့်ရင်ထဲမှာမရှိပါဘူးရှိတာဒုက္ခတယောက်တည်းပါမပိုင်ဆိုင်ရမယ်သိတာလေကိုရင်ခုန်နေမိတယ်ကွာပေးဆက်ချင်းတက်တက်နဲ့နေရတာလေကိုကြည်နဲ့နေတယ်ဒုက္ခသိရလားအကြီးအကျယ်ပုံတိုင်းကြတော့မယ်လို့ထင်ထားခဲ့ပေမယ့်ဒုက္ခငြိမ်သက်နေခဲ့ဒါစိတ်ကုန်ခြင်းများလားညမတွေ့ချင်တော့လောက်စိတ်ပြတ်သွားပြီလား
နေတွေ့ကင်းနဲ့ဘလုံးမနားမလည်နိုင်ဘူးဟောထူးဆန်းလိုက်တာသူကမျက်နှာလေးညှိုးငယ်ပြဝင်းနေတော့သူ့ရင်ထဲမှာလဲ6သွေးလေးဟာနေတယ်ကိုပါများမှားသွားတယ်လေဒုက္ခရဲ့ကို့ရန်လုံးစိတ်ကောက်ပါလားကွာအဲ့လိုဆိုကိုဖြေတာမယ်ဘာမပြောညာမပြောတိတ်နေပြီးတော့အပြင်းအထန်ဆုံးမထိုးနဲ့ပါနဲ့လားကိုခံနိုင်ရင်မရှိတော့ပါကွာဥက္ကစကားတန်ကြောင်ဝင်းခဟိတ်ကောင်းလို့ဝင်းဟန်းလိုက်ပေမဲ့ဒုက္ခတေးသေးချာချာကြားသွားခဲ့ပြီပွေးဖက်ချီတဲ့ကောက်မလေးဟုတ်လားဟုတ်တယ်လေဥက္ကလွတ်ခနဲ့ပြောမိသွားပြီမလို့မထူတော့ပါဘူးသူကဒုက္ခကိုအိတ်နေတဲ့အရန်ခိုက်သွားတာတဲ့ဗျဒုက္ခရင်ထဲမှာတဖုတ်ဖုတ်ရင်ခုန်ရင်းနဲ့ကြားရတာတွေမယုံချင်းဟုတ်မဟုတ်ရဲ့လားနေရဒုက္ခကိုသိနေတဲ့လားသူကဒုက္ခကိုသိနေလို့များတနာပို့ပြီးတော့လက်ထက်ဖို့ဇွတ်မိတ်ဆုံးဖြတ်ခဲ့တာလားနေရဲ့ရှင်ဟာလျှို့ဝှက်သူတိတ်လွန်းသူပါလားရင်းနေရဆန္ဒကိုထိန်းချုပ်မျိုးတိတ်လွန်းသူပါလားပြီးတော့သူဟာသူမဟုတ်တယ်လို့ဟန်ဆောင်တတ်သူပါလားဒုက္ခကိုလုံးဝစိတ်ဝင်စားတယ်လို့စောက်ရှောက်တာဂယုစိုက်ပေးတာကတော့အလွန်တရာပါပဲသူလှုပ်ဝဲထားတာကသူ့ရဲ့ရင်ခုန်တန်းသူ့ရင်ခုန်တန်းကိုခုမှပဲသိရတော့တယ်ဒုက္ခအလွန်သူပါအဲ့ဒီကဗျာကျမဖက်ချင်လိုက်တာခိုးလာမှာပဲစမယ်ဗျဝင်းခန့်အုတ်ကောင်မကြင်မနဲ့နဲ့ဒုက္ခကိုဘူတော်လိုက်တယ်ခိုးလာပေါ့ဘာဖြစ်လဲဒုက္ခကြည်ကြည်နူးနူးအတန်လေးနဲ့ကောင်းတာပဲသူမသိအောင်တိတ်တိတ်လေးယူလာခဲ့မယ်နော်တကယ်ယူလာပေးပါသူကဒုက္ခကိုမပြောဘူးလှုပ်ဝဲထားတာရှင်ဟုတ်လားဒီလိုပဲရမလဲသူကဗျာတထောက်တညာပုံမြင်လိုပဲဗျရှေးလိုက်တာအယံမဲဒုက္ခကိုသူကစာဖွဲ့ထားတာဒုက္ခမျက်လုံးကလေးရှွန်းတောက်ကြည့်လဲကလာလေတယ်ဘဝမှာတခါမှဒီလောက်ထိအောင်မပျော်ရှင်ခဲ့ဘူးပါနှလုံးသားမှာတစိမ့်စိမ့်ရိုက်ခတ်တဲ့ပီတိလိုင်းကကြီးပန်းလာတယ်ဒီကဒုက္ခကိုကဲတင်ကူညီယုံလေးပါလားဆိုပြီးတော့စိုးရင်အားငယ်နေမိတာဒုက္ခချစ်သူအရွေးမခဲ့ဘူးပါတယ်ဒါပေမဲ့နေဆိုတဲ့ရှင်နဲ့တွေ့ရတာတိတ်ကိုလှပလုံးနဲ့ကံတရားပါပဲလားလှပတဲ့ကံကလေးကိုဒုက္ခဘဝတွေကပြန်ထွက်သွားခွင့်မပြုချင်ဘူးနေရေးထားတာကကြပြောင်ဆိုပေမဲ့ကာယံမပါအဲ့ဒါကြပြောင်ဟုတ်ပါမလားခံစားမှုစာကလေးပါအသေးစိတ်ဖွဲ့နှွဲ့ထားတဲ့သူ့စာကြောင်းများကိုဖော်ရင်းနဲ့ဒုက္ခမျက်ရည်လေးလဲလာမိတယ်အဲ့ဒီနေ့ကဒုက္ခငူနေခဲ့တယ်ကိုလက်မထက်မှာအရန်သွေးပြက်ခြောက်ချားနေမိတယ်ဒုက္ခထုံးစံအတိုင်းနေ့စီပွဲဘက်ကိုရွှေ့ကြည့်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးပွဲဘက်ကလေးကနိုးလို့အဖြေထွက်ခဲ့တယ်ဒုက္ခကိုလက်ထက်မှာမဟုတ်ဘူးလို့ဒုက္ခကြိုးသိနေခဲ့တယ်ဒါပေမဲ့သူကဒုက္ခကိုကဲတင်ကူညီခဲ့တဲ့အခါပွဲဘက်ချွေအဖြေကိုမှားသွားခဲ့ပြီပဲလို့ထင်ခဲ့မိတာပါဒါပေမဲ့သူကနေတိုးညီဝနာတိုးညီမဟုတ်ဘူးဝနာလက်မထက်ချင်တာကြောင့်စောင့်ပြေးသွားခဲ့တယ်တစ္ဆာမဲလွန်ခဲ့တယ်ရက်ဆက်လွန်ခဲ့တယ်ဒီဘဝဒီမြပါပဲသူ့ကိုဒုက္ခဘယ်တော့မှမမြင်ချင်မတွေ့ချင်ရင်မဆိုင်ချင်ပတ်သက်ဖို့ဆိုတာဝေရောနှလုံးသားတစ်ဆက်ဆက်နာကြီးခဲ့ရပါတယ်ကျောင်းကမနဲ့စောကြီးဖုန်းဆက်လာတဲ့အခါတိုက်ဆိုင်စွာပဲဖုန်းကင်မိသူဟာဒုက္ခဖြစ်နေတာပဲကိုနေရောမေးတန်ကပိုင်ပိုင်နေနေနဲ့အဲ့ဒီမေးပုံကိုအရန်မုန်းနေကျောင်းမုန်းတီးစိတ်ကတနေ့တခြားများတဲ့များပါလာလေတယ်ဘာကိစ္စရှိလို့လဲလို့အပြက်မေးလိုက်ပြီးမှတတိလျှော့ကမာခဲ့လီလို့ဆိုလိုက်ခဲ့မိတယ်ဘယ်တော့ပြန်လာမှလဲမသိဘူးနေရှိနေပေမဲ့မခေါ်ပေးချင်းစောစောစီစီဘာလို့နှောက်ရက်ချင်ရတာလဲဝနာဖုန်းဆက်လို့တပတ်ခါဆောင်မယ်လာကြိုးတဲ့အဲ့ဒါလာပြောပေးတာသူ့ညီကကြော့စီဆက်တာသူ့ကိုစီတော့မဆက်ဘူးကြော့စကားတွေကြောင့်ဒုက္ခရုတ်တရက်ညင်သက်တောင်းတင်းသွားရတယ်လို့ပါပဲရေထဲမှာလှုပ်ခါအေးဆက်သွားတယ်ဒုက္ခဘယ်သူလဲနေရဘေးနားဆောင်လာပြီးမေးတော့မှဖုန်းကိုသူ့လက်ထဲလမ်းပေးမိတယ်ပြီးတော့မကြားရဲစွာထောက်ထွက်လာခဲ့တယ်စိတ်ထဲမှာမလုံခြုံဘယ်မှာပုံနေရပါမလဲပုံပြောပြီးတဲ့အခါနေမျက်နှာလဲတအားပြက်နေတယ်စကားပြေမစွနိုင်ဘူးအဲကားမှာတိတ်ဆိတ်နေတယ်ကြတော့နေရတိတ်ဆိတ်မှုကိုတီမခံနိုင်ပဲ TV ဖွင့်နေထွက်လာတဲ့တခြင်းတန်ဟာဒုက္ခကိုအလွန်အမင်းနှိမ့်ဆက်တယ်ငိုစင်တာပဲသိတယ်နေရဲ့ဒုက္ခကဘယ်လိုလုပ်ရမလဲအာဇာနေရဲ့ဂျိုးကြရိုးဆိုထားတဲ့လွဲနေတဲ့စုံမှန်များတခြင်းကမြို့ကိုကြေကွဲထိချစေပါတယ်ဒီတခြင်းကိုဒီအချိန်မှာဖွင့်မိတယ်ဒုက္ခရှင်သူကလည်းစကားဆဖို့အင်မတန်ဝေးလွန်းသလိုဒုက္ခကလည်းသူတခုခုပြောလာမှတိတ်ကြောက်နေမိတော့တယ်တပည့်ခါကိုအပြင်သွားစရာရှိတယ်ခေါင်းကြီးပြောင်းငါလွယ်ပြီးဘာမှမမေးရကြော့ဖုန်းဆက်တောင်ရံမလို့ရဲတော့ပါတကယ်တော့သူနဲ့ဒုက္ခဘာမှမဆိုင်သူ့ကိုရေးကိုရာကိုဝင်းစွတ်ဖက်ခွင့်မရှိဘူးတနေ့လုံးမှလည်းဖြစ်ချင်ဖြစ်မယ်တနေ့လုံးလည်းဖြစ်ချင်ဖြစ်မယ်ကွဒုက္ခဖြစ်ရလားဒေါ်လေးတို့အိမ်ကိုပို့ပေးခဲ့ရမလားဒုက္ခချက်ပြီးတော့ခေါင်းရင်းမိတယ်တပတ်က
နေနဲ့ဒုက္ခရဲ့ဇက်သိန်းခံလာရင်ထဲမှာမောဆက်စွာနဲ့သူ့အပါခွာမပေးခြင်းဘူးဒုက္ခလိုက်လို့မကြဘူးလားလို့မေးချင်ပေမဲ့ကိုတိုင်ကမလိုက်ချင်ဝနဆိုသူနဲ့ရင်မဆိုင်ချင်တသက်လုံးဒစိမ့်တွေလိုပဲနေသားချင်တယ်ဒုက္ခလိုက်မသွားတာအကောင်းဆုံးပါပဲညလေညနေနေမယ်ထင်တယ်ရပါတယ်ကိုကိစ္စပြီးတာနဲ့လာခေါ်မယ်ဒူစကားလေးကအနှင်းငယ်နေသားသွားစေတယ်အပီးတိုင်ခွဲခွာတာမဟုတ်တော့သေးဘူးဒုက္ခကိုကျင်းနေချက်လားနေရာစိုးရိမ်မကင်းဘူးကြောက်ဖုန်းဆက်နေရင်ဒုက္ခကောက်နေကြမဟုတ်ဘူးလားဒီတခါပဲဒုက္ခရမ်းမတွေ့တာဝနပြန်လာရင်ဒုက္ခအောင်ဝနလက်ထဲပြန်ပေးမှာပါဒုက္ခပြောရွှင်ပါစေဒုက္ခအပြုံးကိုသူ့မြင်ခြင်းနဲ့ตายရတဲ့ဘဝလေးကိုရှောင်လန်းစေခြင်းပါတယ်သူကစွန့်လို့အနစ်နာခံနိုင်တဲ့မြတ်တာတွေနဲ့အေးမြစွာချစ်မိသူပါကိုနေဘာလို့ဒုက္ခကိုခေါ်မထားတာလဲကျွန်တော်တွေ့ချင်တယ်တွေ့ချင်လို့ပြန်လာတာတောင်းပန်ချင်တယ်ဗျာညီဝနမင်းတော်တော့အစမ်းများနေပြီနေရဝနလက်ထဲကဖန်ခွက်ကိုဆွဲယူတယ်ဝနတိတ်တောက်လို့မရအောင်သူနဲ့မတည့်ဘူးမင်းဒီကိစ္စကြောင့်မူအောင်တောက်ဆရာမလို့မမူးလဲရှင်းလို့ကြတယ်ငါဒုက္ခကိုမင်းလက်ထဲပြန်အဖို့စောင့်နေတာကွနေရအတန်မမနဲ့ဆိုလိုက်တယ်တကယ်ချင်းနေအားလုံးကိုပြန်ခိုင်းပြီးသူနဲ့နှစ်ယောက်တည်းနေရကသူနဲ့နှစ်ယောက်တည်းနေရတာဒါကြောင့်ကိုလို့သဘောပေါက်သွားတယ်ပြန်ပေးမယ်တကယ်လားကိုပြန်ပေးမှာပေါ့ငါနဲ့ပါဆိုင်လို့လဲဟာအန်ဩဆရာကြီးဝနကဖန်ခွက်မတွေ့တော့ပလင်းလိုက်မောတောက်တယ်အခုလောက်ရင်နာမဲဆိုအစဘာလို့ထားသွားခဲ့တာလဲဝနရလို့သူမေးချင်တယ်ဒါပေမဲ့မမေးတော့ပါဝနအရန်မှုနေပြီသူအိမ်ပြန်ဖို့လုပ်ရမယ်ငင်းနေပြီဘလို့သူ့ကိုဒုက္ခမျောနေတော့မယ်အခုပဲဒုက္ခကိုတွားတွေ့ရအောင်မနဲ့မှတွေ့ပါကွာမင်းဒီလောက်မူးနေတာသူညီကိုခွင့်လို့ပမလားကိုရနေရငိမ့်နေတယ်သူမသိပါဒုက္ခစိတ်ကိုသူဘလို့နားလဲမှာလဲကိုကျွန်တော်အရန်လို့နေကိုခွင့်လို့ပါကျွန်တော်ကိုခွင့်လို့ပါကိုအေးပါကွာငါအမြဲတမ်းခွင့်လို့ပါတယ်ဝနကိုတွဲပြီးအိမ်ကိုပြန်ပို့တယ်ပြီးမှသူဒုက္ခကိုသွားခေါ်တယ်သူ့ရင်ထဲမှာယူကျုံးမရကြေကွဲနေတယ်ကိုပြောသွားတင်တာမင်းတို့ဘဝလေလာပါစုပြေတော့မှကိုဝမ်းသာပါတယ်ဒုက္ခကြီးတကယ်ပါဒုက္ခစီကိုလာရလမ်းမှာသူ့တယောက်တည်းပြုံးနေမိတယ်ကြေကွဲခြင်းတဝဲကြည်နူးခြင်းတဝက်နဲ့ပေါ့ကိုဒုက္ခသူရောက်လာတော့ချက်ချင်းဆင်းလာတယ်အေးတယ်အနှွေးတက်လည်းမွေးထားလားကွာစားပါတယ်စပင်လေးတွေတက်တင်ကသူ့ကိုပြုံးပြနေတယ်ပြန်တော့မှလာရင်ပြန်တော့ပေါ့ဒုက္ခသူ့နောက်မှာညီညီလေးပါလာတယ်ကားရရောက်တော့သူ့ကိုကြိတ်ကနဲ့ရင်းနေတယ်ဘာလဲကွာကိုကချောတယ်တဲ့နေမရပြောတယ်ဟုတ်လားဒီကောင်ဝမ်းတွေပဲလုပ်ပေးရမယ်စောစောကပြောရောပေါ့ကွာသူတို့နဲ့ဦးစိတ်ချုပ်စရာတွေခဏမေးထားမိတယ်မနေ့ပြန်ကိုမစင်စားချင်သေးပါထိုအချိန်မှာပဲဖုန်းမိလာတယ်ဝနလဲကြသွားလို့စိတ်ုံပို့လိုက်ရပြီတဲ့နေရာချက်ချင်းပဲကားကိုပြန်ခွေတယ်စိတ်တွေအယမ်းပူသွားတယ်မတောက်ပါနဲ့မတဲ့ပါဘူးဆိုတာနားမထောင်မိုက်တယ်ကွာလူမိုက်ဂယုနာနဲ့အပြစ်တင်မိတယ်သူကကြောက်ရွံ့ကလေးလိုမလုံးမရှက်ပါလာတယ်စကားလည်းမစိုးဘာသာမှလည်းမထွက်ရဲပြီနေနဲ့သူကဆေးရုံရောက်သွားချိန်မှာဝနစကားပြင်မပြောနိုင်တော့ပါတောင်းပန်တော့သူ့အကြည့်တွေကိုသူကနားလည်မိတယ်သူ့ပုံစံကိုကြည့်ပြီးသူကစိတ်မှာကြောင်ကရမ်းနဲ့ဘာလို့ရမှန်းမသိဘူးဖြစ်နေတယ်ဝနညီလေးနေအောင်အကြိပ်ပြီးခေါ်တယ်ဝနလက်ကတင်းတင်းကြပ်ကြပ်စုပ်ကိုင်နေဝနမျက်လုံးတွေကသူမစီမှာစိုက်ဟန့်နေတယ်သူဘာပြောချင်တာလဲသူကမျက်ရည်တွေပါပင့်ပေါ်စီးကြလာတယ်လက်ထက်မယ်ခက်ခါနာနာသူကစိတ်တိုင်းကြအောင်လက်ထက်မယ်ဆိုတာဝနဘွားမှာဒုက္ခကိုပြောခဲ့တဲ့နောက်ဆုံးစကားပါဒိုစကားပြောပြီးခဲ့ရပျောက်သွားလိုက်တာအခုပြန်တွေ့ရတော့ဘာစကားမှမပြောနိုင်တော့ပါဒုက္ခသူ့ကိုခတ်တိုးတိုးပြောမိတယ်ခွင့်လွတ်ပါတယ်တသက်လုံးခွင့်မလွတ်ဘူးလို့ဆုံးဖြတ်ထားပေမဲ့ဒါပေမဲ့နေ့ရက်အတွက်မမြင်ရသေးတယ်ကလေးလေးရဲ့အတွက်ဒုက္ခသူ့ကိုခွင့်လွတ်ပေးလိုက်ပါပြီသူစိတ်ဖြောင်းသွားပါစီတော့ဒုက္ခကိုတောင်းပန်ဖို့ပြန်လာတာပဲဖြစ်ဖြစ်နှောက်ယှက်ဖို့ပြန်လာတာပဲဖြစ်ဖြစ်ဒုက္ခကြည်ပေးလိုက်ပါပြီဒါဟာဒုက္ခတို့ရဲ့ကုသိုလ်ကံပါပဲသူ့ကိုအပြစ်မယူဘူးလို့အညိုးမထားလို့နေရဝဒလက်ကိုတစ်တင်းဆုပ်ကမင်းမသိပါဘူးအလုံးမင်းစိတ်တိုင်းကြငါစီစဉ်ပေးမလို့ပါမင်းကောအဲ့ဒီခွင့်ရလေးတောင်မပေးဘူးငါရွယ်ချက်မအောင်မြင်တော့ဘူးမင်းသိရလားကွာနေစကားတွေကဒုက္ခနဲ့ဝေးသွားသလိုထင်မိပါတယ်နေရဲ့ရှေ့စေတနာတွေကိုဒုက္ခနားလဲပြီးသားပါဝနလည်းနားလဲမှာပါဒါမဲ့ပြီးဆုံးခဲ့တဲ့ဇလန်းတစ်ပုဒ်ကိုကန်တရားပြန်ဆခွင့်မပြုတ်ခဲ့ဘူး
ဝနတစ်ဖက်သက်ကလက်ကဆွဲချစက်သိန်းဖြစ်သွားခဲ့တာပါဒုက္ခကိုရက်ဆက်ခဲ့တာပါဒါတွေဘယ်တော့မှပြန်မတွေးကျင်တော့ပြီနေတွန်းကြီးကတပြင်းရှိတစ်ချက်ဆိုင်ကခရီးဆောင်တက်တာကိုဆွဲယူတယ်အားလုံးပြီးဆုံးခဲ့ပြီဝနလည်းမရှိတော့ပါဒုက္ခဘဝလေးဟာဒုက္ခတွေကလွတ်မြောက်ခဲ့ပြီးသူစောင့်ရှောက်ပေးခဲ့ပြီးပြီပဲခုချိန်မှာသူရှိနေကြမလို့တော့ပါသူနဲ့ဒုက္ခဘာမှမဆိုင်ဘူးတမိုးအောက်မှာအတူရှိနေကြပေမဲ့ဒုက္ခသူ့ကိုမျက်နှာချင်းဆိုင်ရမှာဝင်လေးတလို့ရှောင်နေခဲ့တယ်သူလည်းမျက်နှာပူအာနာအနီးအခတ်မှာသူသိပါတယ်နားလေပြီးနိုင်ပါတယ်ဒီတော့သူထွက်သွားတာအကောင်းဆုံးပါပဲနေရကပ်ပြီးတော့ဆွဲဖွင့်ကချိန်မှကြိတ်ထားတဲ့အင်ဂျီတွေကိုဖြို့ယူတယ်တကယ်နဲ့ခွဲခါတော့မယ်ဆိုမှနှလုံးသားဆက်ဖြင်းဖြင်းနဲ့နာကျင်လာတယ်ဒုက္ခရဲ့အိယာလေးစီလှမ်းကြည့်မိတယ်အတူတူနေခဲ့တဲ့တန်ရောစင်ဟာသူ့ကိုရစ်ပွက်နှောင်ဖွဲ့ထားတယ်မခွဲရဲ့မခွာရဲ့နိုင်သူအန်းကျိတ်ပြီးတော့စိတ်တင်းထားခဲ့တယ်သူထပ်သွားမှဖြစ်မယ်ဝနကိုစားသူခဏစောင့်ရှောက်ပေးထားတာပါအခွင့်အရေးယူလို့စိတ်တစ်စက်လေးမှမရှိပါကို့ကိုသွားခွင့်ပြုပါဒုက္ခရဲ့ဝနကိုခါတီးတီးမုန်းတယ်လို့ကို့ကိုမမုန်းရင်ကိုကျဉ်တ်ပါပြီသူကသူ့အသုံးဆောင်ပစ္စည်းတွေကိုခရီးဆောင်ထဲထည့်တယ်ဒုက္ခဘဝလေးပျော်ရွှင်ပါစေလို့ကိုဆူတောင်းပေးလိုက်မိတယ်ဟင်ဒုက္ခအခန်းထဲဝင်လာပြီးအားသစ်စွာနဲ့ခြေဆုံးရက်ကမျက်လုံးကလေးပြူးပြီးတော့ကြည့်တယ်ဒါဘယ်သွားမလို့လဲပြန်မလို့လေဘယ်ဟုတ်ပြန်မှာလဲဒုက္ခလိုက်မှာပေါ့ဒုက္ခကိုမတိုင်မင်ဘူးဒုက္ခအဝိတ္တေပါထဲ့လေမဟုတ်ဘူးနေလက်ကပြမိတယ်ဒုက္ခနေခဲ့ပါဘာကိုထွက်သွားပေးမယ်ဘာလို့လဲဘသူကထွက်သွားခိုင်းနေလို့လဲမတင်တော်ဘူးလေဟာရှင်နဲ့ကျမနဲ့လက်ထပ်ထားတာလေဝနမက်ပြီးလက်ထပ်ခဲ့တာမှတ်လားဟုတ်တယ်လေဝနမမဟုတ်ပဲအဲ့ဒါသိသားပဲသိရင်ကျွန်တော်သွားရမှာပေါ့ခက်တာပဲရှင်ကကြောက်စီသွားမလို့လားဒုက္ခစူးကနေကြည့်ရရန်တွေ့လာတယ်ဒီမှာမနေချင်ရအောင်ဘသူကနေချနေလို့လဲရှင်ကဘာလို့စွတ်သားချင်ရတာလဲရှင်ဝနမဟုတ်မဲ့ဒုက္ခသိတာကြားလာပေါ့ရှင်းစာကိုကြားရပွေ့ဖက်ကပြလဲဖက်ပြီးပြီနေရဒုက္ခစကားကြောင့်လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်ဒုက္ခဘလို့တည်သွားတာလဲရှင်ဟာတော်တော်ဟန်ဆောင်ကောင်းတဲ့သူပဲဒုက္ခကသူ့ကိုအပြစ်တင်စားဆိုတယ်ဒုက္ခကိုဂယုမဆိုင်တယ်လို့ဘာလို့နဲ့ရှင်မရှိပဲဒီအိမ်မှာကျမဘာလို့နေရမှာလဲမနေပါဘူးကျမလည်းသွားမယ်အတူတူသွားကြမယ်လမ်းခွဲဖို့စကားတက်စီသွားကြဖို့စကားအောင်ဒုက္ခလုံးဝမစိုးနေဟာကျင်းနဲ့စွာပြုံးမိတယ်မုန်းဖို့ကောင်းလာပြီနော်သူ့ကိုပပွင့်တပွင့်ပြောကအခန်းထဲကထွက်သွားတယ်နေတိုးညီကဘာဆက်လို့ရမလဲမသိပဲဒုက္ခနောက်မှလိုက်လာခဲ့တယ်ဒုက္ခကျွန်တော်ဘယ်ဟိုသွားမှလဲသွားချင်သွားပေါ့ဘယ်ဟိုပဲသွားလဲပင်မကြည့်ပဲသူ့ကိုအပြက်ပြောတယ်ရှင်သွားရင်ဒုက္ခလဲလိုက်မယ်ပြောပြီးသားပဲနော်နေရတပင်းဆိုင်လိုက်တယ်ဒုက္ခမျက်နှာကခတ်တင်းတင်းဒုက္ခမျက်လုံးတွေကအေးဆက်ဆက်သူ့ကိုအလေးနဲ့မထားသလိုခံစားရတယ်ဒီမှာဒုက္ခဖြတ်ခနဲလဲကြည့်ပြီးရှင်းကိုမခွဲနိုင်ဘူးဟမ်ထားမသွားပါနဲ့မောင်ရဲလို့အောက်ကျနှကြဒူးထောက်တောင်းမယ်ရမှာလားပြောလုံးဝအဲ့လိုမလုပ်နိုင်ဘူးကျမရှင်းမိန်ပါရှင်းတော့ကိုဖွာထက်ပြီးလိုက်ခွင့်ရှိတယ်ရှင်ထားခဲ့လို့မရဘူးသိရလားနေနှကန်းတွေပြုံးကျသွားတယ်မနကြီးတခွဲတာနဲ့ချင်းချစ်တယ်ပေါ့ခွဲနိုင်တယ်လို့ပါလို့နဲ့လုံးမနေနဲ့နေတော့ညီကတကားပေါင်ကုန်ပြီးဒုက္ခကိုကြည့်နေတယ်ဒုက္ခကကလေးပက်ခတ်လေးကိုလွှဲပြီးတော့မျက်လွှာကာချနေတယ်သူချက်ချင်းပဲအခန်းထဲဝင်လာကအင်ကြီးတွေပြန်ချိတ်တယ်သူထပ်သွားစရာမလိုဒီနေရာအစရရသူ့နေရာပါဒုက္ခသူ့ကိုမခွဲနိုင်တာလဲသူသိပြီနေရအတွက်ဒုက္ခမရှိလို့မဖြစ်ဘူးဒုက္ခအတွက်နေမရှိလို့မဖြစ်ဘူးတယောက်ကိုတယောက်တဘွားစာလွဲပါတယ်ဒုက္ခအခန်းတကားအသာဟပြီးတော့နေကိုချောင်းကြည့်ပြီးလာပါနူးညံ့စွာပြုံးလိုက်တော့တယ်ချစ်ရတဲ့ပရိသတ်များရှင်ဒီကနေ့မှတက်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီနေရာမှာပြီးဆုံးပါပြီနောက်ရများမှာလည်းကျမတို့ရဲ့ channel ကနေဒီလိုဇာတ်လမ်းကောင်းလေးတွေကိုထပ်မံပြီးတော့ရေးချယ်တက်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ချစ်ရတဲ့ပရိသတ်များကဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးကြပါဦးရှင်ဇာတ်လမ်းလေးကိုဆုံးတင်လိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ချစ်ရတဲ့ပရိသတ်တို့ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဒါပျော်ရွှင်တဲ့နေ့တည်လေးကိုပိုင်ဆိုင်နေကြပါစေရှင်